အားလုံးပဲမင်္ဂလာပါကျမနာမည်ကတော့ဇက်ပီပါကျမကတော့ဒီလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့ရဲ့အမှုဆောင်ဒါရိုက်တာတယောက်ဖြစ်ပါတယ်ဆိုတော့ကျမတို့ဒီနေ့အတန်အဖွဲ့ရနေပြီးတော့ဒီလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ညွှန်းကိန်းဒီစာတမ်းတစ်စောင်ကိုထုတ်ပြန်မှာပဲဖြစ်ပါတယ်ဒီခုလက်ရှိဒီစကားဝိုင်းဆွေးနွေးပွဲနဲ့အတူပါဆိုတော့ဒီစစ်တမ်းမှာဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်တယ်ပေါ့နော်ဒီအပိုင်းလေးပိုင်းကိုအဓိကထားပြီးတော့လေ့လာထားတာပဲဖြစ်ပါတယ်ဆိုတော့ဒီစာတမ်းရဲ့ပေါ့နော်လေးလာတွေ့ရှိချက်တွေမှာဆိုလို့ရှိရင်ဒီသက်ဆိုင်ရာနဲ့ပဲတီးရနေပြီးတော့ဒီကျွမ်းကျင်တဲ့အသိပညာရှင်တွေကနေပြီးတော့ဒီအကြံပြုချက်တွေပြီးရင်ပြည်သူလူထုကနေပြီးတော့ဖြေကြားချက်တွေနဲ့အတူစုစည်းထားတဲ့စစ်တမ်းလေးတစ်စောင်ပဲဖြစ်ပါတယ်ဆိုတော့ကျမတို့ဒီစကားဝိုင်းဆွေးနွေးပွဲလေးမစခင်မှာကျမကနေပြီးတော့ဒီစစ်တမ်းလေးရဲ့ပေါ့နော်ဒီတွေ့ရှိချက်တွေကိုကျမကဥစွာတင်ပြပေးမှာပဲဖြစ်ပါတယ်ဆိုတော့ကျမတို့ဒီစစ်တမ်းလေးရဲ့ပေါ့နော်ဒီရည်ရွယ်ချက်ကတော့အဓိကကလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မီဒီယာလွတ်လပ်ခွင့်နဲ့ပေါ့နော်ဒီသတင်းရယူခွင့်တွေနဲ့ပတ်သက်ပြီးတော့ပြည်သူလူထုအနေနဲ့ဘယ်လိုပုံစံနဲ့နေ့စဉ်ဖြတ်သန်းနေလဲဆိုတာတွေကိုကျမတို့အဓိကဒီလေ့လာဆန်းစစ်ခြင်းတဲ့ရည်ရွယ်ချက်တွေနဲ့ကျမတို့ဒီစစ်တမ်းလေးကိုကောက်ယူခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီစစ်တမ်းရဲ့အဓိကပေါ့နော်ကျမတို့ဒီလေ့လာတဲ့ပုံစံကတော့ကျမတို့ကဒီ Kobo 2 box လို့ခေါ်တယ်ပေါ့နော်ဒီsoftware ကိုအသုံးပြုပြီးတော့ပြည်တွင်းမှာရှိတဲ့ပေါ့နော်ပြည်သူလူထုစီကနေပြီးတော့ကျမတို့သတင်းအချက်အလက်တွေဒီလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကျမတို့ရယူခဲ့ပါတယ်ဆိုတော့မေးခွန်းပေါင်းကျမတို့35ခုနဲ့ကျမတို့ဒီစစ်တမ်းလေးကိုပြုလုပ်ခဲ့ပါတယ်ဆိုတော့ဖြေဆိုသူတွေကလည်းဒီသူတို့ရဲ့မတူညီတဲ့ပေါ့နော်ဒီအုပ်ချုပ်မှုရန်နေရအောက်ကနေပြီးတော့ဖြေဆိုခဲ့ကြပါတယ်ဆိုတော့ဒီကာလပေါ့နော်ကျမတို့ဒီကာလကြီးအတွင်းထဲမှာကျမတို့ဒီစစ်တမ်းကိုပေါ့နော်လုပ်ခဲ့တဲ့ကာလမှာကျမတို့အဓိကပေါ့နော်ကြီးကြီးမားမားစိန်ခေါ်ချက်တွေအများကြီးကိုတွေ့ခဲ့ရတယ်ပေါ့နော်ဆိုတော့ဒီစိန်ခေါ်ချက်တွေကြောင့်ပဲကျမတို့ဒီစစ်တမ်းကောက်ယူတဲ့ကာလလည်းဟိုပုံမှန်ထက်ပေါ့နော်အနည်းငယ်ကြာမြင့်ခဲ့တယ်လို့ကျမတို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ပထမတစ်ခုကတော့ကျမတို့မြန်မာနိုင်ငံဒေသအသီးသီးမှာအင်တာနက်ပြတ်တောက်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့အင်တာနက်ပြတ်တောက်တဲ့နေရာတွေမှာကျမတို့လက်လှမ်းမီဖို့အတွက်အတော်လေးကိုကျမတို့အားစိုက်ခဲ့ရတယ်နောက်တစ်ခုကတော့ပေါ့နော်ဒီလူထုရဲ့ပေါ့နော်အာဒီလုံခြုံရေးပေါ့အဓိကသူတို့ကိုယ်တိုင်ဒီစစ်တမ်းကိုဖြေလိုက်လို့ရှိရင်လုံခြုံပါမလားသူတို့ဖုန်းနဲ့ဖြစ်စေကွန်ပျူတာနဲ့ဖြစ်စေကျမတို့ပေးလိုက်တဲ့ link ကနေပြီးတော့ပေါ့နော်ဖွင့်လိုက်လို့ရှိရင်သူတို့ရဲ့ဖုန်းထဲမှာဖြစ်စေပေါ့နော်ဒီဟာသူတို့စီမှာဒီ history ကြံခဲ့လို့ပေါ့နော်တကယ်၍မဲ့လမ်းမှာဖုန်းစစ်ခံရတာပဲဖြစ်ဖြစ်ပေါ့နော်ဒီဟာကဟိုကြီးမားတဲ့ပေါ့လေးလံတဲ့ပြစ်မှုတွေဖမ်းဆီးခံရတာတွေစစ်မေးခံရတာတွေဒီလိုမလိုလားအပ်တာတွေဖြစ်မယ်ဆိုတဲ့သူတို့မှာဒီဟိုဘယ်လိုပြောမလဲဒီ concern အများကြီးနဲ့ပေါ့နော်သူတို့ဒီဟာကိုဖြည့်ဖို့အတွက်အင်မတန်ပေါ့နော်ဒီနှောင့်နှေးခဲ့ရတဲ့အနေအထားတွေလည်းကျွန်တော်တို့တွေ့ရှိခဲ့ရတယ်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီဒီစစ်ပွဲဖြစ်တဲ့နေရာတွေ conflict ဒေသတွေမှာဆိုလို့ရှိရင်ကကျွန်တော်တို့ဖြည့်ဆို့ဖို့အတွက်ပေါ့နော်ဘယ်လိုပြောကျွန်တော်တို့ဒီကျွန်တော်တို့မြေပြင်မှာရှိတဲ့ပေါ့နော်ချိတ်ဆက်ထားတဲ့ရဲဘော်ရဲဘက်တွေကိုယ်တိုင်ကပေါ့နော်ဒီစစ်တမ်းကိုဖြည့်ဆို့ဖို့အတွက်ဆိုလို့ရှိရင်ခက်ခဲနေပေါ့နော်မေးရတာတွေဆက်သွယ်ရေးပြတ်တောက်သွားတာတွေဖြည့်နေရင်းနဲ့မှာပေါ့နော် link ကဝင်လို့မရတာစသဖြင့်ပေါ့မြန်မာနိုင်ငံထဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့စသဖြင့်အခက်အခဲအများကြီးကြုံခဲ့ရတယ်ပေါ့အဲ့ဒီထဲမှာတိတာထင်ရှားရတော့ကျမတို့ဒီမြေပုံမှာပေါ့နော်ခဏနေလဲကျွန်မဒီမှာပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးပေါင်းစစ်တမ်းမှာဆိုလို့ရှိရင်ဖြည့်ဆို့သူစုစုပေါင်း134ဦးရှိခဲ့တယ်ဆိုတော့ပြည်နယ်နဲ့တိုင်းအရာပေါ့နော်ဆိုတော့134ဦးမှာဆိုလို့ရှိရင်အခုမြေပုံမှာကြည့်လို့ရှိရင်ပေါ့နော်ဒီရန်ကုန်တိုင်းတို့မန္တလေးတိုင်းတို့အဲ့လိုဘယ်လိုမျိုးပြဆန်တဲ့နေရာတွေမှာဆိုရင်ဖြည့်ဆို့တဲ့လူနည်းတယ်လို့ပြောလို့ရတယ်ဘာကြောင့်လဲဆိုတော့ဒီမြို့တွင်းမှာပေါ့နော်တွာလာနေတဲ့အခါမှာဒီဖုန်းစစ်ခံရမှာကြောက်တာတွေဒီလိုပုံစံမျိုးတွေနဲ့နီးအမျိုးမျိုးကြောင့်ပေါ့နော်ဒီလိုမျိုးဖြည့်ဆို့ဖို့အတွက်ဒီညှင်းဆန်တာမျိုးတွေပေါ့နော်ဒါမျိုးတွေကျမတို့တွေ့ရတယ်ဒါပေမဲ့ကျမတို့ဒီပြည်တွင်းမှာရှိတဲ့ဒီရဲဘော်ရဲဘက်တွေနဲ့ပေါ့နော်ကိုယ်တိုင်သွားပြီးတော့မေးတာပဲဖြစ်စေပေါ့နော်ဒီနီးပညာကျွမ်းကျင်တဲ့လူတွေကိုယ်တိုင်ကနေသွားပြီးတော့မေးတာပဲဖြစ်စေဖုန်းနဲ့ဆက်သွယ်ပြီးပြောတာပဲဖြစ်စေပေါ့နော်အဲ့လိုမျိုးပုံစံနဲ့ကျမတို့ကိုယ်တိုင်မဟုတ်ပဲနဲ့ဒီပြည်တွင်းမှာရှိတဲ့ရဲဘော်ရဲဘက်တွေကနေအများကြီးကျမတို့ကိုကူညီပေးခဲ့တဲ့အတွက်ကျမတို့ဒီ100ကျော်ပေါ့နော်ဖြည့်ဆို့သူ100ကျော်ကျမတို့ပြည်နယ်နဲ့အနှံ့ကိုကျမတို့ရရှိခဲ့တယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာထူးထူးခြားခြားဆိုလို့ရှိရင်ရခိုင်ပြည်နယ်မှာဆိုလို့ရှိရင်ကျွန်တော်တို့အဲ့အချိန်မှာလုံးဝအင်တာနက်လုံးဝမရတဲ့အနေအထားမှာရှိနေရပေါ့နော်ရခိုင်ပြည်နယ်တိုင်းအများစုမှာပြည်နယ်အများစုမှာပေါ့နော်မြို့နယ်အများစုမှာဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့ရခိုင်တိုင်းပြည်နယ်ဆိုလို့ရှိရင်ကျွန်တော်တို့တော်တော်လေးကိုခက်ခဲနဲ့အဲ့လိုမျိုးစာလူရေအတွက်ပေါ့နော်ရရှိဖို့အတွက်ပြုလုပ်ခဲ့ရဖြစ်တယ်ပေါ့
ဆိုတော့ဒီဟာကတော့ကျမတို့ဒီဖြည့်ဆို့သူပေါ့နော်ဖြည့်ဆို့သူတွေကဘယ်အစိုးရအောက်မှာပေါ့နော်ဘယ်လက်ရှိမှာဘယ်အစိုးရအောက်မှာရှိနေလဲဆိုတာနဲ့ပတ်သက်ပြီးကျမတို့မေးခဲ့တဲ့မေးခွန်းအရာဆိုလို့ရှိရင်တော့ပေါ့နော်ဒီအမျိုးသားညီညွတ်ရေးအစိုးရမှာရှိနေတဲ့လူပြည်သူလူထုရှိရဲ့တော်လှန်ရေးတပ်ဖွဲ့ပေါ့နော်တော်လှန်ရေးတပ်ဖွဲ့ဆိုတာလည်းတခုတည်းတော့မဟုတ်ဘူးပေါ့နော်ဒါတော်လှန်ရေးတပ်ဖွဲ့မျိုးစုံရှိမယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်တို့စုစည်းသလောက်အကျဉ်းချုပ်အဖြစ်ဆိုလို့ရှိရင်တော့တော်လှန်ရေးတပ်ဖွဲ့အဖွဲ့ဝင်တွေအောက်မှာနေထိုင်နေတဲ့ပြည်သူလူထုရှိမယ်ပြီးမြန်မာစစ်တပ်အောက်မှာနေထိုင်နေတဲ့လူတွေရှိမယ်အခြားကတော့ချို့ကြတော့သူတို့ဖြည့်ဆို့မှုညှင်းဆန်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အခြားဆိုပြီးတော့ကျွန်တော်တို့ထည့်ထားဖြစ်ပါတယ်လို့ဆိုတော့နောက်တစ်ခုကတော့အသက်အရွယ်ပေါ့နော်ဘယ်လိုအသက်အရွယ်အပိုင်းခြားတွေကဒီစစ်တမ်းကိုဖြည့်ဆို့ခဲ့လဲဆိုလို့ရှိရင်ကျွန်တော်တို့အခုပြထားတဲ့မြေပုံကိုကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်အနီနဲ့အပြာမှာဆိုလို့ရှိရင်ပေါ့နော်80%နီးပါးကလူငယ်တွေဖြည့်ဆို့ခဲ့တယ်လို့ဒီစစ်တမ်းမှာလူငယ်အများစုပေါ့နော်80%ကဖြည့်ဆို့ခဲ့တယ်လို့ကျွန်တော်တို့ကောက်ချက်ချလို့ရပါတယ်နောက်တစ်ခုပေါ့နော်ဆိုတော့ကျွန်မဒီစစ်တမ်းမှာကတော့ဘယ်လိုပြောမလဲအဓိကပေါ့နော်အဓိက highlight ဖြစ်တဲ့ဟာလေးကိုပဲကျွန်မကဒီမှာ present လုပ်သွားမှာဖြစ်ပါတယ်ဒီမြေပုံလေးနဲ့ပေါ့နော်ဆိုတော့ဇယားလေးနဲ့ပါဆိုတော့ကျွန်မတို့ဒီ internet နဲ့ပေါ့နော်လူမှုကွန်ရက်စာမျက်နှာတွေမှာသတင်းအချက်အလက်နဲ့ပတ်သက်ပြီးတော့လွတ်လပ်စွာမျှဝေနိုင်ခြင်းရှိလားမရှိဘူးလားဆိုတဲ့မေးခွန်းကိုမေးတဲ့အခါမှာတော့ဒီရှိရဆိုတဲ့ဟာပေါ့နော်ဒီပြပြဝဝရှိရဆိုတာကတော့ဒီ25%ပဲဖြည့်ဆို့သူရှိရပေါ့နော်ကျန်တဲ့ပေါ့နော်ကျန်တဲ့ဟာတွေကတော့အနေချင်းပဲရှိရလုံးဝမရှိဘူးစသဖြင့်ကျမတို့တွေ့ခဲ့ရတယ်ပေါ့နော်ဆိုတော့ဒီဟာကတော့ကိုနေထိုင်ရာပေါ့နော်သက်ဆိုင်ရာဒေသအသီးသီးမှာဆိုလို့ရှိရင်ဒီလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်ပြီးတော့ပေါ့နော်အပြည့်အဝအကာအကွယ်ပေးထားတာရှိလားဆိုရယ်မေးခွန်းမှာဆိုလို့ရှိရင်တော့ဒါမြို့သားညီညွတ်ရေးအစိုးရအောက်မှာဆိုလို့ရှိရင်ဒါ49-50%နီးပါးကတော့ဒီအနည်းငယ်ရှိရလို့ပေါ့နော်ဖြေဆိုကြရတယ်ဒီမြန်မာစစ်တပ်အောက်မှာဆိုလို့ရှိရင်เนาะဒီစစ်အုပ်စုအောက်မှာဆိုလို့ရှိရင်เนาะ84%နီးပါးတော့လုံးဝမရှိဘူးဆိုပြီးဖြေဆိုထားရှိတယ်လို့မျိုးဒီကချင်လူမျိုးတက်တွေအောက်မှာဆိုလို့ရှိရင်လည်းလုံးဝမရှိဘူးဆိုပြီး85%ဖြစ်ဆိုထားပြီးတော့ဒီတော်ရလရင်တပ်ဖွဲ့ဝင်ပေါ့နော်ဒီတိုင်းရင်းသားလက်နက်ကိုင်တွေအောက်မှာနေထိုင်တဲ့သူတွေအများစုအောက်မှာတော့ဒီအနည်းငယ်ရှိရဆိုပြီးတော့ဒီ54%ကဖြစ်ဆိုထားတွေ့ရပါတယ်ဆိုတော့နောက်တစ်ခုကတော့ပေါ့နော်ဒီလိုပဲကျွန်တော်တို့ဒီဒေသခံအုပ်ချုပ်ရေးကနေပြီးတော့ဒီလွတ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်ပြီးဥပဒေညွှန်ကြားချက်တွေနဲ့ပေါ့နော်ထိန်းချုပ်ထားတာမျိုးတွေရှိလားမရှိဘူးလားဆိုတော့မိကုံးဆိုလဲဒီလိုပုံစံမှာပဲဒီအမျိုးသားညီညွတ်ရေးလုံးဝမရှိဘူးဆိုတဲ့ဟာပေါ့နော်ဒီအောက်မှာဆိုလို့ရှိရင်ဒီ48%ပေါ့နော်ဒါပေမဲ့48%ဆိုတော့50မပြည့်ဘူးပေါ့နော်အခြားသောဒါအနှဲငယ်ရှိတဲ့တေချာမသိတာရှိတယ်ပေါ့နော်ဆိုတဲ့ဟာမျိုးတွေကလည်း still ရှိသေးတယ်ဖြည့်ဆို့သူတွေရှိသေးတယ်ဆိုတာကိုကျမတို့မြင်တွေ့ရတယ်ပေါ့နော်ဆိုတော့ဒီမြန်မာစစ်တပ်အောက်မှာကတော့တေးကြတာပေါ့နော်ဆိုတော့နောက်တစ်ခုကဒေါ်လာရင်းတစ်ဖွဲ့အောက်မှာတွေလည်းထိုနည်းတူပါပဲဒီအနေငယ်ရှိရဲဆိုတဲ့ဟာတွေကိုအများဆုံးပေါ့54%တွေ့ရှိရတယ်ပေါ့ဆိုတော့နောက်မေးခွန်းတစ်ခုอ่ะပေါ့နော်ဒီဒေတာအတွင်းမှာလွတ်လပ်စွာကိုနေထိုင်ရာဒေတာအတွင်းမှာလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိမရှိဆိုတဲ့မေးခွန်းမှာဆိုလို့ရှိရင်လည်းဒီ30%သာပေါ့နော်ရှိရဲဆိုတဲ့ဟာကိုဖြည့်ဆို့ထားရပေါ့နော်ဆိုတော့လုံးဝမရှိဘူးဆိုတဲ့ဟာကလည်းဒါ39%ဒီအလုံးဒီ30ကိုနှုတ်လိုက်ဆို80ရာခိုင်နှုန်းနီးပါးပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့တိတိကျကျမရှိဘူးလို့ဟာကိုကျမတို့တွေ့မြင်ရတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကတော့ဒီဒေတာအတွင်းအုပ်ချုပ်သူတွေကနေပြီးတော့ဗောနော်ကိုနေထိုင်ရာဒေတာအတွင်းအုပ်ချုပ်သူတွေကနေပြီးတော့ဒီဝေဖန်ထောက်ပြတာတွေဗောနော်ကိုယ့်ရဲ့ဒီအောက်ချုပ်မှုရန်နေရနဲ့ဖြစ်စေဗောနော်ဒီအုပ်ချုပ်မှုပုံစံနဲ့ဖြစ်စေဗောနော်ဝေဖန်ထောက်ပြတာတွေရှိဝေဖန်ထောက်ပြပိုင်ခွင့်ရှိမရှိဗောနော်ဆိုတော့sensitive မိကုန်းနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်တော့လုံးဝမရှိဘူးဆိုတဲ့ဟာကို33%တွေ့ရတယ်ဗောနော်ကျန်တဲ့ဟာတွေကတော့ရှိရဲဆိုတဲ့ဟာကတော့25%နီးပါးလောက်ရှိပါတယ်လို့ဆိုတော့နောက်တစ်ခုမေးခွန်းကတော့ဗောနော်ဒီအုပ်ချုပ်ရေးအာဏာပိုင်တွေကနေပြီးတော့လွတ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်ပြီးတော့အပြစ်ပေးတာအရေးယူတာမျိုးတွေရှိလားမရှိဘူးလားဆိုတဲ့ဟာမျိုးနဲ့ပတ်သက်ပြီးတော့မေးတဲ့မေးခွန်းမှာတော့ဒီ42%ကျော်နီးပါးကရှိရဆိုတော့မေးခွန်းအဖြေကိုကျမတို့တွေ့ရှိခဲ့ရတယ်ဗောနော်ဆိုတော့နောက်တစ်ခုကတော့ဒီခုနလိုပဲဒီသတင်းမီဒီယာပေါ့နော်ဒီအုပ်ချုပ်ရေးအာဏာပိုင်တွေကနေပြီးတော့ဒီသတင်းမီဒီယာပုံမှာကောစင်စာဖြတ်တောက်တာတွေသတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးကန့်သတ်တာတွေပေါ့နော်ဆိုတော့မေးခွန်းကိုကျမတို့မေးတဲ့အခါမှာတော့ဒီတေချာမသိဘူးဆိုတဲ့ဟာတော့ကျမတို့ရာခိုင်နှုန်းအမြောက်များတွေ့ရပြီးတော့ရှိရဆိုတဲ့ဟာတော့ကျမတို့20%ကျော်တွေ့ရှိရတယ်ပေါ့နော်ဆိုတော့အနည်းငယ်ရှိရဆိုတာလည်းရှိရလုံးဝမရှိဘူးဆိုတာတော့18%ကျော်နီးပါးလောက်ပဲ
တွေ့ရပါတယ်ဆိုတော့ဒါကိုကြည့်ချင်းအပြင်ကျမတို့ဒီသက်ဆိုင်ရာနယ်ပယ်အသီးသီးမှာကျမတို့သတင်းမီဒီယာလွတ်လပ်ခွင့်တွေကစင်ဆာဖြတ်တောက်တာတွေကရှိနေသေးတယ်ရှိရပေါ့လုံးဝရှိရဆိုတာကိုကျမတို့ကျမတို့သုံးသပ်လို့ရပါတယ်ဆိုတော့နောက်တစ်ခုကတော့ဒီသတင်းမီဒီယာသတင်းမီဒီယာများအပေါ်ပေါ့နော်ဒီဖန်ဆီးထိန်းသိမ်းထားခြင်းပေါ့နော်ရှိမရှိပေါ့နော်ဆိုတော့ဒါကတော့ရှိရပေါ့ဆိုတဲ့ဟာက36နီးပါးလောက်ရှိပြီးတော့ဒီအနည်းငယ်ဆိုတာကတော့8%လောက်နဲ့ရှိပါတယ်ဆိုတော့နောက်တစ်ခုကတော့ဒီသတင်းထောက်တွေပေါ့နော်သတင်းထောက်တွေကနေပြီးတော့လွတ်လပ်စွာသတင်းတင်ဆက်ပိုင်ခွင့်ပြီးလို့ရှိရင်ဥပဒေပြဋ္ဌာန်းချက်တွေနဲ့ပေါ့နော်ကာကွယ်ပေးထားမှုရှိမရှိပေါ့အဓိကကတော့ဒီသတင်းထောက်တွေသတင်းကိုလွတ်လပ်နဲ့သတင်းတင်ဆက်ပိုင်ခွင့်ရှိရမယ်မီဒီယာလွတ်လပ်ခွင့်အပြည့်အဝရှိရမယ်ပြီးရင်သူတို့တွေကိုဒီပေါ့နော်ပြဋ္ဌာန်းချက်တွေနဲ့ဥပဒေနဲ့ကာကွယ်ပေးထားတာရှိလားမရှိလားဆိုတော့sensitive မိခွန်းတွေပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်တော့လုံးဝမရှိဘူးဆိုတဲ့ဟာကအမြင့်ဆုံးတွေ့ရပါတယ်ကျမတို့နောက်တစ်ခုကတော့ဒီပြိပခအဓိကပြိပခဖြစ်ပွားတဲ့ဒေသတွေမှာပေါ့နော်သတင်းထောက်တွေကိုလွတ်လပ်စွာသတင်းရယူပိုင်ခွင့်ပေးထားလားမပေးထားဘူးလားဆိုတာပေါ့နော်လုံးဝမရှိပါဘူးကတော့ကျွန်တော်တို့အမြင့်ဆုံးတွေ့ရပါတယ်အနည်းငယ်ရှိတယ်ဆိုတာကတော့29%နီးပါးလောက်ပဲရှိပါတယ်နောက်တစ်ခုကတော့ဒီအာဏာပိုင်တွေပေါ့နော်ဒီအာဏာပိုင်တွေကနေပြီးတော့ဒီသတင်းထောက်တွေပေါ့နော်အရေးအသားတွေသတင်းတင်ဆက်ပုံပေါ့နော်သတင်းတင်ဆက်ပုံနဲ့ပတ်သက်ပြီးတော့ပဲဖြစ်စေမျှဝေတာနဲ့ဖြစ်စေဒီအရေးအသားနဲ့ဖြစ်စေပေါ့နော်ဒီသတိပေးတာတွေဖမ်းဆီးတာမျိုးတွေပေါ့နော်ဒါမျိုးတွေရှိလားမရှိလားဆိုတော့မိကုန်းတွေကျမတို့မေးတဲ့အခါမှာတော့ဒီကျမတို့30တေချာမသိတဲ့လူကတော့ဒီ30%ကျော်ရှိပြီးတော့ပေါ့နော်ဒီကရှိရဲဆိုတော့ရှိရဲအနည်းငယ်ရှိရဲဆိုတာကတော့ကျမတို့40ကျော်50နီးပါးလောက်ပေါ့နော်ရာခိုင်နှုန်းကိုကျွန်တော်တို့တွေ့ရှိရပါတယ်နောက်တစ်ခုကတော့ပေါ့နော်ဒီအုတ်ချုပ်ရေးဒီရန်နေရအောက်ကပေါ့နော်ဒီအင်တာနက်လွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ပိတ်ပင်ကန့်သတ်တာတွေကတော့ကျွန်တော်တို့ရှိလားပေါ့နော်ဆိုတဲ့ဟာမျိုးမေးတဲ့အခါမှာတော့ကျွန်တော်တို့41%ကတော့ရှိတယ်40%ကတော့မရှိပါလုံးဝမရှိပါဆိုတဲ့ဟာမျိုးရှိပါတယ်ဆိုတော့အဲ့ဒီဟာမျိုးမှာ40%ကျွန်တော်တို့တချို့ပေါ့နော်ဒီဒေတာနဲ့ပေါ့နော်ဒေတာနဲ့ကျမတို့ပြန်ပြီးတော့ကြည့်လိုက်တဲ့အခါမျိုးမှာဆိုလို့ရှိရင်တော့အဓိကတချို့ဒေတာတွေမှာကျတော့ Starlink သုံးနေတဲ့ပေါ့နော်ဒေတာတွေမှာလုံးဝမရှိပါဆိုတဲ့ဟာမျိုးဖြေထားတာမျိုးတွေကျမတို့ဒေတာနဲ့ပြန်ပြီးတော့ချိန်ကိုက်ကြည့်လိုက်ခါမှာပေါ့နော်အဲ့လိုမျိုးတော့ကျမတို့ပြန်တွေ့ရပါတယ်နောက်တစ်ခုကအင်တာနက်ဈေးနှုန်းနဲ့ဆင်းကတ်တွေပေါ့နော်ဆိုပြီးအခက်အခဲနဲ့ပတ်သက်ပြီးမေးခွန်းကတော့ဒါဟိုဒီ9%နီးပါးကတော့ဒါရှိရပေါ့နော်ရှိကြတယ်ဒီအခက်အခဲတွေရှိကြတယ်နောက်တစ်ခုကတော့ဒီလူမှု social media မှာပေါ့နော်သတင်းအချက်အလက်ရယူပိုင်ခွင့်ပေါ့နော်ရှိမရှိဆိုတာတော့ရှိရဲဒါပေမဲ့မရှိတဲ့ data တွေမှာလည်းရှိနေတယ်ဆိုတဲ့ဟာကိုတွေ့ရပါတယ်ဆိုတော့ဒါကတော့ကျမဟိုအကျဉ်းချုပ်ပေါ့နော်ဒီ report ထဲမှာဆိုလို့ရှိရင်တော့ကျမတို့ကဒီမေခွန်း35ခုဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကဒီဟိုအကျဉ်းချုပ်ပေါ့နော်မေခွန်းနဲ့ပတ်သက်ပြီးတော့ကျမတို့ဒီပုံပြပုံဒီဇယားပြပုံလေးကကျမတို့ဒီ35ခုနဲ့ဖော်ပြပြီးတော့ကျမတို့ပြန်ပြီးရေးသားထားတာမျိုးရှိပါတယ်ဒီကျမတို့ဒီစစ်တမ်းကိုဖတ်ကြည့်လိုက်လို့ရှိရင်ပေါ့နော်ဆိုတော့အဲ့ဒီစစ်တမ်းမှာကျမတို့ထပ်ပြီးတော့ပေါ့နော်ဒီဖြေလာတဲ့လူတွေကနေပြီးတော့သူတို့ဆွေးနွေးထားတဲ့အချက်လေးရှိရပေါ့နော်ဆိုတော့အဓိကကတော့သူတို့မှာအကြောက်တရားတွေလွှမ်းမိုးနေရမျိုးတွေပြီးလို့ရှိရင်ဟိုဒီအရန်ကိုပေါ့နော်ပြင်းပြင်းထန်ထန်နဲ့အေးအေးယူတာမျိုးတွေဖိနှိပ်ထားတာမျိုးတွေပေါ့နော်ဒီလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်မီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးတော့ဖိနှိပ်တာမျိုးတွေအများကြီးရှိနေတယ်ဆိုတဲ့ဟာတို့သူတို့ဆွေးနွေးလာတာတွေရှိရနောက်တစ်ခုကတော့ကိုယ်ပိုင်ပေါ့ individual အနေနဲ့ဆိုလို့ရှိရင်လည်းဒီsafety ပေါ့နော်ဒီတို့ရဲ့လုံခြုံရေးကိုယ်ပိုင်လုံခြုံရေးနဲ့ပတ်သက်ပြီးတော့လည်းအများကြီးအခက်အခဲတွေစိန်ခေါ်မှုတွေပေါ့နော်အဲ့လိုမျိုးချိန်ချောက်မှုတွေလည်းအများကြီးရင်ဆိုင်နေရတယ်ဆိုတဲ့ဟာတွေလည်းသူတို့အနေနဲ့ဆွေးနွေးထားတာတွေရှိပါတယ်ဆိုတော့နောက်အခြားသောဆွေးနွေးမှုတွေမှာဆိုလို့ရှိရင်တော့ဒီအဓိကတော့ဒီစစ်အုပ်စုအောက်မှာနေထိုင်နေရတဲ့အတွက်ပေါ့နော်ဒီ FOE နဲ့ပတ်သက်ပြီးတော့ဒီပြည်နယ်တော်တော်များများမှာဆိုလို့ရှိရင်တော့စိုးရတယ်ပေါ့နော်စိုးရတဲ့ဖိနှိပ်မှုတွေချုပ်ချယ်မှုတွေပြစ်ဒဏ်ပေးမှုတွေကအများကြီးပဲပိုလို့တောင်ရှိတယ်ဆိုတဲ့ဟာမျိုးတွေကိုဆွေးနွေးထားတာတွေကိုတွေ့ရပါတယ်ဆိုတော့ဒီကညီကုန်းချုပ်ပေါ့နော်ဒီစစ်တမ်းရဲ့ပေါ့နော်စစ်တမ်းတိုလေးရဲ့ညီကုန်းချုပ်အနေနဲ့ဆိုလို့ရှိရင်တော့ဒီ FO ဒီဘယ်လိုပြောမလဲစစ်အုပ်စုအောက်မှာမှမဟုတ်ဘူးပေါ့နော်အခြားသောဒီထိုင်းသားလွတ်မြောက်နယ်မြေမှာပဲဖြစ်ပါစေအခြားသောပေါ့နော်ဒီဟို
ပုံစံမတူတဲ့ပေါ့နော်ဒီအုပ်ချုပ်မှုရန်နေရအောက်တွေမှာလည်းဒီလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့သတင်းမီဒီယာလွတ်လပ်ခွင့်ကသူနည်းသူဟန်နဲ့အပြည့်အဝမရရှိဘဲနဲ့ထိမ့်ချုပ်ခံနေရတာမျိုးတွေအနေနဲ့အများသာကွာပြီးတော့ပေါ့နော်ထိမ့်ချုပ်ခံနေရတာမျိုးတွေကရှိနေသေးတယ်ပြီးလို့ရှိရင်သတင်းမီဒီယာလွတ်လပ်ခွင့်သတင်းသမားတွေသတင်းတင်ဆက်တာဟာမျိုးတွေကလည်းလုံခြုံမှုမရှိဘဲနဲ့ပေါ့နော်ဒီအနေအထားမှာဟိုသတင်းတင်ဆက်နေရတာမျိုးတွေရှိနေရဲဆိုတဲ့ဟာတွေလည်းတွေ့ရှိရတယ်နောက်တစ်ခုကတော့ဒီသတင်းရယူခွင့်ပေါ့နော်ကိုကနေပြီးတော့ဒီ social media ဖြစ်စေပေါ့နော်ကိုကသတင်းကိုကိုယ်တိုင်ကရယူတာပဲဖြစ်စေကိုယ်တိုင်မျှဝေတာပဲဖြစ်စေအဲ့ဒီဟာတွေမှာလည်းချင်းချောက်မှုတွေသတင်းကိုပေါ့နော်ဒီဘယ်လိုပြောမလဲပိတ်ဆို့ခံထားရတာတွေပေါ့နော်ဒါမျိုးတွေလည်းရှိနေရဲဆိုတာတွေကိုကျွန်တော်တို့ဒီတွေ့ရှိရတယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့အဖွဲ့ကနေပြီးတော့ဒီဟိုပေါ့နော်အကြံပြုချက်ပေးချင်တာကတော့ဒီစာတန်းကနေပြီးတော့ဆိုလို့ရှိရင်ဒါကဒီအဓိကတော့ FOE ကိုပေါ့နော်အပြည့်အဝကာကွယ်မှုရှိရမယ်ပေါ့နော်ပြီးရင်မီဒီယာလွတ်လပ်ခွင့်နဲ့သတင်းသမားတွေကိုလည်းအပြည့်အဝထောက်ပံ့မှုရှိရမယ်နောက်တစ်ခုကတော့ဒီအင်တာနက်ပြတ်တောက်နေတဲ့နေရာတွေမှာပေါ့နော်အခြားသောဘယ်လိုနည်းပညာတွေအသုံးပြုပြီးတော့ဒီအင်တာနက်တွေရလာအောင်ဆက်သွယ်ရေးနည်းလမ်းတွေပို့ပြီးကောင်းမွန်လာအောင်ဘယ်လိုမျိုးဟိုပေါ့နော်စူးစမ်းကြမလဲဆိုတဲ့ဟာကျမတို့အနေနဲ့အဖြေရှာဖို့လိုအပ်တယ်ဆိုတာနဲ့ပြောရင်းနဲ့ကျမဒီမှာပဲညီကုန်းချုပ်ချင်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျမရဲ့ presentation ကတော့ဒီလောက်ပါပဲဆိုတော့ကျမဒီစကားဝါးပွိုင်းဒီစကားဝါးဆွေးနွေးပွဲအတွက်ပေါ့နော်ကျမကိုထင်းကိုလွှဲပါတယ်လို့ဟုတ်ကဲ့ဟုတ်ကဲ့ပါမက်ဆပီကျေးဇူးပါဟုတ်ဆိုတော့မက်ဆပီအပါဝင်ပေါ့နော်ဆိုတော့ကျွန်တော်တို့အတန်းဖွဲ့သားတွေအားလုံးဒီဝိုင်းဝန်းကြိုးပမ်းပြီးတော့မှအခုလိုအစီအစဉ်သာထုတ်ပြန်နိုင်တဲ့ပုံမှာလည်းဒါအမြောက်ခေါ်ယူရဲဆိုတာအရင်ဆုံးပြောလိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီစကားဝိုင်းကတော့ဒီအစီအစဉ်သာမိတ်ဆက်တာအစီအစဉ်သာထုတ်ပြန်တာနဲ့အတူထပ်တူပေါ့နော်ဆိုတော့အစီအစဉ်သာထုတ်ပြန်တဲ့အခါမှာကျွန်တော်တို့ကြုံတွေ့ရတဲ့လေ့လာရတဲ့အချက်လက်တွေရှိတယ်ဒီအချက်လက်တွေနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့မြေပြင်မှာလည်းတကယ်မြေပြင်နဲ့အင်အားစုတွေနဲ့ထိစပ်ပြီးတော့မှလုံနေကြတဲ့ကျွန်တော်တို့ဒီရဲဘော်ရဲဘက်တွေကနေပြီးတော့မှဒီအခြေအနေတွေဒီချက်လက်တွေနဲ့ပတ်သက်လို့ရှိရင်ဘာတွေတော့စိန်ခေါ်မှုတွေရှိနေတယ်ဘာတွေတော့ကျွန်တော်တို့ကြော်လွှားဖို့တမဟာပြောတွေရှိနေတယ်ပြီးလို့ရှိရင်တော့ဒီအတွက်ကိုကျွန်တော်တို့ဒီအင်အားစုတွေအသီးသီးကိုပေါ့နော်ဘယ်လိုမျိုးသတင်းစကားအကြံပြုချက်တွေပေးခြင်းလဲဆိုတော့ကျွန်တော်ဆက်ပြီးတော့ဆွေးနွေးကြဖို့ဖြစ်ပါတယ်ဆိုတော့ဒီစကားဝိုင်းမှာတော့ကျွန်တော်တို့အဓိကတော့ဒါ so what ပေါ့နော်ဆိုတော့အဓိကတော့ဒီချက်လက်တွေတော့မြေပြင်မှာဖြစ်နေပြီအဲ့ဒါဆိုလို့ရှိရင်ဘာတွေတော့ကျွန်တော်တို့လုပ်ဖို့လိုမလဲဘာတွေတော့ကျွန်တော်တို့သတိပြုသင့်လဲဆိုတော့အဓိကဆွေးနွေးပေးနိုင်ဖို့အတွက်ရည်ရွယ်ပါတယ်ဆိုတော့ဒီစကားဝိုင်းအတွက်ကျွန်တော်တို့ဖိတ်အိမ်ချလာတဲ့ကျွန်တော်တို့ဒီရဲဘော်ရဲဘက်မိတ်ဆွေတွေကတော့ကျွန်တော်တို့ဒီပေါ့နော်သတင်းတူသတင်းမှားတွေတိုက်ဖြတ်ရေးပြီးတော့အမုံစကားတွေပေါ့နော်အမုံစကားတွေအနည်းရှိတဲ့စကားတွေနဲ့ပတ်သက်ပြီးတော့လေ့လာနေတဲ့လေ့လာနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ The Red Flag အဖွဲ့ကဆရာစီရလို့ဟိုပါဝင်ပါတယ်နောက်တစ်ဦးကတော့ကျွန်တော်တို့ဒီမြေပြင်မှာလူလူလှုပ်ရှားမှုတွေကိုပံ့ပိုးကူညီဆောင်ရွက်ပေးနေတဲ့လူလူလှုပ်ရှားမှုတွေကိုအားဖြည့်ပံ့ပိုးနေတဲ့ကျွန်တော်တို့မျိုးဆက်လိုင်းအဖွဲ့က Generation Wave မျိုးဆက်လိုင်းအဖွဲ့ကမလင်းလက်စုကိုကျွန်တော်ဖိတ်ကြားထားပါတယ်ဆိုတော့နောက်တစ်ဦးကတော့ကျွန်တော်တို့တကယ်ကိုယ်တိုင်လည်းဒီသတင်းတင်ဆက်နေတဲ့သတင်းရယူတင်ဆက်နေတဲ့တူတူလေးဖြစ်တဲ့ရုပ်သံသတင်းနောက်တူဖြစ်တဲ့မရင်မုံကိုကျွန်တော်တို့ဖိတ်ကြားထားပါတယ်ဆိုတော့ကျွန်တော်တို့ဒီဆွေးနွေးဘက်တုံးကတော့ကျွန်တော်တို့ဒီအစီရင်ခံစာပေါ်မှာတွေ့ရှိချက်တွေပေါ်မှာအခြေခံပြီးတော့မှကျွန်တော်တို့ရဲ့ဒီကိုယ်တိုင်ကြုံတွေ့နေရတဲ့အမြင်တွေအတွေ့အမြင်တွေအတွေ့အကြုံတွေကိုဖလှယ်မျှဝေသွားကြဖို့ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီစကားဝိုင်းကိုအပိုင်း၃ပိုင်းနဲ့ကျွန်တော်တို့တင်ဆက်သွားဖို့ရှိပါတယ်ဆိုတော့ပထမပိုင်းကတော့ကျွန်တော်တို့စိန်ခေါ်မှုတွေအကြောင်းပြောကြမယ်ဒုတိယပိုင်းကျလို့ရှိရင်တော့ကျွန်တော်တို့ဒီစိန်ခေါ်မှုတွေကိုကျော်လွှားမဲ့မဟာဗျူဟာတွေအကြောင်းကိုကျွန်တော်တို့ဆွေးနွေးကြဖို့သုံးသပ်ကြဖို့ဖြစ်ပါတယ်တတိယပိုင်းမှာတော့ကျွန်တော်တို့ဒီနိုင်ငံတကာအတိုင်းဝိုင်းကစလို့ကျွန်တော်တို့ဒီရပ်ဖက်ဖွဲ့စည်းကျွန်တော်ဒေါ်လာရင်းရာစုတွေပေါ်မှာဘယ်လိုအကြံပြုချက်တွေပေးနိုင်မလဲဆိုတာကိုလည်းကျွန်တော်တို့ဒါနဲ့ချုပ်ဖို့အတွက်ရည်ရွယ်ထားပါတယ်ဆိုတော့ကျွန်တော်နာမည်ကတော့ထင်ကျော်ကြီးဖြစ်ပါတယ်ကိုထင်ဖြစ်ပါတယ်ဆိုတော့ဒီစကားဝိုင်းမှာကျွန်တော်တို့ moderator တွေနဲ့ဆောင်ရွက်ပေးသွားဖို့ဖြစ်ပါတယ်ဆိုတော့အရင်ဆုံးကျွန်တော်ဒီစကားဝိုင်းကို CLO နဲ့စပြီးတော့ဖွင့်ကြပါတယ်ဆိုတော့အခုကဒီစေအုပ်စုထိန်းချုပ်ထားတဲ့နယ်မြေတွေမှာဒီစစ်တမ်းကိုဖြေဆိုတဲ့သူတွေရဲ့85%ကတော့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကန့်သက်ခံထားရတယ်ဆိုတော့စစ်တမ်းရသိရတယ်တကယ်တမ်းကန့်သက်ခံရမှုကတော့ဒီထက်ပိုပြီးတော့များတယ်ပေါ့နော်6%ကျော်လောက်ကပဲလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကိုကာကွယ်ပေးထားတယ်လို့ဒီဒေတာမှာရှိတဲ့သူတွေကတော့ဖြေဆိုကြတယ်ပေါ့နော်
ဆိုတော့ဒီအပြင်မှာNUG နဲ့တော်လိုင်းအင်အားစုတွေထိန်းချုပ်တဲ့နေမြေတွေမှာတော့ဒီလိုထိန်းချုပ်ကန့်သတ်မှုကတော့ရာခိုင်နှုန်းအဖြစ်တော့နည်းတယ်ဒါပေမဲ့လုံခြုံရေးစိုးရိမ်ချက်ဒီအင်တာနက်ကန့်သတ်မှုတွေကတော့အတန်အသင့်ရှိနေတယ်ဆိုတာမျိုးလည်းဒီစစ်တမ်းမှာဖြည့်ဆို့ကြတဲ့သူတွေရဲ့ဒါဖြည့်ဆို့မှုတွေမှာတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီတော်လိုင်းရေးဆိုတဲ့အခြေအနေအခင်းချင်းမှာကျွန်တော်တို့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့တစ်ဖက်ကလည်းလုံခြုံရေးလိုအပ်ချက်မျှခြေကိုကျွန်တော်တို့ဘယ်လိုများရှာဖွေနိုင်မလဲအဲ့ဒီအခြေအနေမြေပြင်အခြေအနေအောင်ဘယ်လိုရှိနေနိုင်မလဲပေါ့နော်အဲ့ဒါကိုတော့ကိုစီရဲ့လိုဖြေချပေးဖို့အတွက်ဆွေးနွေးပေးဖို့အတွက်ဖိတ်ချက်ပါတယ်လို့ ဟုတ်ကဲ့ကျေးဇူးပါခင်ဗျကျွန်တော်တို့ပထမပေါ့နော်ဒီစစ်တမ်းနဲ့ပေါ့နော်ချိတ်ဆက်ပြီးစဉ်းစားရတယ်ဆိုရင်ဒီစစ်တမ်းကကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းတာကဒီဖြေဆိုတဲ့သူတော်တော်များများကကျွန်တော်တကယ်လူငယ်တွေပေါ့နော်လူငယ်လို့ပြောရင်ကျွန်တော်တို့ကဟိုလွတ်လပ်စွာဒီထုတ်ဖော်ပြောဆိုခွင့်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီကိုယ်တိုင်လဲဒီပြောရရင်ပေါ့နော်ဒီ social media တွေနောက်ပြီးကြတော့ဒီ platform တွေအများကြီးကိုအသုံးပြုပြီးတော့ apply လုပ်နေကြတဲ့သူတွေဖြစ်တဲ့အတွက်ပေါ့နော်ဒီလူတွေရဲ့သဘောထားတော်တော်လေးအရေးကြီးတယ်ပေါ့နော်သူတို့ဖြစ်လူငယ်တွေမျိုးသမီးတွေဖွဲ့တွေရဲ့သဘောထားဘာလို့လဲဆိုတော့ဒီမှာကကျွန်တော်တို့လက်ရှိဖြစ်ပျက်နေတဲ့အရာအားလုံးလည်းပို့ပြီး reflect ဖြစ်တယ်အဲ့တော့ဒီမှာထူးထူးဆန်းဆန်းကျွန်တော်တို့85%လောက်ကဒီ NUG ထိန်းချုပ်နေမြေတွေမှာဆိုရင်ဟိုပြောရရင်လွတ်လွတ်လပ်လပ်ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျန်တဲ့ရာခိုင်နှုန်းကကြတော့ဟိုပြောဖို့ရခြင်းမရခြင်းဆိုတာခက်ခဲတယ်ဆိုတာပြောတာဒါပေမဲ့ဒါလည်း total လုံးပေါင်းဆိုတော့ကျွန်တော်တို့နည်းနည်းစိတ်ဝင်စားတာတွားတွေ့ရပါတော့။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီအရက်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့အချိန်ရောက်တော့ပထမဆုံးအနေနဲ့စဉ်းစားတာလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လို့ပြောတယ်ဆိုရင်ကျွန်တော်တို့ကအဖက်ဖက်ကပေါ့နော်ဒီအင်တာနက်အသုံးပြုခွင့်နောက်ပြီးကြတော့ကျွန်တော်တို့တခြားသောဒီလူရဲ့တကိုယ်ရည်တကာရပေါ့နော်အထူးသဖြင့်လူခွင့်ရေးပေါ်မှာအခြေခံတဲ့အတွက် human dignity ပေါ်မှာအခြေခံသောနောက်ပြီးကြတော့လူတွေကိုပြန်ပြီးတော့ဟမ်းမဖြစ်စေတဲ့ထုတ်ဖော်ပြောဆိုခွင့်တွေနဲ့ပတ်သက်လာရင်ကျွန်တော်တို့ကဒါကအခြေခံလူခွင့်ရေးပေါ့နော်ဒီအခြေခံလူခွင့်ရေးကိုဘယ်လောက်ထိအဲ apply လုပ်လို့ရနေလဲပေါ့နော်ရရှိနေလဲဆိုတာနဲ့ပြန်ကြည့်တာအဲ့တော့တစ်ဖက်မှာကျတော့ကျွန်တော်တို့ပြန်ကြည့်ပြန်တော့လေဆက်အာဏာရှင်စန့်ကျင်ရေးတိုက်ဖြတ်ရေးပေါ့နော်အဲ့ဒါကိုစစ်ရေးအနေနဲ့သွားကြတဲ့အခြေအနေဖြစ်နေပေါ့နော်အဲ့တော့စစ်ရေးအနေနဲ့သွားကြတဲ့အခြေအနေမှာကျွန်တော်တို့ကထားလိုက်ပါတော့ဟိုစစ်ရေးအနေနဲ့စပြီးတော့လောက်ကြကြတယ်ကွာစစ်ရေးမှာလည်းသူ့ရဲ့သတ်မှတ်ချက်တွေရှိမှာပေါ့နော်ဟို intelligent လို့ထောက်ပို့လို့ဒါပိုင်းဒီအသုံးနှုန်းတွေကကျွန်တော်တို့တွေနဲ့လည်းဝေးပါတယ်ကျွန်တော်တို့လုပ်တယ်ဒါပေမဲ့အဲ့မှာသွားပြီးတော့ contradict ဖြစ်နေတဲ့ဟာရှိတယ်ပေါ့နော်။ဘာလဲဆိုတော့သတင်းအချက်လက်စီးဆင်းမှုပေါ့နော်။အဲ့တော့စီရေးကသတင်းအချက်လက်စီးဆင်းမှုကိုတော်တော် sensitive ဖြစ်တဲ့ထဲမှာပါတယ်။ဘာကြောင့်မို့လို့လဲဆိုတော့သူကဒီသတင်းအချက်လက်ကြောင်းမို့လို့သတင်းပေါက်ကြားသွားလို့မို့လို့ဒီ location တွေတည်တယ်air strike တွေဖြစ်တယ် operation တွေဖြစ်တယ်ပေါ့နော်။ဒါကသူ့ရဲ့သတ်မှတ်ချက်ပေါ့နော်ဒီကအဲ့တော့အဲ့ဒီမှာဟိုပြောချင်တဲ့သဘောပါသူစီရေးရဲ့သတ်မှတ်ချက်ကဒီအမျိုးအခြေအနေဖြစ်နေတဲ့အချိန်တစ်ဖက်ကကြတော့ကျွန်တော်တို့ကကြတော့ဟိုအရက်သားတွေလေနော်စစ်သားတွေမှမဟုတ်တာအဲ့တော့အရက်သားတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကလည်းအရက်သားတွေအရက်ဖက်ဖွဲ့စည်းတွေကတော့အရက်သားတွေကောက်ွယ်ရေးအတွက်စစ်ပွဲကြားထဲမှာပြောဆိုရတဲ့ဟာရှိတဲ့အချိန်အဲ့မှာသွားပြီးတော့ direct ထိတ်တိုက်တွေ့ဆုံတာပေါ့နော်အဲ့တော့သူတို့အနေနဲ့ရှင်းရှင်းလေးပဲပေါ့နော်ဟိုစစ်ရေးအမြင်အရာဟိုထားပါတော့ဒီရက်ပိုင်းတွေမှာ air strike လာတယ်ဆိုရင် internet ကြောင့်မို့လို့ air strike လာတယ်ဆိုတော့သတ်မှတ်ချက်တစ်ခုစဉ်းစားလိုက်တယ်စဉ်းစားလိုက်ရင်တုံ့ပြန်မှုကဘာလုပ်လဲဆိုရင် internet မသုံးနဲ့ကွာဆိုပြီးပိတ်ပစ်လိုက်တယ်ဒါပဲပေါ့ဒီနည်းလည်းမသုံးနဲ့ပေါ့ဒီနည်းလည်းမသုံးလိုက်တယ်ဒါပေမဲ့ဒီဘက်မှာရှိအရက်သားတွေအတွက်ကကြတော့ကျွန်တော်တို့ကလွတ်လပ်စွာထုတ်ဖော်ခွင့်ပြောဆိုခွင့်ဆိုတဲ့ဟာမပြောနဲ့ပေါ့နော်အခြေခံ internet ဟာကြတော့ထိန်းချုပ်နယ်မြေတွေကိုဘယ်လိုပဲဖြစ်ဖြစ်ဒီအချိန်ကအကုန်လုံးကဒီကျွန်တော်တို့တော်လိုင်းနယ်မြေတွေကပို့ပြီးတော့ပြောရပို့ပြီးအလုပ်လုပ်ကိုင်ရတာခက်ပါတယ်အဓိကတော့ဟို online နယ်မြေတွေမှာ local governance ကအသစ်ပြန်ပြီးတိစောက်နေတဲ့အချိန်မှာဒီတိစောက်နေတဲ့သူတွေကလည်းဒါပုံမှန်လင်းလင်းပြောရရင်အရသာအုပ်ချုပ်ရေးအဆင့်မှမရှိဘူးဗျာဟိုလက်နက်ကန်အုပ်ချုပ်ရေးတွေပဲများတယ်ပေါ့အဲ့တော့လက်နက်ကန်အုပ်ချုပ်ရေးများတဲ့အတွက်အရာအားလုံးကိုစီးရေးနောက်ကိုလိုက်ရတဲ့ဟာရှိတာပေါ့အဲ့တော့သူတို့ပိတ်တော့လည်းမသုံးရတော့ဘူးဆိုတဲ့ဟာမျိုးပဲဖြစ်တာကျွန်တော်သိရတဲ့လောက်ကဒီမြေပြင်မှာရှိတဲ့သူတွေကပိတ်သွားတယ်ဆိုတော့မပြောရကြဘူးတောင်းပြောတာကဒီဘက်မှာရှိတဲ့ဒီလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်ပြီးတော့တကယ် design မတ်လုပ်နေတဲ့အဖွဲ့တွေ digital rights နဲ့ပတ်သက်ပြီးတော့ design မတ်လုပ်နေတဲ့အရက်ဖက်ဖွဲ့စည်းတွေကပဲတင်ပြီးတော့ပြောကြတာပေါ့နော်ဒါမလုပ်သင့်ဘူးဒါမလုပ်သင့်ဘူးဆိုတာပြောတာဆိုလိုတဲ့သဘောကဟိုလွတ်လပ်စွာထုတ်ဖော်ပြောဆိုဖို့မပြောနဲ့ပေါ့နော်ကျွန်တော်တို့အဲ့ဒါကိုပြောဖို့တောင်ဘယ်သွားပြီးပြောရမှာမလဲအင်တာနက်ကမရှိတော့ဘူးမြေပြင်မှာလည်းဟိုဘယ်သူ့ကိုသွားပြောလို့ပြောရမှာတင်းနေရလဲတက်မလာတဲ့အချိန်တွေမှာလူတွေရဲ့အခြေအနေကတော့တော်တော်လေးတော့ဆိုးတယ်ပေါ့နော်အဲ့တော့ဟိုမျှဖို့အတွက်ကတော့ကျွန်တော်တို့လိုအပ်နေပြီပေါ့နော်ဟိုဆိုလိုတဲ့သဘောကစီရေးရဲ့အရေးကြီးနေတဲ့အချိန်မှာစီရေးဟုတ်တယ်ဒါလည်းလူအသက်
လူအသက်နဲ့ပတ်သက်တဲ့ဟာကိုပြောချင်တာကကျွန်တော်တို့air strike တွေပါဖြစ်လာခဲ့တယ်ဆိုရင်ဒီလူတွေအများကြီးဒုက္ခရောက်နိုင်တယ်အဲ့ဒါကြောင့်ဒါကိုကြိုတင်ကာကွယ်နေတဲ့လို့ရည်ရွယ်ချက်ကတော့ကျွန်တော်ထင်တာအများကြီးပြဿနာမရှိနိုင်ဘူးပေါ့နော်ဒါလူတွေကိုကာကွယ်ခြင်းလို့လုပ်တာဒါပေမဲ့လုံထုံးလုံနည်းတွေကပြဿနာတက်ရင်တော့ကျွန်တော်တို့စဉ်းစားဖို့လိုတယ်ပေါ့ဒါကနိုင်ငံအသစ်ကိုတွားကြဖို့အတွက်ပေါ့နော်ဒီစေအုပ်ချုပ်ရေးကိုမကြိုက်တဲ့ဆရာနာရှင်စနစ်ကိုမကြိုက်တဲ့ကာလကိုကျွန်တော်တို့ကတွားမဲ့ချိန်မှာအခုကတည်းကဒါတွေကမွေးမြူဖို့လိုတယ်ပေါ့ဥပမာအဖြစ်ထားပါတော့ကျွန်တော်တို့ကလွတ်လပ်စွာပြောဆိုပိုင်ခွင့်ဒီထိန်းချုပ်နယ်မြေတွေမှာမရှိဘူးဆိုရင်ကျွန်တော်တို့ကဒါကြီးက normalize ဖြစ်သွားရင်ပြဿနာရှိတယ်နောက်တစ်ချိန်မှာဒါကပွင့်ပွင့်လင်းလင်းပြောတာပါဒါကတော့တော်လန်ရေးရဲ့သဘောတဘာဝပဲဖြစ်ဖြစ်တခြားအုပ်ချုပ်သူလူဒန်းစားရဲ့သဘောတဘာဝပဲဖြစ်ဖြစ်ဒီလုံနေကြအလုပ်ဆိုပြီးတော့ဖြစ်သွားရင်ဘယ်သူမှနောက်ပြန်မလှည့်တော့ဒါကပုံမှန်ပဲပေါ့နော်အဲ့တော့အရင်တုန်းကကြတော့ထုတ်ဖော်ပြောဆိုခွင့်ရှိလိုက်တယ်ဒါပေမဲ့စစ်ပွဲကာလမှာထုတ်ဖော်ပြောဆိုခွင့်မရှိလိုက်ဘူးအဲ့တော့မရှိလိုက်ဘူးဆိုတော့စစ်ပွဲပြီးတဲ့ကာလမှာထုတ်ဖော်ပြောဆိုခွင့်မလွယ်ဘူး။ဘာဖြစ်လို့လဲဆိုတော့နိုင်ငံရေးနဲ့စစ်ရေးရဲ့အားကောင်းမှုကမျှနေတာဒီချိန်တွေမှာအဲ့လောက်မျှနေတဲ့ဟာမဟုတ်ဘူး။စစ်ရေးကပိုအားကောင်းနေတဲ့အခြေအနေဆိုတော့ကျွန်တော်တို့အဲ့ဒါကိုနည်းနည်းလေးပို့ပြီးတော့စိုးရင်ရတဲ့ဟာဆိုတော့အဓိကတော့လုံထုံးလုံနည်းတွေကပြဿနာဖြစ်နေတယ်ပေါ့နော်။ဘယ်လိုလုပ်မလဲဆိုအဲ့တော့ကျွန်တော်ပြန်ပြီးချုပ်ရတယ်ဆိုရင်ဒီလိုမျိုးရှားထဲမှာပေါ့နော်မျှခြေကိုရဖို့အတွက်အုပ်ချုပ်သူလူဒန်းစားတွေကနံပါတ်1ပို့ပြီးတော့ရှိတင်တယ်ပေါ့နော်အဝဲဖြစ်တင်တယ်လို့ကျွန်တော်တို့ကတော့ထင်တယ်ပေါ့နော်တခုခုဒါကိုပြောတဲ့ချိန်မှာလက်နဲ့ကင်ထားတဲ့သူတွေအုပ်ချုပ်တဲ့သူတွေကတော်လန်ရေးကိုနားမလဲပဲနဲ့သူတို့ရဲ့စစ်ရေးကိုဝင်ပါတယ်လို့မထင်စေချင်ဘူးဒါကတိဆောက်ရေးကိုအတူတူပေါင်းပြီးတော့လုပ်နေကြတာအဲ့တော့လူတိုင်းကဒါတစ်ဖက်မှာပြန်ကြည့်ရင်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတာFacebook ပေါ်မှာတခုခုတက်ရေးတဲ့ဟာတွေပို့ပါတယ်တကယ်လူခွင့်ရေးနဲ့ပတ်သက်ပြီးတကယ်လူကုန်သိက္ခာကိုပေးတဲ့ဟာကိုလူတွေကိုစိတ်ထဲမှာဒါဆက်အနာရှင်စနစ်ကိုစန့်ကျင်သွားပြီမဲ့လည်းနောက်တစ်ချိန်ကျရင်ငါတို့သဘောကျတဲ့အစိုးရတရကငါတို့အခြေခံလူခွင့်ရေးတော့ပေးတယ်ဆိုတဲ့ sense ကိုကျွန်တော်တို့ဒီကာလအတွင်းမှာထည့်ရမှာဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့အဲ့ဒါကိုလည်းဒီအုပ်ချုပ်တဲ့သူတွေလက်နက်ကင်ထားတဲ့သူတွေကအဝဲပြဘာလို့လဲဆိုတော့အချို့ဟာတွေကသူတို့ control လုပ်ထားတာဖြစ်တဲ့အတွက်သူတို့ကဒါတွေကိုအရက်ဖက်ဖွဲ့စည်းတွေကိုရန်သူလိုမျိုးသဘောထားပြီးစီရေးနားမလဲပဲနဲ့ရှောက်អော်ကြပြီးဒိုနာတွေပတ်စံစားတဲ့ဒေါ်လာစားဘာညာဆိုကန်ထုတ်လိုက်တဲ့အတွက်ဒါကောင်းကျိုးမဖြစ်နိုင်ဘူးပေါ့နော်ကျွန်တော်တို့ဒါတော့ပထမပိုင်းမှာတော့ဒီဟာလေးမြင်မိပါတယ်ဟုတ်ကဲ့ ဟုတ်ကဲ့ပါကိုရှေ့လို့ဆွေးနွေးပေးတာကျေးဇူးတင်ပါတယ်ဆိုတော့ဆွေးနွေးပေးတဲ့အထဲမှာကျွန်တော်ပြန်ချုပ်ရရင်တော့ကျွန်တော်တို့စီရေးရလဲသတင်းချက်လက်စီစဉ်မှုကိုဒါအကန့်အသတ်နဲ့ဒါသတိကြီးထားပြီးထိန်းချုပ်ဖို့လိုအပ်တဲ့အခြေအနေမှာရှိတယ်တစ်ဖက်ကလည်းဒါဒီလိုမျိုးထိန်းချုပ်လိုက်တဲ့အခါမှာကျွန်တော်တို့အင်တာနက်ပိတ်တာကနေစလို့ပေါ့နော်ဒီလိုမျိုးထိန်းချုပ်လိုက်တဲ့အခါကျတော့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆုံးရှုံးတဲ့သူတွေကတော့မှဆုံးရှုံးပါတယ်လို့ထုတ်ဖော်ပြောဆိုနိုင်တဲ့အခြေအနေမျိုးမရှိသွားတဲ့အခြေအနေမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့ဒါရည်ရွယ်ချက်မရှိပေမဲ့လို့လည်းလုံထုံးလုံနည်းတွေမှာပြဿနာရှိလာလို့ရှင်အဲ့လုံထုံးလုံနည်းတွေဒါရေရှည်ဆက်သွားကြလို့ရှင်ဒါယဉ်ကျေးမှုတစ်ခုလို့ဖြစ်သွားနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒါမျိုးမဖြစ်အောင်အခုတည်းကတော့ဒါပြည်သူတွေကိုအခြေခံကြတဲ့ဒီခွင့်ရေးတွေကိုပေးနိုင်မှုအတွက်ကိုလေ့ကျင့်ပြုတင်တယ်ဒီအတွက်ကိုလည်းရပ်ဘက်ဖွဲ့စည်းတွေနဲ့ပူးပေါင်းဆောင်ရွက်တင်တယ်ဆိုတာမျိုးလည်းဆွေးနွေးပြီးတော့တာဖြစ်ပါတယ်နောက်တစ်ဦးအနေနဲ့တော့ကျွန်တော်မလင်းနဲ့စုကိုကျွန်တော်ဖိတ်ချင်ပါတယ်ဆိုတော့အခုစစ်တမ်းဖြည့်ဆိုတဲ့သူတွေအများစုကအင်တာနက်ဈေးကြီးတာဒီ data ဘိုးဈေးကြီးတာ SIM ကတ်သုံးရတာမှလည်းခက်ခဲလာတာပေါ့နော်အင်တာနက်ပြတ်တောက်တာတွေကဒါသတင်းချက်လက်ရရှိဖို့အတွက်ကိုထုတ်ဖော်ပြောဆိုခွင့်အတွက်ပေါ့ရရှိခွင့်အတွက်ရောခက်ခဲလာတဲ့အခြေအနေမျိုးဖြစ်တယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကလည်းရှိလဲဆိုလို့ရှိရင် Facebook မှာလို့ဟာပေးနေအောင်မှာပဲဖန်ခံရနိုင်တဲ့ဒီဖိနှိပ်မှုတွေကလည်းမျိုးစုံရှိနေရပါတော့ဆိုတော့စာတက်ရေးဖို့မပြောနဲ့ reaction တစ်ခုခုပေးနေအောင်မှာပဲဖန်ဆီးခံရနိုင်တဲ့အခြေအနေမျိုးဖြစ်နေတယ်ဆိုတော့ဒီလူထုလှုပ်ရှားမှုပေါ်ဆောင်ကြတဲ့သူတွေကတကယ်တော့လူထုကိုစီးရုံးကြတာဒေါ်လာရေးကိုကူးလောက်ထိကိုလူထုလှုပ်ရှားမှုဆက်ပြီးတော့အသက်ဝင်နေတာကျွန်တော်တို့ online ကနေပြီးတော့စီးရုံးလှုံ့ဆော်တာတွေအသိပညာဖြန့်ဝေပေးတာတွေပါဝင်အောင်လို့အမြဲတမ်းဒီသတင်းချက်လက်ဖြန့်ဝေပေးတာတွေဒါတွေကအရေးကြီးတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအခြေအနေအင်တာနက်ရဖို့ရောထုတ်ဖော်ပြောဆိုဖို့ရောပြီးတော့ဒီထဲမှာပါဝင်ဖို့ပေါ့နော်ဒီလူထုလှုပ်ရှားမှုမှာပါဝင်မှုရောခက်ခဲဖြစ်နေတဲ့အခြေအနေမှာကျွန်တော်လူထုလှုပ်ရှားမှုကိုဆောင်ရွက်နေကြတဲ့ရဲဘော်ရဲဘက်တွေအနေနဲ့ရောဒီလိုအခြေအနေကိုဘယ်လိုရင်ဆိုင်နေကြလဲဘယ်လိုတုံ့ပြန်ဆောင်ရွက်နေကြလဲအဲ့ဒါလေးလည်းဆွေးနွေးပေးစေချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဖိနှိပ်မှုတွေကြာတုံ့ပြန်ဆောင်ရွက်ရတဲ့အခြေအနေပေါ့နော်ဆိုတော့ကျမတို့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လို့ပြောလို့ရှိရင်ကျမတို့မှာတူးချင်းအလိုက်ထုတ်ဖော်ပြောဆိုတာရှိရယ်ပြီးတော့စုဖွဲ့လိုက်ထုတ်ဖော်ပြောဆိုတာရှိရယ်ပေါ့
ဆိုတော့အဲ့တော့ကျမတို့ကတဦးချင်းလိုက်ထုတ်ဖော်ပြောဆိုတဲ့အခါကအများဆုံးဒီ social media မှာဖြစ်ကြတယ်ပေါ့လေဆိုတော့အဆင်ပြေခြင်းမပြေခြင်းတရားခြင်းမတရားခြင်းစသဖြင့်ဒီ social media ကိုအများဆုံးသုံးပြုကြတယ်အစုဖွဲ့လိုက်ကြတော့ကျမတို့ကဒီလူလူဆန္ဒပြပွဲတွေလူလူဆန္ဒထုတ်ဖော်ပွဲတွေစသဖြင့်ဒီလူလူတပိတ်တွေနဲ့ကျမတို့ကလူအများကြအောင်လမ်းပေါ်ကနေអော်ကြတယ်ပေါ့နော်ဆိုတော့အဲ့တော့လက်ရှိကာလမှာဆိုရင်ကျမတို့မှာကနှစ်ခုလုံးကိုဆုံးရှုံးသွားတဲ့အခြေအနေဖြစ်တယ်ပေါ့လေဆိုတော့လူတဦးချင်းလိုက်ကလည်း social media မှာပြောချင်တိုင်းပြောလို့မရတော့ဘူးပေါ့နော်လွတ်လပ်စွာပြောဆိုခွင့်ကဆုံးရှုံးသွားသလိုကျမတို့တစ်ဖက်မှာအစုဖွဲ့အလိုက်အရာထုတ်ဖော်ပြောဆိုခွင့်ကလည်းဖိနှိပ်မှုအများကြီးနဲ့ဟိုရှိနေတဲ့အခြေအနေပေါ့လေဒီကျန်းဖတ်စေအုပ်စုကဆိုတော့အဲ့တော့လက်ရှိမှာကျမတို့ဘယ်လိုတုံ့ပြန်ဆောင်ရွက်ရလဲဆိုရင်တဦးချင်းလိုက်ထုတ်ဖော်ပြောဆိုမှုဆိုတဲ့ဥစ္စာမှာဒီ like ပေးတာ reaction တစ်ခုခုကစေအုပ်စုအတွက်ကိုဒါချိန်ချမှုဖြစ်လာတယ်ပေါ့လေဆိုတော့အဲ့တော့ကောင်းတဲ့ဘက်ကပြန်ကြည့်ရင်တော့လူထုရဲ့ဆန္ဒကိုတဦးတယောက်ချင်းရဲ့ဆန္ဒကိုစေအုပ်စုကကြောက်လာတဲ့အခြေအနေပေါ့လေဆိုတော့အဲ့တော့သူတို့ရဲ့ဒီဘယ်လိုပြောရမလဲရှုံးနိမ့်မှုကိုဖုံးကျင်တဲ့အခါမှာလူထုကိုပို့ပြီးဖိနှိပ်လာတဲ့အခြေအနေဖြစ်တယ်ပေါ့လေအဲ့တော့ကျမတို့ကလက်ရှိမှာဘယ်လိုတုံ့ပြန်ဆောင်ရွက်ရလဲဆိုရင်ကျမတို့လူထုကအခုပြီးခဲ့တဲ့ရက်ကဆိုရင်ကျမတို့ရဲ့ silent strike ကြီးကိုပဲကြည့်ရမှာပေါ့နော်ဆိုတော့အဲ့တော့လူထုနီးနာနဲ့ကိုနီးနာနဲ့ကိုဒီတော်လိုင်းရေးမှာပါဝင်ကြရတယ်ပေါ့လေဆိုတော့အဲ့တော့တစ်ခါလေကြာရင်ကျမတို့ကအသုံးပြုတဲ့နီးနာတွေထက်လူထုကကိုယ့်ဟာကိုယ်ဖန်တီးတဲ့နီးနာတွေကပို့ပြီးတော့မှစမ်းသစ်နေတဲ့အခြေအနေမျိုးဖြစ်တယ်ပေါ့လေဒါပေမဲ့လည်းကျမတို့ကဒီ social media တွေကနေလူတို့ကိုသတင်းစကားပေးလို့မရတော့ဘူးကျမတို့ရဲ့အတန်တွေကိုထုတ်ဖော်ခွင့်မရတော့ဘူးအစုဖွဲ့လိုက်လဲကျမတို့မှာတောင်းဆိုခွင့်မရှိတော့ဘူးဆိုတဲ့အခါကျတော့တိုက်ရိုက်ပေါ့လေတိုက်ရိုက်လူထုစီကိုကျမတို့ရောက်တဲ့ထက်ရောက်အောင်ကြိုးစားရတယ်ပေါ့ဆိုတော့အဲ့ဒါက social media တွေကနေရေးပြီးတင်လိုက်တဲ့လူများသိအောင်တင်ရမယ့်အခြေအနေမှာဒါမျိုးမရတော့ဘူးဆိုရင်ကျမတို့ကလူထုလက်ထဲကိုဒီသတင်းစကားတွေဘယ်လိုရအောင်လုပ်မလဲဆိုတဲ့ဟာမျိုးရှေ့တည်ပြီးစဉ်းစားတဲ့အခါမှာဥပမာကျမတို့လက်ကမ်းစာဆောင်တွေဝေရတာမျိုးရှိတယ်အဲ့ဒါကအခုဒီရန်ကုန်မန်းလေးလိုဒီရန်သူလက်အောက်ပေါ့နော်ရန်သူလက်အောက်မှာနေရတဲ့လူထုကိုပေးရတဲ့သတင်းစကားမျိုးလည်းရှိသလိုတစ်ဖက်မှာဒီမကွေးစကားလိုမျိုးဒါစစ်တမ်းခံနေရတဲ့ဒေတာလူထုတွေအတွက်လည်းသတင်းစကားပေးရတဲ့ဟာမျိုးတွေမှာဒီလိုလက်ကမ်းစာဆောင်တွေအသုံးပြုပြီးတော့မှလူထုစီရအောင်သတင်းစကားပေးရတယ်ဆိုတော့အဲ့တော့ပေးရတဲ့သတင်းစကားချင်းကတော့တူချင်မှတူလိမ့်မယ်ပေါ့နော်ဆိုတော့စစ်တမ်းခံနေရတဲ့ဒေတာကတော့သိကြတဲ့ဒီကျန်းဖတ်စစ်အုပ်စုကိုမဖြစ်မနေတော်လှန်မယ်ဆိုတဲ့ဟာကကျင်းသေးဖြစ်နေတဲ့အခြေအနေပေါ့နော်ဒါပေမဲ့မျိုးပြလူထုကိုကျမတို့သတင်းစကားပေးရတဲ့အခါမှာသွေးမအေးသွားကြဘူးဆိုတဲ့နှိုးဆော်မှုကအစပြောရတဲ့ဟာမျိုးရှိတယ်ပေါ့လေဆိုတော့အဲ့ခါမှာဥပမာကျမတို့ကဘာတွေသုံးရလဲဆို speaker campaign ပေါ့ကိုယ်တိုင်မှပြောမိရတယ်တဆင့်ပြောပေးမဲ့ဟာပေါ့နော်ဆိုတော့အဲ့တော့ speaker campaign တွေလုပ်ရတာရှိရယ်နောက်တစ်ခုနေ့စဉ်အသုံးပြုနေတဲ့ဒီကျမတို့သတင်းတွေမှာလည်းတွေ့နေမှာပဲငွေဆက်ကို campaign ဆိုတာဆိုတော့အဲ့တော့လူထု social media နဲ့ရနေပြီးတော့မှကျမတို့သတင်းစကားပေးခွင့်မဘူးဟေးဆိုရင်ကျမတို့ကလူထုစီကိုတိုက်ရိုက်ရောက်ဖို့အတွက်ကိုပို့ပြီးတော့မှသုံးရတဲ့နည်းနာမျိုးတွေတော့ဖန်တီးပြီးတော့လုပ်ရတာရှိရယ်အဲ့ဒါတွေကတချို့အခြေအနေတွေပေါ့နော်နေရာဒေသပေါ်မှာမူတည်ပြီးတော့မှကျမတို့မတူညီတဲ့သတင်းစကားတွေဖန်တီးရတာရှိရယ်နောက်ပြီးကြတော့လှုပ်ရှားမှုတွေလုပ်ရတာရှိရယ်ဆိုတော့အဲ့တော့အသေးစိတ်ပြောရတာတော့နည်းနည်းခက်တယ်ပေါ့နော်ကျမတို့တဒေတာနဲ့တဒေတာလှုပ်ရှားမှုကတော့ခက်တာဆိုတော့အဲ့တော့ဒီ social media တွေမှာချုပ်ပြီးကျမပြောရရင်တော့ social media တွေမှာဖိနှိပ်လာသမျှဒီတစ်ဖက်ကကျမတို့ရဲ့အောင်မြင်မှုကိုမြင်ရတယ်လို့တစ်ဖက်ကဒီစစ်အုပ်စုရဲ့ရှုံးနိမ့်မှုကိုကာကွယ်ကာကွယ်ခြင်းလို့ဖိနှိပ်တာမျိုးလည်းပို့ပြီးတော့မှကျမတို့တွေ့ရတယ်ပေါ့နော်ဆိုတော့အဲ့တော့တစ်ဖက်မှာဖိနှိပ်မှုတွေများလာလေကျမတို့ကလူထုစီကိုရောက်တဲ့ရောက်အောင်သွားရလိမ့်မယ်ဆိုတော့အဲ့တော့ဖိနှိပ်လာတဲ့မြကျမတို့မှာစမ်းသစ်တဲ့တော်လှန်မှုနီးနာတွေပို့ပြီးတော့မှပေါ်ပေါက်လာတယ်ဆိုတော့အဲ့ဒါ silent strike ကတက်သေးပဲဖြစ်တယ်ပေါ့လေဆိုတော့အဲ့တော့ဘယ်လိုတုံ့ပြန်လဲဆိုတော့နီးနာတွေမှာအသေးစိတ်ပြောရတာတော့ခက်တယ်ဒါပေမဲ့လူထုကညံနဲ့ရှင်ပြီးတော်လှန်မှုကကျမတို့ဒီတော်လှန်ရေးမှာအများကြီးမြင်ရမှာဖြစ်ပါတယ်လို့ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါကျေးဇူးပါမလလဆုဆိုတော့စေအုပ်စုအပေါ်မှာလူထုရဲ့အစုအဖွဲ့တွေရဲ့ထုတ်ဖော်ပြောဆိုမှုတွေရောလူဦးချင်းစီရဲ့ထုတ်ဖော်ပြောဆိုမှုတွေကအစသူတို့အတွက်ချိန်ချောက်မှုဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒါလူတွေရဲ့ပြည်သူတွေရဲ့ထုတ်ဖော်ပြောဆိုခွင့်ကလည်းဘယ်လောက်ထိ
အရေးကြီးရတာသွားရဲဆိုတော့လည်းပေါ်ပြနေတယ်ပေါ့နော်ဆိုတော့ဒီလိုပဲကျွန်တော်တို့ဒီအခြေအနေမှာအခက်အခဲတွေနဲ့ကြုံတွေ့ရတဲ့အခြေအနေမှာကျွန်တော်တို့လူလူလှုပ်ရှားမှုပေါ်ဆောင်နေကြတဲ့အဖွဲ့အစည်းတွေအနေနဲ့လည်းနီးနာမျိုးစုံမျိုးပြဆိုရင်လည်းမျိုးပြအလျောက်ကြေးလက်ဆိုရင်လည်းကြေးလက်အလျောက်စစ်ဘေးတိုင်ခံရတဲ့ဒေတာဆိုရင်လည်းစစ်ဘေးတိုင်ခံရတဲ့ဒေတာအလျောက်နီးနာမျိုးစုံနဲ့ကျွန်တော်တို့တုံ့ပြန်ဆောင်ရွက်နေကြတာတွေ့ရတယ်မြင်ရကြားရတာလည်းဝမ်းသာဖို့ကောင်းပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့လူကလူကကိုနီးကိုဟန်နဲ့ပေါ့နော်ဆိုတော့သူ့ဒေတာလိုက်သူ့ကဏ္ဍလိုက်မှာကိုနီးကိုဟန်နဲ့ကိုနီးကိုနာနဲ့ပါဝင်နေကြတယ်ဒါကိုလည်းကျွန်တော်တို့ silence strike မှာလည်းကျွန်တော်တို့လူပါဝင်မှုကိုလည်းကြီးကြီးမားမားမြင်ရတာလည်းဖြစ်ပါတယ်ဆိုတော့အဲ့မှာကျွန်တော်တို့နောက်တစ်ခုပေါ့နော်ဆိုတော့နောက်တစ်ပိုင်းလေးကိုကျွန်တော်ဆက်ကူးရင်ပေါ့နော်မလင်းလက်ဆွေးနွေးခဲ့တယ်လို့ပဲကျွန်တော်တို့ကမြေပြင်မှာသတင်းချက်လက်တွေကိုဖြန့်ဝေပေးတဲ့နေရာမှာကျွန်တော်တို့နီးနာမျိုးစုံအခုသုံးနေရတယ် pamphlet တွေသုံးရတယ်ကျွန်တော်တို့လက်ကမ်းစာဆောင်တွေပေါ့နော်ဖြန့်ဝေရတာမျိုးတွေရှိတယ်ပေါ့နော်ဆိုတော့ဒီစစ်တမ်းထဲမှာဖြေဆိုတဲ့သူတွေကလည်းဘာဖြေကြလဲဆိုတော့ဒီNDA မီဒီယာတွေကတော့မီဒီယာသမားတွေကျွန်တော်သတင်းသမားတွေကတော့ NDA မျိုးစုံချင်းချောက်မှုမျိုးစုံအောင်မှာလှုပ်နေကြပေမဲ့သူတို့သတင်းချက်လက်ရယူနိုင်တဲ့ဒေတာခံမီဒီယာတွေဆိုလို့ရှိရင်လည်းဒါသူတို့ဒေတာမှာရှိနေတယ်ဆိုတာမျိုးလည်းဖြေဆိုကြတယ်ပေါ့နော်ဆိုတော့အဲ့ဒီပြင်ကမှဒီ internet တွေလူမှုကွန်ရက်တွေကနေလည်းသတင်းတွေတော့သူတို့ရနေကြသေးတယ်ဆိုတာလည်းစစ်တမ်းဖြေဆိုတဲ့သူရဲ့တဝက်ကျော်ကတော့ဒါဒီအခြေအနေခက်ခဲမျိုးစုံအောင်မှာတော့ရနေနိုင်သေးတယ်လို့လည်းသိရတယ်ပေါ့နော်ဆိုတော့ဒါကဒေသနာမီဒီယာတွေကနေရယူတာလည်းဖြစ်နိုင်တယ်လို့ကျွန်တော်တို့ဒီဒေသနာမီဒီယာမဟုတ်တဲ့တနိုင်ငံလုံးအဆင့်မီဒီယာတွေကတစ်ဆင့် online ကနေရယူတာမျိုးတွေလည်းသတင်းချက်လက်စာသုံးတာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီနေရာမှာတော့ကျွန်တော်တို့ပြည်သူကိုသတင်းစကားပေးနိုင်ဖို့ပြည်သူကိုဒီဖြစ်ပျက်တွေကိုတင်ပြနိုင်ဖို့အတွက်ကသတင်းမီဒီယာတွေရဲ့အခမ်းကဏ္ဍကလည်းအရေးကြီးပါတယ်အခက်အခဲတွေကလည်းကြုံတွေ့နေရတဲ့အခက်အခဲမျိုးစုံအောက်မှာလည်းရင်ဆိုင်ဖြတ်သန်းနေရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်မဲ့ရင်မုံကိုမေးချင်တာပါဆိုတော့မဲ့ရင်မုံကဒီကိုယ်တိုင်လည်းရုပ်သံသတင်းတော့တူလည်းဖြစ်တဲ့အခါကျတော့မီဒီယာတွေကလက်ရှိချိန်မှာဘယ်လိုအခက်အခဲတွေရင်ဆိုင်ကြော်လွှားနေရလဲရင်ဆိုင်နေရလဲဒီဓာတ်တွေကိုဘယ်လိုများကြော်လွှားနေကြသလဲဆွေးနွေးပေးစေချင်ပါတယ်ဟုတ်လက်ရှိပေါ့နော်ကျမတို့ဒီသတင်းမီဒီယာအခမ်းကဏ္ဍနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်ကျမတို့ပြည်တွင်းရှိမယ်ပေါ့နော်ပြည်တွင်းဆိုတာဒီမျိုးပြလို့ခေါ်မယ်ပေါ့နော်ဒီမျိုးပြနေရာမျိုးရှိမယ်နောက်တစ်ခုကတော့တော်လိုင်းနယ်မြေတွေနဲ့ဒီနယ်ဘက်လို့ပြောမယ်ပေါ့နော်သတင်းမီဒီယာတွေလည်းရှိမယ်နောက်တစ်ခုကတော့ဒီလွတ်မြောက်နယ်မြေမှာရှိတဲ့သတင်းမီဒီယာတွေလည်းရှိမယ်ပေါ့နော်ဒါပေမဲ့ကျမတို့မတူညီရဲ့ဒီ၃ခုစလုံးမှာရှိနေတဲ့နေရာ၃ခုစလုံးမှာရှိနေတဲ့သတင်းမီဒီယာတွေအကုန်လုံးကတော့ကျမတို့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့သတင်းရယူခွင့်တွေကဆုံးရှုံးနေစေပါပဲပေါ့နော်။ဘာလို့လဲဆိုတော့ကျမတို့ဒီပြည်တွင်းပေါ့နော်ဒီမျိုးပြတွေနဲ့လက်ထိမှာရှိနေတဲ့ဒီသတင်းထောက်တွေကဒီသတင်းရယူမှုဆိုလို့ရှိရင်တော့တစ်ချက်ကတော့ကျမတို့ပြောစရာမလိုစကားစားရဲ့ချင်းချောက်မှုကတော့အမြဲတမ်းခံနေရတယ်။ကျမတို့ဒီသတင်းတစ်ခုတွားယူမဲ့ခါမှာဒီစကားစားတွေကကျမတို့ဘယ်လိုဖန်ဆီးမလဲအန်ရီတွေပြုတ်မလဲပေါ့နော်ဒီသတင်းအပြင်ထွက်လိုက်တဲ့အခါမျိုးမှာကျမတို့ရဲ့ဒီစိုးရင်ပူပန်ကြောင်းကြောင်းမှုတွေလည်းမျိုးစုံရှိရပေါ့နော်။ဥပမာသတင်းတစ်ခုကျမတို့မြေပြင်တပိတ်တစ်ခုပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျမတို့ဒီအနည်းဆက်ဆုံးကျမတို့ပြောရမှာဆိုအင်းစိန်ထောင်ရှိမှာကျမတို့ဒီသတင်းပေါ့နော်လွတ်လပ်တဲ့လွတ်မြောက်လာတဲ့လူတွေကိုကျမတို့သတင်းသွားယူတဲ့ခေါင်းမှာရှိကျမတို့ရဲ့နောက်ကျော်တွေမလုံလောက်ဘူးပေါ့နော်အဲဆိုကျမတို့သတင်းယူနေတဲ့အချိန်မှာပဲစကားကျမတို့ဘယ်လိုမျိုးဖန်ဆီးသွားနိုင်မလဲဘယ်လိုဖမ်းယူနိုင်မလဲပေါ့နော်လို့ရှိရင်နောက်တစ်ခုကတော့ကျမတို့ဒီအနည်းဆက်ဆုံးပြောရမှာဆိုကျမတို့ရဲ့ဒီအကိုတော်ကိုဆိုင်စော်ပေါ့နော်သူဆိုလို့ရှိရင်လည်းဒီသတင်းသွားယူတယ်သတင်းယူတဲ့အချိန်မှာပဲဖန်ဆီးခံလိုက်ရတယ်ပြီးတော့ဒီကျမတို့ဒီမတရားတဲ့ပုံမှန်နေတယ်ပေါ့နော်ဒီဖန်ဆီးခံလိုက်ရတယ်ထောင်ဒဏ်တွေလည်းနှစ်ရှည်ချမှတ်ခံလိုက်ရတာမျိုးရှိတယ်ပေါ့နော်ဒါကျမတို့ဒီမျိုးကြီးပြကြီးလို့ဖြစ်နေတဲ့နေရာတွေမှာကျမတို့ဒီခံစားရတဲ့သတင်းတောက်တွေပေါ့နော်နောက်တစ်ခုကဒီတော်လိုင်းနယ်မြေနဲ့ဒီခုနဆရာပြောရဲပေါ့နော်ဒီနယ်မြေဒေသခံတွေမှာရှိနေတဲ့ဒီသတင်းမီဒီယာတွေပေါ့အဲ့သတင်းမီဒီယာတွေကလည်းဘယ်လိုဖြစ်နေလဲဆိုလို့ရှိရင်ကျမတို့သတင်းရယူတဲ့အခါမှာတော်လိုင်းနယ်မြေတွေဖြစ်တယ်နယ်ဘက်တွေဖြစ်တယ်အထူးသဖြင့်စစ်ရေးခံနေရတဲ့နေရာတွေဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ကျမတို့စကားရဲ့စစ်ကြောင်းတွေလေကြောင်းတိုက်ခိုက်မှုပြန်နေအဲ့ဒါတွေလည်းကျမတို့ကဒီကြော်လွှားပြီးတော့မှဒီသတင်းရယူမှုတွေလုပ်ရတယ်ပေါ့နော်နောက်တစ်ခုတော့ကျမတို့ခုနဆရာမတို့ဆွေးနွေးခဲ့တာတွေအင်တာနက်အခက်အခဲတွေပေါ့ကျမတို့သတင်းတစ်ခုရတဲ့အခါမှာကျမတို့ဒီ mainstream တွေကိုရှိတဲ့လူတွေကိုကျမတို့ပြောပြဖို့လိုတဲ့အခါမှာကျမတို့အင်တာနက်ကနေဆက်သွယ်ရတယ်ဖုန်းနေနဲ့ဆက်သွယ်ရတယ်ဒါပေမဲ့အဆက်အသွယ်မရတဲ့အခါမျိုးမှာကျမတို့သတင်းကမနက်9 နာရီမှာဒီလေကြောင်းတိုက်ခိုက်မှုတို့တစ်ခုခုဖြစ်သွားခဲ့ရင်ကျမတို့စီကိုအဲ့သတင်းတွေကရောက်မလာနိုင်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ဒီအင်တာနက်အခက်အခဲတွေဖုန်းလိုင်းအခက်အခဲတွေရှိနေရပေါ့နော်အဲ့ဒါကြီးရှိတယ်နောက်တစ်ခုကတော့ဒီကျမတို့ဒီသက်ဆိုင်ရာဒီတော်လိုင်းကြီးတွေပေါ့နော်ဒီလက်နက်ကိုင်တော်လိုင်းကြီးတွေအကြောင်းတွေကိုကျမတို့ဖော်ပြတဲ့အခါမှာကျမတို့ပွင့်လင်းမြင်သာမှုဒီကမရှိတချို့နေရာမှာမရှိတာရှိရတယ်ပေါ့နော်ကျမတို့ဖော်ပြလိုက်တယ်ကျမတို့ဒီသတင်းကိုရေးသားလိုက်တယ်ဆိုလို့ရှိရင်တို့တွေရဲ့ဘက်ကနေပြီးတော့ကျမတို့ကိုဘယ်
ယ်လိုပြောမလဲချင်းချောက်တဲ့ပုံစံမျိုးပေါ့နင်တို့ကြောင့်နင်တို့သတင်းမီဒီယာရေးတာကြောင့်ငါတို့တော့ဒီလိုမျိုးဆိုတာမျိုးကျမတို့အပြစ်ဖို့ခံရတယ်ပေါ့နော်ဆိုတဲ့အခါမျိုးကြတော့အဲ့ဒီနယ်မြေတွေနဲ့အဲ့ဒီဒေသတွေမှာတွားရောက်သတင်းရယူတဲ့သတင်းနောက်တွေရပေါ့နော်ကျမတို့ဒီစကားစားရဲ့ဒီချောင်းရံနေကျမတို့စကားစားရဲ့စစ်ချောင်းတွေကိုလည်းကျမတို့၆ရသလိုတစ်ဖက်မှာလည်းဒီလိုမျိုးကျမတို့သတင်းတွေကိုရေးသားဖော်ပြတဲ့အခါမှာချင်းချောက်ပြောဆိုမှုတွေအပြစ်တင်ဖို့တာမျိုးတွေပေါ့နော်ကျမတို့အဲ့ဒါတွေကိုလည်းကြုံတွေ့ရမျိုးရှိရပေါ့နော်နောက်တစ်ခုကတော့ဒီကျမတို့လွတ်မြောက်နယ်မြေတွေမှာရှိနေတဲ့သတင်းတောက်တွေပေါ့နော်သူတို့တွေကလည်းဒီလိုမျိုးလွတ်မြောက်နယ်မြေတွေမှာရှိနေတယ်ဆိုပေမဲ့လည်းသူတို့ရဲ့လုံခြုံရေးအန္တရာယ်တွေကလည်းကင်းရှင်းတော့တာမျိုးမရှိဘူးပေါ့နော်ဆိုတဲ့အခါမျိုးကျတော့ကျမတို့ဘလို့သတင်းရယူဖို့ခါမှာအဲ့ဘက်ကလူတွေကဘာဖြစ်လဲဆိုကျမစိုးတွေကိုကျမတို့ဖုန်းဆက်ကြတယ်ဖုန်းဆက်လို့ရှိရင်ကျမဖုန်းကင်လိုက်တယ်ဖုန်းဝင်လာတယ်ဟုတ်ကဲ့ပါအန်တီပေါ့နော်ကျမတို့ကဘယ်သတင်းဌာနကသတင်းတော့ဘူးပါလို့ပြောလိုက်ဖုန်းချပါတယ်။ဆိုတော့ကျမတို့မဖြေရကြအောင်။ဘာဖြစ်လဲဆိုတော့ခုနဆရာဆရာမတို့ပြောသလိုမျိုးပဲဒီလိုမျိုးသတင်းတော့ကိုဖြေလိုက်ငါတို့ဖမ်းခံရမှာ။ဒီလိုမျိုးသတင်းတော့ကိုဖြေလိုက်ငါတို့ကတော့ချင်းချောက်ခံရမှာ။ဘာလို့လဲဆိုတော့အခုချိန်မှာစကားသူတို့မထင်တယ်လို့ပုံမှန်နေရေးယူတယ်ဖိနှိပ်တယ်ဘာမှမဟုတ်ဘူးတခုလေး share ပေါ့နော်သတင်းဌာန post လေးတစ်ခု share လိုက်အောင်နဲ့905ဆိုတရားဆွဲပြီးတော့ကျမတို့ထောင်ထဲထည့်လိုက်တယ်ပြည့်ရှည်လာများဒီထောင်ထဲတွေကိုချမှတ်တာဆိုတော့ကျမတို့သူကသတင်းတွေကိုမပေးချင်ဘူးမပေးတဲ့ခါမှာကျမတို့သတင်းရယူဖို့ကအဲ့လိုအတီးပြုတ်ဖို့အရန်ခတ်တယ်ပေါ့နော်အဲ့တော့ဒီသတင်းတစ်ခုကျမတို့ online ပေါ်မှာတွေ့လာတယ်ဒီသတင်းကိုအတီးပြုတ်ဖို့ကျမတို့စူးစမ်းရတဲ့အခါမှာအရန်ကိုအခက်ခဲတွေကြုံရရပေါ့နော်နောက်တစ်ခုကတော့ဒီစကားစ lobby တွေကဒီနည်းပညာတွေနဲ့ကျမတို့ဒီချင်းချောက်ပြောဆိုတာရှိရပေါ့နော်ဆိုပြီးတော့ဒီကျမတို့အမျိုးသမီးဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီအမျိုးသမီးဘက်ကနေပဲပြောရမယ်ဆိုရင်စကားစရဲ့ဒီစကားစဒီ lobby တွေကသတင်းတစ်ခုသူတို့ရဲ့စကားစတွေရဲ့ဖုံးပြထားတဲ့ဟာမျိုးဒါပေမဲ့ဒီသူတို့ဖုံးမနိုင်ဖိမနိုင်သတင်းတစ်ခုပေါ်ပြတဲ့အခါမှာဆိုရင်အဲ့ဒီအမျိုးသမီးကို highlight လုပ်ပြီးတော့ဒီသတင်းပေါ်ပြတဲ့အမျိုးသမီးကို highlight လုပ်ပြီးတော့သူတို့ဒီဒီအမျိုးသမီးကိုသူတို့လိမ်မိုင်းဆိုင်ရာနှုတ်အားဖြစ်တော့ပေါ့နော်ဒီစော်ကားပြောဆိုတာမျိုးတွေနဲ့ပြောဆိုတာမျိုးရှိရယ်နောက်တစ်ခုတော့ဒီသတင်းတောက်ကိုတတိထားသူဒီဘယ်ကနေဘယ်လိုမျိုးလုပ်နေတယ်ဒါပြည်ကိုဖြတ်နေရဆိုတာမျိုးထုံးစံတိုင်းပေါ့နော်ကျမတို့ပြောဆိုတာမျိုးရှိရခါမှာကျမတို့သတင်းရယူတဲ့အခါမှာအဲ့လို source တွေကကျမတို့ပေါ်ကြောက်တာမျိုးတွေပေါ့နော်အဲ့လိုမျိုးဒါတကယ်ကိုကြုံတွေ့ရတဲ့ခါမျိုးပေါ့နော်ဆိုတော့ဘယ်မှာပဲရှိနေရှင်ပဲဒါကျမပြောတဲ့အခါမှာဒီသတင်းကိုမှန်မှန်ကန်ကန်နဲ့ဒီသတင်းတွေကိုရယူနေတဲ့သတင်းတောက်တွေကိုစားကျမပြောပြတာပေါ့နော်စကားစ lobby တွေစကားစအလိုကြရင်းနေတဲ့သတင်းတောက်တွေကိုပြောတာမျိုးမဟုတ်ဘူးပေါ့နော်ပေါ့အဲ့လိုမျိုးတွေဆိုတော့ကျမတို့သတင်းရယူတဲ့အခါမှာအင်တာနက်အခက်အခဲတွေနောက်တစ်ခုကတော့ကျမတို့သတင်းတစ်ခုရတယ်အဲ့သတင်းကလည်းမှန်နေတယ်ဒါပေမဲ့ကျမတို့အဲ့သတင်းကိုလိုက်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ဒီသတင်းကိုလိုက်လို့ရှိရင်ဒီသတင်းကိုရေးလိုက်လို့ရှိရင်ပေါ့နော်တော်လိုင်းရေးပုံပြတ်သွားမယ်တို့အဆင်ပြေမှာမဟုတ်ဘူးဆိုတာမျိုးဒီသတင်းကိုဖော်ပြလိုက်လို့ရှိရင်ကျမတို့တော့ချင်းချောက်ခံရမယ်ဆိုတာမျိုးတွေနဲ့ပေါ့နော်ကျမတို့သတင်းဆက်လိုက်လို့မရဘဲနဲ့ရက်တန့်သွားရတဲ့သတင်းတချို့တွေလည်းရှိခဲ့ဘူးလေပေါ့နော်ဆိုတော့ကျမတို့သတင်းရယူဖို့အခါမှာစကားရဲ့ပေါ့နော်ချင်းချောက်ခံမှုတွေလည်းရှိတယ်အင်တာနက်တွေရဲ့ပြတ်တောက်မှုတွေနဲ့ဒီနည်းပညာအခက်အခဲတွေကြောင့်လည်းကျမတို့သတင်းရယူဖို့မှာလည်းအခက်အခဲတွေရှိတယ်လို့ပေါ့နော်ဒီသက်ဆိုင်ရာဒီတော်လိုင်းတပ်ဖွဲ့တွေနောက်ဒီ MG ဆိုရတွေပေါ့နော်သတင်းတချို့ပေးမှုတွေကြံ့ကြာမှုတွေကြောင့်လည်းကျမတို့သတင်းရယူဝင်ပြည်သူလူထုကိုသတင်းပေးပို့မှုတွေမှာလည်းအခက်အခဲတွေရှိပါတယ်လို့ဟုတ်ကဲ့ပါကျေးဇူးပါဟုတ်ဆိုတော့သတင်းချက်လက်ရယူခွင့်ပေါ့နော်သတင်းရယူခွင့်လို့ပြောမယ်ဆိုလို့ရှိရင်သတင်းရယူခွင့်ဆုံးရှုံးနေတော့မျိုးပြရောနယ်ဘက်ရောဒီလွတ်မြောက်နေမည်ဒီတနည်းမဟုတ်တနည်းနဲ့တော့ဆုံးရှုံးမှုတွေရှိနေကြတယ်မဖြေရကြတာထိတ်လန့်ကြတာတွေရှိတယ်အတီးပြုဖို့အတွက်ခက်ခဲတာတွေရှိတယ်ဆိုတော့နောက်တစ်ခုကကိုယ်တိုင်ကလည်းဒီသတင်းရေးဖို့အတွက်ကိုဆိုလို့ရှိရင်လည်းဒါကိုယ့်ဘာသာကိုစင်ဆာလုပ်ရတဲ့ဟာမျိုးတွေပေါ့နော်ကိုယ့်ဘာကိုစင်ဆာလုပ်ရတဲ့အခြေအနေမျိုးမှာလည်းရှိနေတာမျိုးတွေလည်းဆွေးနွေးပေးသွားတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာကျွန်တော် highlight ထပ်ပြီးတော့လုပ်ချင်တာကတော့အမျိုးသမီးသတင်းတောက်တွေအနေနဲ့ပို့ပြီးတော့မှဒါစိန်ခေါ်မှုတွေနောက်တစ်လွှာထပ်ပြီးတော့မှအမျိုးသားသတင်းတောက်တွေကျွန်တော်ပို့ပြီးတော့မှခံရနိုင်တာမျိုးတွေရှိတယ်ဥပမာဖြင့်စစ်တဲ့ lobby တွေကဒါလိမ်ပိုင်းဆိုင်ရာကဒါပြောဆိုတာဆွဆွဲတာဒါပုံဖြတ်တာဒါမျိုးတွေလည်းအသေးဖြတ်တာတွေလည်းဒါကြုံတွေ့နေရတဲ့အခက်အခဲမျိုးတွေလည်းဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီနေရာမှာတော့ကျွန်တော်ထပ်ပြီးတော့လည်းကိုဆိုင်စောကိုလည်းဒီ mention လုပ်ခဲ့တယ်လို့မျိုးပဲကျွန်တော်တို့ဒီ၄နှစ်တာကာလအတွင်းမှာသတင်းရယူမှုကြောင့်မလို့ဖန်ဆီးခံရတဲ့သတင်းတောက်ပေါင်းကျွန်တော်220ကျော်ဖန်ဆီးခံခဲ့ရတယ်ဆိုတော့အခုချိန်ထိလည်းဒီ220တွေကအများစုဒီလွတ်မြောက်မသွားသေးပဲနဲ့ဒါထောင်တွေထဲမှာလည်းအကျဉ်းထောင်တွေထဲမှာရှိနေကြတော့မယ်ဆိုတဲ့အခြေအနေကိုလည်းကျွန်တော်ထပ်ပြီးတော့မှ
ထပ်ပြီးတော့မှ highlight လုပ်ချင်ပါတယ်ပေါ့နော်ဆိုတော့ဒါကျွန်တော်တို့နိုင်ငံချင်းသားတွေလွတ်မြောက်ရေးလို့ပြောလို့ရှိရင်အဲ့ဒီထဲမှာလည်းကျွန်တော်တို့သတင်းနောက်တွေလည်းအများကြီးပါနေတယ်ဆိုတော့လည်းကျွန်တော်ထပ်ပြီးတော့ highlight လုပ်ချင်ပါတယ်လို့ဆိုတော့ကျွန်တော်တို့ဒါဆိုလို့ရှိရင်တော့ဒါဒီပထမပိုင်းမှာတော့ကျွန်တော်စိန်ခေါ်မှုတွေအခက်အခဲတွေပေါ့နော်ဒါအုပ်ချုပ်ရေးဖော်ဆောင်နေတဲ့သူတွေစီရေးဖော်ဆောင်နေတဲ့သူတွေလူလူလှုပ်ရှားမှုဖော်ဆောင်နေတဲ့သူတွေအဲ့ဒီပြင်မှာလွတ်လပ်တဲ့သတင်းမီဒီယာတွေအတွက်စိန်ခေါ်မှုတွေအခက်အခဲတွေကျွန်တော်တို့ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်ကျွန်တော်တို့ဒုတိယပိုင်းမှာတော့ကျွန်တော်တို့ဒီစိန်ခေါ်မှုတွေအခက်အခဲတွေကိုကျော်လွှားဖို့တက်ဘယ်လိုမဟာဗျူဟာတွေတုံးပြီးတော့ကျော်လွှားနိုင်မလဲဘာလို့ထောက်ပံ့မှုတွေပံ့ပိုးမှုတွေများလိုအပ်နိုင်မလဲပေါ့နော်ဆိုတော့အဲ့ဒီဘိုင်းကိုဆက်ပြီးတော့ဆွေးနွေးတော့ဖို့ရှိပါတယ်ဆိုတော့ဒုတိယပိုင်းအတွက်ကိုကျွန်တော်ကို CL ကိုပြန်ပြီးတော့ဖိတ်ချင်ပါတယ်ဆိုတော့အစီရင်ခံစာထဲမှာတော့ကျွန်တော်တို့ဒီအကြံပြုချက်ထဲမှာဆိုလို့ရှိရင်ဒီ NUG နဲ့ဒေါ်လာရင်းအင်အားစုတွေကလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုအာမခံဖို့အတွက်ကိုဒါကျင့်ဝတ်တွေကျင့်ထုံးတွေလုံထုံးလုံနည်းတွေဒါအားရှိဖို့ပေါ့နော်ထည့်သွင်းမှုအတွက်အကြံပြုထားတာတွေ့ရပါတယ်ဆိုတော့ဒေါ်လာရင်းအင်အားစုတွေအနေနဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်လို့ရှိရင်ဘယ်လိုအခြေအနေရှိလဲဆိုတာလည်းကိုစီလိုပထမပိုင်းမှာဆွေးနွေးခဲ့ပါတယ်ဆိုတော့ဒီလိုလုံထုံးလုံနည်းတွေမှာအားနည်းချက်တွေရှိခဲ့တာလွဲချော်မှုတွေရှိခဲ့တာဒါရေရှည်ဒါကအလေးထားတစ်ခုဖြစ်မသွားသင့်ဘူးလို့လည်းဆွေးနွေးထားတာရှိတော့ဒေါ်လာအင်အားစုတွေဘက်ကနေပြီးတော့ဒီလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့အခြားအခွင့်အရေးတွေကိုအာမခံဖို့အတွက်ဆိုလို့ရှိရင်ဒီလိုလုံထုံးလုံနည်းတွေမှာဘယ်လိုမျိုးဆက်ပြီးတော့ပေါ်ဆောင်တင်တယ်လဲဘာတွေများဒီလုံထုံးလုံနည်းတွေပိုအားကောင်းအောင်လုပ်တင်လဲပေါ့နော်အဲ့ဒါလေးလည်းဆွေးနွေးပေးစီချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါခင်ဗျာကျွန်တော်တို့ပထမဆုံးပေါ့နော်ဒီဟာတွေအားကောင်းမယ်လို့ပြောတဲ့အချိန်မှာဟိုအခြေခံအားဖြင့်ပေါ့နော်အခုကကျွန်တော်တို့ကဟိုဒီတော်လိုင်းအင်အားစုတွေပေါ့နော်အထူးသဖြင့်ဒီလက်နက်ကင်တော်လိုင်းအင်အားစုတွေနဲ့ကျွန်တော်တို့ကဟိုအရက်ဖက်ဖွဲ့စည်းတွေဒီ value တွေစံနှုန်းတွေနဲ့ပတ်သက်ပြီးတော့အခြေခံကြတဲ့လူခွင့်ရေးတွေပြောနေတဲ့သူတွေကိုချင်းကြားထဲမှာပေါ့နော်ကျွန်တော်တို့ဟိုကိစ္စရတစ်ခုဖြစ်လာတာကွဲသွားတဲ့လမ်းကြောင်းတွေလိုမျိုးကျွန်တော်တို့တယောက်နဲ့တယောက်ဒီဟိုဘယ်လိုခေါ်မလဲကိုယ့်ဘက်သူ့ဘက်ဆိုတဲ့ပြောတဲ့ဟာမျိုးကြီးကိုကျွန်တော်တို့ကမြင်ရတာတော်တော်စိတ်မကောင်းဘူးပေါ့နော်ဒီဟာအကြောင်းမလို့လဲဆိုတော့ကျွန်တော်တို့ကတစ်ဖက်ကလည်းဆရာနာရှင်စနစ်ကိုစန့်ကျင်ပြီးတော့တိုက်ပွဲဝင်နေတဲ့သူတွေနောက်ပြီးကြတော့အဲ့လိုမျိုးပဲတခြားကျွန်တော်တို့ရဲဘော်ရဲဘက်တွေကလည်းဒီဟိုဆရာနာရှင်စနစ်ကိုစန့်ကျင်နေတခါတည်းကျွန်တော်တို့တီးဆောက်အောင်မဲ့လုပ်ငန်းစဉ်တွေကိုဒီပြောဆိုပြီးတော့လုပ်နေကြတဲ့သူတွေပေါ့နော်အဲ့တော့ဒါဒီမှာလုပ်နေတဲ့သူတွေချင်းကကျွန်တော်တို့ဘာမှဟိုရန်သူလည်းဖြစ်เสียလဲဟိုအကြောင်းမရှိသလိုထပ်ပြီးတော့ကျွန်တော်တို့ဟိုပေါင်းလို့ဖို့ပဲရှိရလုပ်ငန်းသဘောအရာကွဲလွဲမှုတော့ရှိနိုင်တယ်ပေါ့နော်ဒါပေမဲ့ဘလို့မှဟိုရန်သူဖြစ်เสียအကြောင်းလည်းမရှိနေဘူးပေါ့နော်ဒါပေမဲ့အခြေအနေကလည်းအဲ့လိုမျိုးတွေပြန်ပြီးပုံဖော်သွားတာပေါ့နော်ခုနကဆရာမလည်းဆွေးနွေးသလိုကျွန်တော်တို့တကယ်သတင်းအချက်လက်ရဖို့အသေးအတန်စူးစမ်းတဲ့အချိန်မှာတော့တက်ဆဲတာတွေမြင်ရတယ်စစ်ပိုင်းဆိုင်တက်ပိုင်းဆိုင်ရာခေါင်းဆောင်တွေကဒါဒီသတင်းရေးလိုက်လို့လေရင်လာပုံကျဲသွားတယ်ဆိုတော့အဓိကခိုးတရက်ခံပျောက်သွားတယ်ပေါ့နော်ဒီခိုးတကယ်လှုပ်တဲ့လူကပျောက်ပြီးတော့ကျွန်တော်တို့ချင်းနဲ့မှာပဲပြန်ပြီးတော့ပြန်သွားကြတဲ့ဟာတွေလည်းဖြစ်ရတယ်ပေါ့နော်တစ်ဖက်ကလည်းကျွန်တော်တို့ဒီဘက်အရက်ဘက်ဖွဲ့စည်းတခြားသူတွေကလည်းကျွန်တော်တို့ပြောကြတဲ့အချိန်မှာလည်းတစ်ခါတည်း limitation ရှိတယ်ပေါ့နော်ပုံမှန်လေးပြောတာဒါကျွန်တော် critical point တွေကတော့အများကြီးရှိတယ်ပေါ့နော်ဥပမာ NUG ကြတော့ပြောတယ် EAO ကြမပြောရဲဘူးဘာညာကွကွပေါ့နော်ဒါကလည်းရှိတယ်တရားဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကထိန်းချုပ်နေပြီတယောက်နဲ့တယောက်နိုင်ငံရေးသွားတဲ့နေရာတွေကမတူတဲ့အတွက်ပေါ့နော်ဒါကတော့ဟိုတစ်ပိုင်းပေါ့နော်အဲ့တော့ကျွန်တော်တို့အဲ့ဒါတွေပိုကောင်းအောင်သွားဖို့အတွက်ဆိုတော့ကျွန်တော်တို့ကြားထဲမှာဖြစ်နေတဲ့အဟာလေးတွေနံပါတ်1ကဟိုနည်းနည်းပြန်ပေါင်းမှုလိုတယ်ပေါ့နော်ကျွန်တော်ဟိုလုပ်ငန်းစဉ်ကိစ္စတွေအရင်မပြောခင်ဘူးပေါ့နော်ကျွန်တော်တို့ကြားထဲပြန်စီဖို့ကိစ္စကလည်းနည်းနည်းအရေးတကြီးလုပ်ရမယ့်ကိစ္စလို့ကျွန်တော်မြင်စိုးရင်စရာကောင်းလာတာပေါ့နော်ဘာလို့လဲဆိုတော့ဒါရန်သူလို့မတက်မသိတဲ့အချင်းချင်းတွေကြားထဲမှာရန်သူတွေလို့ဖြစ်လာတယ်ဆိုရင်ကျွန်တော်တို့ဟိုလုံထုံးလုံနည်းအရာတွေလည်းအဲ့မှာပါလာတယ်ဆိုဟိုကျွန်တော်တို့ကပြောလိုက်ရင်ပေါ့နော်မြန်မာနိုင်ငံမှာနိုင်ငံရေးလောကပဲဖြစ်ဖြစ်စီးရေးပဲဖြစ်ဖြစ်ငင်းချမ်းရေးပဲဖြစ်ဖြစ်ဒီကလှုပ်တဲ့သူတွေချင်းကြားတဲ့ကိုလူတွေကချင်းအေးစစ်ပါပဲချိန်တိုင်းတဲ့သွားမှာဆိုတော့ဒါအရင်တော့ကျွန်တော်တို့လည်းအဲ့ဒါကိုယုံကြည်ခဲ့တာဒါပေမဲ့နည်းနည်းတော့ဟိုတန်တရားဝင်လာပြီပေါ့နော်ဘာလို့လဲဆိုအဲ့ဒါရဲ့နောက်မှာရည်ရွယ်ချက်တွေကပါလာတဲ့အတွက်အဲ့ဒါရဲ့နောက်ကွယ်ကနေနိုင်ငံရေးဟိုအပြောင်းလဲတွေကလည်းဖြစ်လာတာပေါ့နော်အဲ့ဒါဟိုဥမာဖြစ်အရင်တော့ကတည်းကဖြစ်နေတဲ့ပြဿနာတွေထဲမှာဆိုလဲဒါတွေကစိတ်ပိုင်းနေတယ်ပါတယ်အဲ့တော့ဟိုလုံထုံးလုံနည်းနေဆိုရင်တော့ကျွန်တော်မြင်တာတော့ပထမတစ်ခုကတော့ဒီလက်နက်ကင်နဲ့သူပဲဖြစ်ဖြစ်ဒါမှမဟုတ်ခုလို NUG လိုမျိုးပဲဖြစ်ဖြစ်နောက်ဂျာကာလာအစီအမံကိုရေးဆွဲနေတဲ့အစိုးရတွေအနေနဲ့ကဒါကကျွန်တော်တို့ဟို Western တို့ပြီးတော့နောက်ပြီးကြတော့အရက်ဖက်ဖွဲ့စည်းတွေကဒီ
impose လုပ်လာတဲ့ဟိုပြောရရင် value တွေမဟုတ်နေဘူးတီးတန့်ပေါ်လာတဲ့ဟာပေါ့နော်အဓိကကျွန်တော်တို့ကဆီယနာရှင်စနစ်ကို replace လုပ်မယ်လို့ပြောထားတယ်ဆိုရင်ဆီယနာရှင်စနစ်နဲ့မကိုက်ညီတဲ့သူနဲ့မတူညီတဲ့လူသားဝါဒတွေအခြေခံတဲ့ဟာတွေနောက်ပြီးကြတော့လူတွေကိုပေါ့ဗျာကျွန်တော်တို့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုပို့ပြီးတော့အတိတ်ပဲရှိစေမဲ့ဒီ value တွေကမဖြစ်မနေလုပ်ဖို့လိုတယ်ဆိုတော့ကျွန်တော်တို့သိဖို့လိုတယ်ပေါ့နော်မဟုတ်ဘူးဆိုတော့ကျွန်တော်တို့ပုံမှန်လင်းလင်းပြောရင်ဒါဟိုစစ်တပ် lobby တွေပြောတဲ့ထောင်ချောက်ထဲကိုကျွန်တော်တို့ဝင်သွားလို့မရဘူးပေါ့နော်ပြောလိုက်လကားပါတူတူပါပဲဝါလော့တွေပဲမင်းတို့တွေကဒါဘာမှလုံနိုင်တာလည်းမဟုတ်ဘူးဆိုတဲ့ဟာကြီးကကျွန်တော်ဟိုဂုံတိတ်ခါရှိကြော်ဖြတ်နိုင်မှုအတွက်ဆိုရင်ဒီအခြေခံလူခွင့်ရေးတွေကိုပြန်ပြီးတော့လုပ်ဖို့လိုတယ်ပေါ့အဲ့မှာဆိုရင်ဘယ်လိုတွေထည့်လို့ရလဲဆိုတော့ကျွန်တော်တို့ဂျာကာလာစီမံနေတဲမှာဆိုရင်ဥမာအဖြစ်ပေါ့နော်လွတ်လပ်စွာပြောဆိုခွင့်ဆိုတာ concept တွေအရာရှင်းဖို့လိုတယ်လွတ်လပ်စွာပြောဆိုခွင့်ဆိုတော့ကျွန်တော်တို့ကဂျာကာလာစီမံနေ Federal Democracy Charter တွေမှာတော့ထည့်ချင်မှထည့်ထားလိမ့်မယ်ဒါပေမဲ့သူ့ရဲ့ practice တွေကပြဿနာတက်ရင်ကျွန်တော်တို့ကမထူးဘူးပေါ့နော်ဥမာအဖြစ်ဒီလွတ်လပ်စွာပြောဆိုခွင့်နဲ့လူခွင့်ရေးကိုတော့အားလုံးကတာတူညီမျှစွာခံစားခွင့်ရှိတယ်လို့ရေးထားပေမဲ့တယောက်ယောက်ကိုသွားပြီးတော့ဝေဖန်မိတယ်ဆိုတော့အရက်သားတွေကိုဖမ်းပစ်လိုက်တာတော့မကြည့်မိတယ်ဒါတွေကကျတော့ practice တွေဖြစ်သွားပြီအဲ့တော့အဲ့အလေးထားရှိနေပြဿနာရှိတယ်ပြီးတော့နောက်တစ်ခုကဒီ social media မှာပဲဖြစ်ဖြစ်ပေါ့နော်ခေါင်းဆောင်တွေတခြားသူတွေကိုဝေဖန်တယ်ဆိုရင်အုပ်စုလိုက်ကြီးဝိုင်းပြီးတော့ပြန်ပြီးတော့ response လုပ်တဲ့လမ်းကြောင်းကိုတည်ပေးလိုက်တာတော့ပါဆိုဒါတွေကဟိုပြောရရင်လုံထုံးလုံနည်းတဲ့ဟိုမတင်တော်တဲ့လုပ်ရက်တွေပေါ့နော်ဒီလုပ်ရက်တွေကကျွန်တော်မြင်တာတချို့ဟာတွေက intention ပါတယ်ပေါ့နော်လုပ်ဖန်တီးထားတဲ့ဟာတွေလကားမဟုတ်ဘူးပေါ့နော်အဲ့တော့အဲ့အလေးထားကိုကျွန်တော်တို့ကတော့ဖြောင်းမှရမှာပေါ့နော်အဲ့တော့အစိုးရတွေအနေနဲ့ကတော့ရှင်းတယ်ပေါ့နော်ကျွန်တော်တို့ကတော့ဒီလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ပဲဖြစ်ဒီလူခွင့်ရေးနဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးကတော့အသေးစိတ်တွေတော့ထဲမယ်လည်းမထင်ဘူးကျွန်တော်ထင်တာတော့ပေါ့နော်ဟိုအသေးစိတ်တွေတိုက်ဒါပေမဲ့လည်းတက်နိုင်သမျှတော့ထဲတဲ့ဟာလဲဟို appreciate လုပ်ပါတယ်ပေါ့နော်ဂျာကာလာအစီအမံတွေရေးဆွဲတဲ့အချိန်မှာနောက်ပြီးကြတော့ဒီဥမာအဖြစ်ဒီ JCC တွေလိုမျိုးပေါ့နော်ဒါမျိုးတွေ joint committee မှာဆွေးနွေးကြတာအသေးစိတ်ဒါတွေနဲ့ပြောတဲ့ဟာတကယ်ကိုကျွန်တော်တို့ဟိုလူတွေအတွက်ဘယ်လောက်ထိစဉ်းစားပေးလဲဆိုတဲ့စေတနာကိုမြင်ရတယ်ပေါ့နော်ဒါပေမဲ့အဲ့စေတနာတွေကလည်းအလုပ်ဖြစ်ဖို့လိုတယ်တခါတရံရောက်ရပေါ့နော်ကျွန်တော်တို့ကဟိုမူဝါဒရေးရအရာတော့ရေးလိုက်တယ်ဒါပေမဲ့လူတိုင်းကတော့ပုံမှန်လင်းလင်းပြောရင်တော့ဟိုဘယ်သူနေနေဝေဖန်တော့မကြိုက်ဘူးပေါ့ဗျာဟိုမှန်တဲ့ဟာဝေဖန်တာလည်းရှိတယ်မှားတာဝေဖန်တာလည်းရှိတယ်ပေါ့နော်ပြီးတော့အပြုသဘောဆောင်တာဝေဖန်တာလည်းရှိတယ်တိုက်ခိုက်တာလည်းရှိတယ်ဒါတွေကလည်းရောနေတဲ့အတွက်ဟိုဒါနဲ့ပြန်ပြီးတော့ဟိုပြန်ချိတ်ဆက်ဟိုလောက်ရတဲ့အချိန်မှာအဲ့ဒါလေးခက်ခဲရှိတယ်ကျွန်တော်နောက်ဆုံးဥပမာတစ်ခုနဲ့ပြန်ပြီးချိန်ကျွန်တော်တို့ကလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့တစ်ဖက်ကကျွန်တော်တို့ဒီပြောရရင်သတင်းတူသတင်းမှားတွေပဲဖြစ်ဖြစ်သတင်းချက်လက်မှားပြီးလူတွေကိုတိုက်ခိုက်တဲ့ဟာတွေက contradict ဖြစ်နေတဲ့ပြဿနာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့အရင်တော့ကဒီ social media platform တွေမှာ report တွေတင်ကြရတယ်ပေါ့နော်ဒါကဟို hate speech ပေါ့အရက်သားတွေကိုအသက်ဖြတ်ဖို့အတွက်ပြောနေတဲ့အမုန်းစကားတွေပြောတယ်လို့ပြောတဲ့ချိန်မှာကျွန်တော်တို့အဲ့ဒီသက်ဆိုင်ရာအစုအဖွဲ့တွေဘက်မှာလည်းပြန်ပြီးတော့ထွက်လာတဲ့ narrative တွေကပါလဲဆိုတော့ဟုတ်တယ်ဒါကပြောတယ်ဒါပေမဲ့တစ်ဖက်မှာလည်းလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရှိနေသေးတယ်ပေါ့နော်ရှိနေသေးတဲ့အတွက်ဒီနှစ်ခုရဲ့ကြားထဲမှာ contradict ဖြစ်နေဒါလွတ်လပ်စွာပြောဆိုခွင့်လားဒါမှမဟုတ်လူတိုင်းကိုဒီလိုမျိုး line ပေါ်မှာပဲတက်ပြီးပြောခွင့်လားဆိုတော့အဲ့ concept တွေကိုကျွန်တော်တို့ခေါင်းဆောင်တွေကမရှင်းနေတဲ့အတွက် civil society တွေနဲ့ပူးပေါင်းပြီးတော့ပေါ့နော်တချို့ဟာတွေမရှင်းတဲ့ concept တွေကိုအတူတူဟိုမှာဟို dialogue တွေပေါ့နော် dialogue ဆိုတာလည်းဟိုလိုအကြီးတွေမဟုတ်ပါဘူးကျွန်တော်တို့ဆက်စေချင်တာတယောက်နဲ့တယောက်ကရန်သူမဟုတ်ဘူးပေါ့နော်ဟိုတယောက်နဲ့တယောက်စကားတွေပြောစေချင်တယ်ဒီအရာမျိုးဆိုတော့အဲ့တော့မဟာဗျူဟာချလမ်းကြောင်းတွေထဲမှာလည်းကျွန်တော်တို့မြင်တာဒီဟို reconstruct ပြန်လုပ်စေချင်တာဒီလူခွင့်ရေးနဲ့ပတ်သက်တဲ့ norms တွေအတူတူပေါ့နော်တယောက်တည်းမလုပ်ပါနဲ့ပေါ့နော်အစိုးရအုပ်ချုပ်သူချို့ဟာတွေကသူတို့ကာပါမလုပ်နိုင်ဘူးချို့ဟာတွေကိုအရက်ဖက်ပွဲစည်းတွေကိုခိုင်းလိုက်ရောဒါလုတ်ပြလိုက်ကျွန်တော်တို့အားလုံးညီတူမျှတူဖြစ်တဲ့ reconstruct လုပ်ထားတဲ့ norms တွေပြန်ပေါ်လာဟိုစီရေးအခြေအနေတင်းမာတဲ့အချိန်မှာအခြေအနေတွေအများကြီးပြောင်းလဲသွားတယ်လူခွင့်ရေးစံချိန်စံညွှန်းကမပြောင်းပေမဲ့လူတွေရဲ့ကျင့်သုံးမှုကအခြေအနေကပြောင်းလဲလာတာတွေအများကြီးရှိတဲ့အတွက်ဒီကိစ္စတွေကို reconstruct အတူတူလုပ်ပြီးတော့အတူတူပေါင်းပြီးတော့ကဲဒါကတော့ဘယ်သူခွဲလုပ်လိုက်ဒါဘယ်သူခွဲလုပ်အဲ့ဒါဆိုရင်တကူးတကကြီးကျွန်တော်တို့ကတိဆောက်ရေးလုပ်ငန်းစဉ်မှာလုပ်เสียမလို့တော့ဘူးနောက်တစ်ခုကကြတော့လေဒီဖြစ်နေတဲ့အဟာကြားထဲမှာလည်းပဲပြီးတော့နောက်တစ်ခုကပို့ပြီးတော့ဟိုစီရေးနဲ့နိုင်ငံရေးကြားတဲ့အချိတ်လေးတွေပေါ့နော်အဆက်ဆက်မှုလေးတွေဖြစ်နေတဲ့ဟာတွေလည်းကျွန်တော်တို့ပို့ပြီးတော့ရုပ်လုံးပေါ်လာမယ်လို့မြင်မိရပေါ့နော်ဘာလို့လဲဆိုတော့ဒါရန်သူတွေမှမဟုတ်တာလေနော်စီရေးလုပ်တဲ့လူနိုင်ငံရေးလုပ်တဲ့လူပြီးတော့စံနှုန်းတွေကိုဒီ
ဒီပြောနေတဲ့သူတွေနောက်ပြီးကြတော့မီဒီယာသမားတွေပေါ့နော်ဒီလူတွေကရန်သူမဟုတ်တော့တဲ့အတွက်ရန်သူမဟုတ်တဲ့ approach ကိုတော့ကျွန်တော်တို့စိတ်ထဲမှာရှင်းရှင်းလင်းလင်းစဖို့တော့လိုတယ်ပေါ့နော်ဒီဟာလေးကတော့ကျွန်တော်ဟိုမဟာဗျူဟာကြလို့စဉ်းစားတဲ့အချိန်မှာဒီဟာကိုချက်ချင်းမျက်လုံးနဲ့ပြေးမြင်တာပေါ့နော်ဒါတွေကတော့ဒီအချိန်မှာရက်တင်ပြီလို့ထင်ပြီပေါ့နော်88နောက်ပိုင်းကလေးကကျွန်တော်တို့ကဒါကြီးကိုထုတ်လည်းမပြောကြဘူးဒီချင်းကြားထဲမှာရှိတဲ့ဒီကိစ္စရက်တွေကပေါ့နော်ဒါပေမဲ့ရှီတရားကိုလက်ခံတယ်ဆိုတော့ကျွန်တော်တို့ဟိုပေါင်းပြီးတော့လုပ်တဲ့ဟာတွေပို့ပြီးအားကောင်းအောင်တော့ဟိုကျွန်တော်တို့လည်းစူးစမ်းရတာပေါ့နော်ဟိုကိုသူများကိုပဲတော့ပြောတာတော့မဟုတ်ဘူးအဲ့လိုမျိုးလေးလုပ်တင်တယ်လို့တော့ကျွန်တော်တို့ဆွေးနွေးကြပါတယ်ဒီဘက်မှာကဲပါကိုစီရကျေးဇူးပါဟုတ်ဆိုတော့ဆွေးနွေးရဲ့အထက်မှာတော့ဒီရန်ကြီးတော့ကျွန်တော်အပြန်မချုပ်တော့ဘူးเนาะဆိုတော့တကယ်တော့ကျွန်တော်တို့အာသာရှင်ကိုစန့်ကျင်တွန်းလှန်နေကြတဲ့သူတွေချင်းကြားထဲမှာကွဲပြားလာတဲ့အဟာလေးတွေပေါ့နော်ဒီအဟာလေးတွေကိုကွဲပြားမှုလေးတွေကိုပြန်လဲပေါင်းစည်းတင်တယ်ဆိုတော့အနှစ်ပြန်ချုပ်ရရင်တော့ဆိုအာသာရှင်နဲ့သူရဲ့အာသာရှင်စနစ်နဲ့သူရဲ့ဖိနှိပ်မှုရဲ့တစ်ဖက်ကပြောင်းပြန်ကအမှန်တရားမျှတမှုလွတ်လပ်ခွင့်တွေနဲ့တုံ့ပြန်တွန်းလှန်မှုတွေပေါ့နော်ဆိုတော့ဒီလိုပဲအမှန်တရားဖော်ထုတ်နေတဲ့သူတွေဒီလွတ်လပ်ခွင့်တွေအတွက်တောင်းဆိုနေတဲ့သူတွေတုံ့ပြန်တွန်းလှန်နေကြတဲ့သူတွေချင်းချင်းကြားထဲမှာကွဲပြားနေတဲ့အဟာလေးတွေရှိတယ်ဒီအထူးသဖြင့်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ပါဝင်လူခွင့်နဲ့ပတ်သက်ပြီးတော့ဒီဟာကိုပြန်ပြီးတော့မှဒီကိုချင်းချင်းကြားထဲမှာပြန်ဆွေးနွေးပြီးတော့ဒါဒီအဟာတွေကိုပြန်လဲတိဆောက်ကြဖို့ပေါ့နော်ဒါကိုလည်းဆော်ဩတယ်လို့နားလေတယ်ဒီတန်ဖိုးထားမှုတွေကိုပြန်လဲတိဆောက်ဖို့ပေါ့နော်ဆိုတော့တစ်ဖက်ကလည်းဒါဥပဒေတွေလှုပ်ထုံးလုပ်နေကျင့်ထုံးတွေထားပေမဲ့လို့အဲ့ဒါတွေကိုလက်တွေ့မှာအကောင့်ထဲပေါ်နိုင်ဖို့အတွက်ကိုလည်းအလေးထားဖြစ်လာဖို့လည်းလိုတယ်ပေါ့နော်ဆိုတော့ဒါကစာနဲ့ချရည်လို့ရချင်မှရမယ်ဆိုတော့ဒါကတကယ်ကိုအနှစ်နဲ့ခါခါနဲ့စကားပြောပြီးတော့မှအချင်းချင်းကြားစကားပြောပြီးတော့မှရှေ့ဆက်သွားတဲ့ကိစ္စလည်းဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကိုလည်းခေါင်းလောင်းထိုးတယ်လို့မြင်ပါတယ်ဆိုတော့နောက်တစ်ဦးကိုကျွန်တော်ထပ်ပြီးတော့ဖိတ်ချင်တာတော့မလင်းလက်စုကိုပြန်ပြီးတော့ဖိတ်ချင်ပါတယ်ဆိုတော့အမကခုနဆွေးနွေးသွားတဲ့အထက်မှာတော့ဒါမြေပြင်မှာလှုပ်ရှားနေကြတဲ့တုံ့ပြန်တွန်းလှန်နေကြတဲ့လူထုကတော့နီးမျိုးစုံနီးလန်းမျိုးစုံနဲ့ဖောက်ထွက်ပြီးတော့မှသတင်းချက်လက်တွေကိုဖြန့်ဝေဖို့ရောလူထုရဲ့အတန်တွေကိုလူထုအတန်တွေကိုကြားနိုင်ဖို့ရောပြီးတော့နိုင်ငံတကာကိုလူထုအတန်တွေရောက်ဖို့ရောဒါနီးမျိုးစုံနဲ့ကြိုးပမ်းနေကြတယ်ဒါ silent strike ဆိုတဲ့ဥပမာတည်းရဖြစ်တယ်ပေါ့နော်ဆိုတော့ဒီအခြေအနေမျိုးမှာပေါ့နော်ဆိုတော့လူထုလှုပ်ရှားမှုပေါ်ဆောင်နေကြတဲ့ရဲဘော်တွေလူထုလှုပ်ရှားမှုပံ့ပိုးနေကြတဲ့သူတွေအတွက်ကျွန်တော်တို့ဘလို့ကြော်လွှားနေလဲဆိုရင်မဟာဗျူဟာကတော့ဒါအသေးစိတ်တော့ပြောဖို့ခက်တယ်ပြောဖို့လည်းအနေရှိနိုင်တယ်ပေါ့နော်ဆိုတော့အဲ့ဒီအတွက်ကိုဘယ်အပိုင်းတွေအတွက်ဆိုရင်တော့ပံ့ပိုးမှုတွေအားဖြည့်မှုတွေလိုနေတယ်လဲဆိုတာလည်းအဓိကဆွေးနွေးပေးစီချင်ပါတယ်ပေါ့နော် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျမတို့လေလူလူစီကိုဒီသတင်းစကားပေးဖို့ပေါ့နော်လူလူကလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရဖို့ဆိုတဲ့ဟာမှာကျမတို့တွေလူလူရဲ့အခြေအနေကိုအဓိကတော့သိဖို့လိုတယ်ပေါ့လေလူလူရဲ့အခြေအနေကိုကြည့်ဖို့လိုတယ်အဲ့ဒါဒီကျမတို့အရေးကြီးဆုံးအချက်ဖြစ်တယ်ပေါ့လေဆိုတော့အဲ့တော့ကျမတို့တွေကအခုဒီဖိနှိပ်မှုတွေကြားထဲမှာကျမတို့မှာတခြားနီးနာတွေပေါ့နော်ဥပမာsocial media တချို့ social media တွေသုံးလို့မရအောင်ဆိုတော့ကျမတို့မှာဘယ်ဟာတွေသုံးလို့ရလဲပေါ့နောက်တစ်ခုကဒီ internet line တွေဒီလိုခက်ခဲတယ်ဖုန်း line တွေမရဘူးဆိုတဲ့အခြေအနေမှာဟိုခဏတစ်ဖြုတ်ရတဲ့အခြေအနေလေးမှာလူလူကဒီ online ပေါ်ဒီ social media ကိုသုံးတဲ့အခါမျိုးမှာအများကြီးတွေသူတို့မကြည့်နိုင်ကြဘူးပေါ့လေဆိုတော့အဲ့တော့ကျမတို့ကအရင်ဆုံးဘာလုပ်ရလဲဆိုရင်လူလူချင်းတွေကိုသိအောင်လုပ်ရတယ်အဲ့ခါမှာလူလူရဲ့စိတ်ခံစားချက်ကိုလည်းကျမတို့ထည့်သွင်းစဉ်းစားရတယ်ပေါ့နော်ဆိုတော့အဲ့တော့ကျမတို့လှုပ်ဆောင်ရတဲ့ခါမှာလည်းဥပမာတော်လန်ရေးရဲတောက်နေတဲ့စကားလုံးတွေထပ်ပေါ့နော်ဒီခဏလေးဒီ internet ရတဲ့ချိန်လေးမှာရှင်းလင်းတိကျတဲ့သတင်းစကားရဖို့အတွက်ဆိုတဲ့ဟာမျိုးကိုကျမတို့စဉ်းစားရမျိုးရှိတယ်လို့တစ်ဖက်မှာလည်းလူလူရဲ့စိတ်ပိုင်းဆိုင်ရာကိုဘယ်လိုပြောရမလဲနည်းနည်းကာမိတယ်ပေါ့နော်ကာမိတဲ့ပြောဆိုမှုတွေစည်းရုံးမှုတွေလုပ်ရတယ်ဥပမာဖျော်ဖြေရေးနဲ့တော်လှန်ရေးပေါင်းစပ်ပြီးတော့မှကျမတို့လူလူကိုပြောချင်တဲ့ဟာမျိုးပြောရတဲ့ဟာရှိတယ်ပေါ့လေနောက်တစ်ခါကျတော့လူလူကဥပမာ Facebook ကသုံးဖို့ခက်ခဲတယ်ဟေ့ Facebook ကသုံးနေလာတယ်ဟေ့ဆိုရင် TikTok တွေလိုမျိုးတခြား Telegram တို့လိုစသဖြင့်ပေါ့လူအများရှိတဲ့channel တွေကိုကျမတို့ပြောင်းပြီးတော့မှသုံးရတာတွေရှိတယ်အသုံးပြုရတာတွေရှိတယ်ပြီးတော့ပံ့ပိုးမှုလို့ပြောရင်ကြတော့ကျမတို့ရှေ့မှာပြောခဲ့တယ်ပေါ့နော်လူလူကိုဒီ social media တွေကနေပြီးတော့မှပြောဆိုလို့သတင်းစကားပေးလို့မရတဲ့အချိန်မှာလူလူစီကိုတိုက်ရိုက်သွားပြောတာဖြစ်ရတယ်ပေါ့လေတိုက်ရိုက်ဆက်သွယ်ဖို့ကြိုးစားတဲ့အခါမှာကျမတို့ရှင်းလင်းတိကျဖို့လိုတာပေါ့နော်ဆိုတော့ဟို
ဖုန်းကနေပြီးတော့မှ email ကနေတစ်ဖိုင်လုံးကြီးကိုရော့ဆိုကလေးတစ်ချက်နှိပ်လိုက်လို့ရောက်သွားပြီမဲ့ဒီလူတို့စီကိုစာရွက်တွေ pamphlet တွေဝေရတဲ့အခါမျိုးမှာကျမတို့ကတစ်မျက်နှာစာဆိုတဲ့ဟာမျိုးလိုတယ်ပေါ့လေဆိုတော့အဲ့တော့ကျမတို့တွေကဒီပံ့ပိုးမှုလို့ပြောတဲ့အခါမှာနည်းပညာပိုင်းဆိုင်ရာအပြင်ပံ့ပိုးမှုတွေလိုတယ်နောက်တစ်ခုကရှင်းလင်းတိကျတဲ့အသုံးနှုန်းတွေလူလူနားလည်လွယ်နိုင်တဲ့သတင်းစကားတွေဖြစ်ဖို့ဆိုတာမျိုးလည်းလိုအပ်တယ်ပေါ့လေဆိုတော့အဲ့ဒါအပြင်ပေါ်မှာအထူးသဖြင့်ကတော့ဒီ digital security လို့ပြောရမှာပေါ့ဒီ digital security နဲ့ပတ်သက်ပြီးတော့မှအခြေခံလူလူတဦးတယောက်ချင်းစီကအစားသတိထားတဲ့ချက်လက်တွေကိုပြောပြပေးတင်တယ်ပေါ့လေဒါကအရက်ဖတ်ဖွဲ့စည်းတွေကလက်လန်းမီတလောက်လုပ်နေပေမဲ့လည်းတော်လှန်ရေးဥဆောင်နေတဲ့အစိုးရတရက်အနေနဲ့ပဲဖြစ်ဖြစ်ဥဆောင်မှုအစုဖွဲ့ရပဲဖြစ်ဖြစ်ဒါမျိုးတွေကိုသိပညာပေးနေတင်တယ်ပေါ့နော်နောက်ဆုံးဒီဖုန်းထဲမှာဒီဘယ်လိုပြောရမလဲapplication တွေကိုဘယ်လိုမျိုးနာမည်ပြောင်းရမယ်ဆိုတဲ့ဟာမျိုးတွေအစဆိုတော့ဒါလူတဦးတယောက်ချင်းစီတိုင်းကသိနေလို့ရှိရင်ကျမတို့ကအထူးတလဲကြီးပေါ့နော်ဘာတွေလောက်ပါညာတွေလောက်ပါဆိုတဲ့ဟာမျိုးကိုလိုက်ပြောနေရတာကိုယ့်နည်းကိုယ့်ဟန်နဲ့ပြင်ဆင်လို့ရတယ်ဆိုတော့အဲ့တော့ပထမအရေးကြီးဆုံးဒီအသိပညာပေးမှုတွေအရေးကြီးရယ်နောက်တစ်ခုကရှင်းလင်းတိကျတဲ့သတင်းစကားတွေဖြစ်ဖို့လိုတယ်အဲ့ဒါအပြင်ကိုမှတော်လန်ရေးဆောင်တာထက်ဒီလူလူကအချိန်ခဏလေးမီးလေးခဏလာတော့လေအင်တာနက်သုံးရတယ်အင်တာနက်ရတဲ့နေရာလေးလာပြီးတော့မှဖုန်းဒီ social media သုံးရတဲ့အချိန်မှာအစုခံရတဲ့ဟာတွေမလိုချင်ဘူးပေါ့နော်ကျမတို့ဆိုလည်း social media ဒီ Facebook သုံးလိုက်ဘယ်သူတွေကကိုယ့်ကိုစူးနေမှမသိဘူးအဲ့ဒီ post တွေကြည့်လိုက်လို့ရှိရင်ဆိုတော့အဲ့လိုဖြစ်မှာမျိုးကိုကျမတို့သတိထားပြီးတော့မှာပေါ့နော်ဆိုတော့တနည်းတစ်ပုံအပြင်တော့လူလူကိုဖျော်ဖြေမှုအသွင်ဆောင်နဲ့စီးရုံးမှုအသွင်ဆောင်နဲ့ပြောဆိုမှုတွေလိုအပ်တယ်ပေါ့လေအဲ့ဒါအပြင်ကမှကျမတို့ကအဲ့ဒီမှာပံ့ပိုးကူညီမှုဆိုတဲ့အခါမှာလူတဦးချင်းစီရဲ့ပံ့ပိုးကူညီမှုလည်းဒီတော်လှန်ရေးမှာအများကြီးအရေးကြီးပါတယ်ပေါ့လေဆိုတော့ကျမတို့ဒီတော်လှန်ရေးမှာလူလူဒေတာအခရာဖြစ်တယ်ဆိုတော့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်ရင်တဦးတယောက်ချင်းရဲ့ပြောဆိုမှုဒီ social media မှာအများဆုံးဖြစ်တယ်ပေါ့လေဆိုတော့အဲ့တော့ကျမတို့ကဒီလူလူစည်းရုံးမှုလို့ပဲပြောဝါဒဖြန့်ချီမှုလို့ပဲပြောကျမတို့ကလှုပ်ဆောင်ရတဲ့အခါမှာနှစ်ခုကျမတို့မှာလုပ်ရတယ်ပေါ့လေအဲ့ဒါကဘာလဲဆိုတော့တစ်ဖက်ကဒီစေအုပ်စုရဲ့စိတ်ဓာတ်စစ်စင်ရေးနဲ့ဝါဒဖြန့်ချီရေးဆိုတဲ့ဟာတွေကသူကဟိုးအရင်ထဲကနော်ဒါရဲ့ဘယ်လိုရမလဲဆယ်စုနှစ်နဲ့ချီပြီးတော့မှပြောင်းလဲလာတဲ့တိုးတက်မှုပေါ်မှာသူတို့ကလိုက်ပြောင်းပြီးတော့မှစနစ်တကျလှုပ်ဆောင်လာတဲ့ဟာမှာကျင့်ဝတ်လည်းမရှိဘူးကျမတို့ကသတင်းမှန်ကြည့်သေးတယ်ဒါကအမှန်လားမှားလားအချက်လက်မှန်လားမှားလားကျမတို့ကကြည့်သေးတယ်နောက်တစ်ခုကျမတို့ကလူအခွင့်အရေးဆိုတဲ့စံနှုန်းတွေကိုလည်းချိန်ညှိပြီးတော့မှလူလူကိုစီးရုံးမှုလုပ်ပေမဲ့တစ်ဖက်ကကျတော့ဒီ6800စားတယ်ပေါ့ပြောရရင်တော့ဆိုတော့အဲ့လိုမျိုးဘာမှလည်းကျင့်ဝတ်မရှိသူတို့မှလူခွင့်ရေးပါညာဆိုတာဘာမှမသိတဲ့လူတွေကိုကျမတို့ကအဲ့ဒီသူတို့ကဝါဒဖြန့်ချီတဲ့ဟာတွေကိုလည်းကျမတို့ကဒါတွေဒီမှားနေပါတယ်အမှန်မဟုတ်ပါဘူးဆိုတာကိုပြောရတာတစ်ဖက်ရှိတယ်လို့တစ်ဖက်မှာလည်းလူလူကိုမှန်ကန်တဲ့သတင်းစကားသိတဲ့အချက်လက်ကိုပေးရတာရှိရပေါ့လေဆိုတော့အဲ့တော့ရန်သူကိုလည်းတစ်ဖက်မှာတိုက်ရတာရှိတယ်လို့တစ်ဖက်မှာလည်းကိုယ့်လူထုကိုတီးဆောက်ရတဲ့ဟာမျိုးတွေရှိရပေါ့ဆိုတော့အဲ့တော့ပံ့ပိုးကူညီမှုလို့ပြောတဲ့အခါမှာလူတဦးတယောက်ချင်းစီတိုင်းပြည်သူတဦးတယောက်ချင်းစီတိုင်းရဲ့ပံ့ပိုးမှုတွေအများကြီးလိုအပ်ပါတယ်အဲ့ဒါကဥပမာကျမတို့ social punishment လုပ်ရမယ့်ဟာတွေရှိရယ် boycott လုပ်ရမယ့်ဟာတွေရှိရယ်ဆိုတော့ပေါ်မီဒီယာတွေမှာပျော်နေကြတဲ့လူလူတွေရှိတယ်ဆိုတော့အဲ့တော့အဲ့ဒီပေါ်မီဒီယာတွေမှာပျော်နေတဲ့လူလူကိုကျမတို့အပြစ်သွားပြောမဲ့စားဒီလူလူကဒီပေါ်မီဒီယာတွေမှာပျော်နေမဲ့စားတခြားလူလူပျော်နိုင်လောက်တဲ့နီးနာတွေဖန်တီးပေးဖို့ပေါ့လေဆိုတော့အဲ့ဒါမျိုးတွေကျမတို့လှုပ်ဆောင်ဖို့လိုအပ်တယ်အဲ့တော့ဒီလိုမျိုးလှုပ်ဆောင်တဲ့အခါမှာလည်းလူလူရဲ့ပါဝင်မှုကအရေးကြီးရယ်ပေါ့လေဒါကြောင့်မို့လို့ပံ့ပိုးမှုလို့ပြောရင်တဦးတယောက်ချင်းရဲ့ပါဝင်မှုပံ့ပိုးမှုကစလို့အစုဖွဲ့လိုက်နောက်တစ်ခုတော်လှန်ရေးရဲ့ဥဆောင်မှုအလိုက်ကစလှုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်လို့အဲ့ဒါလေးပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါမလေးလက်စကျေးဇူးပါဟုတ်ဆိုတော့လူလူရဲ့အခြေအနေကိုသိပြီးတော့လူလူရဲ့ရည်ချိန်ကိုသိပြီးတော့မှစီယုံလှုံ့ဆော်တာတွေလုပ်ဖို့ရှင်းလင်းတိကျတဲ့သတင်းစကားတွေပေးဖို့ဆိုတော့ပံ့ပိုးကူညီမှုလို့ပြောရင်လည်းနည်းပညာပိုင်းဆိုင်ရာအရာပံ့ပိုးကူညီမှုတွေလုံခြုံရေးအထူးသဖြင့် digital လုံခြုံရေးပိုင်းဆိုင်ရာအရာပံ့ပိုးကူညီမှုတွေပေါ့နော်ဘာဖြစ်လို့လဲဆိုတော့လူလူတဦးချင်းစီကဒါလွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကလည်းစေအုပ်စုကဘယ်လောက်ထိချိန်ချောက်နိုင်လဲဆိုတော့လည်းကျွန်တော်တို့သိရတယ်ဆိုတော့အရေးလည်းကြီးတယ်ဆိုတော့အဲ့ဒီအတွက်ကိုလည်းကျွန်တော်တို့လူတဦးချင်းစီလိုက်ပဲဖြစ်ဖြစ်အဖွဲ့အစည်းလိုက်အစုဖွဲ့လိုက်ပဲဖြစ်ဖြစ်ပံ့ပိုးမှုတွေအားပေးကူညီမှုတွေလည်းလိုအပ်နေတယ်ဆိုတော့လည်းဆွေးနွေးပြီးတော့ကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်နောက်တူမဲ့ရင်မုံကို
ဒီဒုတိယပိုင်းရဲ့နောက်ဆုံးမေးခွန်းမေးချင်ပါတယ်ကျွန်တော်တို့သတင်းမီဒီယာတွေရဲ့ဒါလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လို့ပြောရင်သတင်းမီဒီယာတွေရဲ့သတင်းရရှိပိုင်ခွင့်ကလည်းအရေးကြီးတယ်ပေါ့နော်ဆိုတော့သတင်းမီဒီယာတွေကအခုဆိုလို့ရှိရင်အထူးသဖြင့်လွတ်လပ်တဲ့သတင်းမီဒီယာတွေကအခုဆိုလို့ရှိရင်ပို့ပြီးတော့မှအခက်အခဲတွေနဲ့ပို့ကြုံရတယ်မြေပြင်မှာအခက်အခဲတွေရောဒါဆက်ပြီးတော့လုပ်ငန်းလှည့်ပတ်နိုင်ဖို့ဒီမှာအခက်အခဲတွေရောပေါ့နော်ဆိုတော့ဒီအစီရင်ခံစာထဲမှာတော့မီဒီယာတွေပေါ်မှာနိုင်ငံတကာကဆက်လက်ပြီးတော့ပံ့ပိုးကူညီမှုတွေပြုလုပ်ပေးဖို့ဆိုပြီးတော့အကြံပြုထားရည်လေရှိတယ်ပေါ့နော်ဆိုတော့ဒီကိုယ်တိုင်ကလည်းသတင်းတောက်တူအနေနဲ့ဆိုရင်မီဒီယာတွေရေရှည်ဆက်လက်ရည်တည်နိုင်ဖို့ပေါ့နော်မီဒီယာတွေလို့ပြောရင်ဒါဒေသန္တရမီဒီယာတွေကနေစလို့ပေါ့နော်မီဒီယာအကြီးတွေထိသတင်းသမားတွေတဦးချင်းစီ citizen journalist တွေအထိပေါ့နော်ဆက်လက်ရည်တည်နိုင်ဖို့အတွက်ကရေရှည်ဘာတွေကူညီပံ့ပိုးမှုတွေဘာတွေလိုအပ်ချက်တွေရှိမလဲဗျဟုတ်ကဲ့ပေါ့နော်ဒါကျမတို့ဒီပြီးခဲ့တဲ့ဒီမှာပေါ့နော်ဒီ American ကနေပြီးတော့ကျမတို့ဒီရမုံငွေတွေချွတ်ချလိုက်တဲ့အခါမှာကျမတို့သတင်းမီဒီယာတွေသတင်းသမားတွေပြီးတော့သတင်းမီဒီယာနဲ့ပတ်သက်ပြီးတော့ဒီဆက်ဆက်လုပ်ကင်နေတဲ့လူတွေတော်တော်များများမှာပေါ့နော်အလုပ်ကင်ခွင့်လန်းတွေတွားလို့ရှိရင်ကျမတို့ရဲ့လုပ်ပိုင်ခွင့်ပြီးလုပ်ပိုင်ခွင့်တွေပေါ့နော်အဲ့ဒါတွေကဆုံးရှုံးသွားတယ်ပေါ့နော်တချို့တိုင်းမှာဆုံးရှုံးသွားတယ်အဲ့လိုဆုံးရှုံးသွားတဲ့အခါမှာဘာတွေဖြစ်လာလဲဆိုတော့ကျမတို့လူတို့ပေါ့နော်ကျမတို့ဒီမှာကျမတို့ဒီမှာဆိုလို့ရှိရင်ပြောကြတာမျိုးရှိရပေါ့ပြည်သူလူထုတည်ရတိုက်ကြီးလို့ပေါ့နော်တိုက်ကြီးမီဒီယာတို့ပြောလို့ရှိရင်ကျမတို့ဒီမီဒီယာအသေးတွေပေါ့နော်ခုနဆရာပြောတဲ့ဒီဒေသနေရမီဒီယာတွေဆိုမျိုးစုံရှိကြတယ်ပေါ့နော်ဒါမှသူတို့တွေကရက်တည်ဖို့အတွက်ကြတော့ကျမတို့ဒီရမုံငွေတွေနဲ့ပဲကျမတို့ရက်တည်မှုတွေရှိကြတာပေါ့နော်ဆိုတဲ့အခါမျိုးမှာကျမတို့ဒီရမုံငွေတွေဖြတ်ထောက်ခံရတဲ့အခါမှာတချို့တော့ပေါ့နော်ဒီနေဆက်ကိုဒီဘက်မှာရောက်ရှိနေကြတဲ့သတင်းမီဒီယာတွေရဲ့အလုပ်ကိုင်ခွင့်လန်းဒီပေါ့နော်ကျမတို့ဒီရက်တန်သွားတာမျိုးတွေရှိတယ်ကျမတို့လားစာတွေရောချသွားတာမျိုးတွေရှိတယ်တချို့တွေမှာဆိုလို့ရှိရင်ဒီဟာမျိုးတွေကိုဆက်လက်ပြီးတော့ဒီမလုံနိုင်တော့တဲ့ဟာမျိုးတွေရှိရပေါ့နော်ဆိုတဲ့အခါမျိုးကြီးကြတော့ဒါကြီးနဲ့ပတ်သက်ပြီးတော့လဲကျမတို့သတင်းမီဒီယာတွေမှာဒီပေါ့နော်သတင်းမီဒီယာတွေဆက်လက်ပြီးတော့ပေါ့နော်လွတ်လပ်စွာဒီရက်ဒီခွင့်တွေပြောလို့ရှိရင်သတင်းအမှန်ဒီပေါ့နော်သတင်းမှန်တွေထုတ်လွှင့်ခွင့်တွေပေါ့နော်အဲ့ဒါတွေကဒီဆုံးရှုံးသွားတာမျိုးတွေရှိရပေါ့နော်ဆိုတဲ့အခါမျိုးကျတော့ကျမတို့ဒီရမုံငွေတွေရရှိဖို့ကတော့ကျမတို့အများဆုံးလိုအပ်တယ်ပေါ့နော်ပြီးတော့ကျမတို့ဒီအထောက်ပံ့တွေမှာလည်းဒီထောက်ပံ့မှုတွေကလည်းရရှိဖို့လိုအပ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျမတို့ဒီလူတို့တယောက်ရက်တည်ဖို့တက်ကလည်းလိုအပ်မှုရှိလို့ဒီသတင်းတိုက်တွေမှာလည်းပေါ့နော်ဒီအားကောင်းတဲ့ရက်တည်ဖို့တက်ကလည်းတခြားဒီအချက်လက်တွေကလည်းလိုအပ်တာဆိုတော့ကျမတို့ဒီရမုံငွေတွေရရှိဖို့တွေလိုအပ်တယ်ပြီးရှင်တိုက်တွေရေရှည်ရက်တည်နိုင်မှုအတွက်လိုအပ်တယ်ပေါ့နော်ဥမာခုနဆရာပြောတဲ့ဒီဒေသနေရဒီနေဘက်ကဒီဘယ်လိုပြောမလဲမီဒီယာလေးတွေဆိုလို့ရှိရင်ဒီဟာမျိုးတွေနဲ့ရက်တည်နေရဖြစ်တဲ့ကြောင့်သူတို့တွေဒါဒီသတင်းလွတ်လပ်ခွင့်သတင်းထုတ်ပြန်ခွင့်တွေရပ်တန့်သွားမယ်ဆိုရင်ကျင်းတည်ရရှင်ကျမတို့ဒီလူတို့ကသတင်းဒီတိပိုင်ခွင့်ရပိုင်ခွင့်ဆုံးရှုံးသွားမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဥမာဒီစစ်တပ်လိမ်သမျှကိုကျမတို့ခံနေရမှာရှင်ဒီလားဆိုတော့ဒီသတင်းမီဒီယာတွေကလွတ်လပ်ဒီသတင်းတွေကိုထုတ်ဖော်ပြောဆိုခွင့်မရှိဘူးသူတို့တွေကဥမာအခုချိန်မှာဆိုလို့ရှိရင်နှီးမျိုးစုံနဲ့လိန်ညာနေတာမျိုးတွေရှိရပေါ့နော်ဥမာဒီလူတော့ဒီလိုမျိုးတွေဖြစ်သွားပြီဒီနေရာမှာတော့ဒါမျိုးတွေရှိနေတယ်ခုနဆရာမပြောသလိုမျိုးပေါ့နော်ပေါ်မီဒီယာတွေနဲ့ဘယ်လိုပြောမလဲလူတို့ကိုလိန်နေတဲ့ပျော်ရွှင်မှုတွေကစားထိုးလာမယ်အဲ့ဆိုရင်ဒီလူတို့ကဒါမဖြစ်ဘူးဒါရှိနေရလားဒီဖြစ်ရက်ကဖြစ်ခဲ့ပါလားဆိုတာမျိုးဝေဝါးစေတဲ့အရာမျိုးရှိသွားမှာပေါ့နော်ပြီးတော့ကျမတို့ငယ်ငယ်ရလိုမျိုးပေါ့နော်ည7 နာရီထူတာနဲ့ကျမတို့ကဒီ TV ကိုကြည့်ပြီးစစ်တပ်လိမ်နေများပဲထိုင်နားထောင်နေရတဲ့အခြေအနေမျိုးတွေဖြစ်သွားနိုင်တာပေါ့နော်ဆိုတဲ့အခါမျိုးကျတော့ဒီသတင်းမီဒီယာတွေကဒါဒီသတင်းတွေထုတ်လွှင့်မှုမရှိဘူးဆိုရင်ဒီလိုမျိုးဒီဒေသဆိုင်ရာသတင်းမီဒီယာတွေကဒီသတင်းတွေကိုထုတ်လွှင့်ပြီးတော့ပေါ့နော်ကျမတို့ဒီနေဘက်မှာရှိရဲ့ဒီနေကလူတွေဒါမှမဟုတ်ရှိဒီရန်ကုန်မှာရှိနေတဲ့ဒီလူမျိုးပေါ့နော်မျိုးပြတွေဒီလိုမျိုးဟာတွေကနေမှသတင်းတွေကိုဒါတိတိကျကျပေါ့နော်ကျမတို့ထုတ်မပြနိုင်ဘူးဆိုလို့ရှင်ပြည်သူလူထုကဒါမှားနေလားမှန်နေလားဆိုတဲ့အချက်လက်တွေအောင်ကျမတို့ဝေခွဲခွင့်ရှိမှာမဟုတ်ဘာလို့လဲခုနဒါဆရာမတို့ဆွေးနွေးခဲ့တယ်လို့ပြောပေါ့နော်အင်တာနက်ကလည်းပြတ်တောက်နေရရှင်မီးရလည်းမမှန်ဘူးအဲ့တော့မီးလာတဲ့အချိန်အင်တာနက်ရတဲ့အချိန်မှာကျမတို့က Facebook ကိုဖွင့်ကြည့်လိုက်တဲ့အခါမျိုးမှာသတင်းမှားတွေပဲမြင်နေရမယ်ဆိုရင်သူတို့ရဲ့သူတို့ကဒါဆိုဒီဟာမှန်နေလားမှားနေလားဆိုတာမျိုးဖြစ်နေတာပေါ့နော်အခုကျမတို့ဒါအနည်းဆက်ဆုံးပြောရမယ်ဆိုရင်ဒီ10 ရက်နေ့မှာဒီမြောက်ဦးစီယုံဘုံကျဲခံရတယ်လူသေဆုံးမှုတွေရှိတယ်အခုထိလည်းဖြစ်နေဒါမျိုးတွေကိုဒါကျမတို့ဒီပေါ့နော်တိတိကျကျနဲ့သတင်းမှန်နေတာထုတ်လွှင့်မှုမရှိဘူးဆိုရင်ကျမတို့အဲ့နေမှာပဲဘယ်လိုပြောမလဲဒီစစ်ကောင်စီဘက်ကဒီစစ်တပ်ကိုထောက်ပံ့ပေးနေတယ်ပေါ့နော်ဒီလုံနေတဲ့မီဒီယာတွေနဲ့ဒီတခြားဒီပေါ့နော်ဒီစစ်တပ်ကိုဒီဘယ်လိုပြောရမလဲအထောက်ပံ့ပေးနေတဲ့ဒီပေါ့နော်ဒီလူတွေအနုပညာရှင်တွေရဲ့
ပြောနေတဲ့ပျော်နေတဲ့သူတို့ရဲ့ဒီပေါ်နေတဲ့ဟာတွေကိုပဲကျမတို့ဒီပြည်သူလူထုကမြင်နေရမှာပေါ့နော်ဆိုတဲ့အခါမျိုးကြီးကြတော့သတင်းမီဒီယာတွေကဒီအထောက်ပံ့နေဒီထောက်ပံ့မှုတွေနဲ့ရက်တည်နေမှဒီသတင်းမီဒီယာတွေရှိနေမှပြည်သူလူထုကလည်းဒီဟာမျိုးပေါ့နော်မြင်နေတွေ့နေကြားနေရမှာပဲဒီသတင်းမှန်တွေကိုသိနိုင်မယ်ပြီးလို့ရှိရင်တချို့ဒီဟာမျိုးတွေမှာကျမတို့ဒီစစ်ကြောင်းထိုးတာမျိုးကိစ္စတွေမှာလည်းကျမတို့ဒီဖော်ပြတဲ့အခါဒီမှာပြည်သူလူထုရဲ့ရှောင်ရှားလို့ရမယ့်ຢာတွေလည်းရှိလာနိုင်တယ်ပြည်သူလူထုပေါ့နော်ကျမတို့သတင်းမီဒီယာတွေကနေပြီးတော့ဘုံခိုခြင်းတွေဘယ်လိုလုပ်ပါဆိုကျမတို့ဖော်ပြပြောပြနေရမျိုးတွေလည်းရှိရဲဆိုတော့ဒါပြည်သူလူထုကိုဒါအသိပညာပေးမှုတွေလည်းရှိနေရပါတော့ဆိုတဲ့အခါမျိုးကြတော့ကျမတို့ဒီသတင်းမီဒီယာတွေရေရှည်ရက်တည်ဖို့အတွက်ပေါ့နော်ဒီအထောက်ပံ့နေဒီရမုံငွေရရှိမှုတွေကလည်းလိုအပ်တယ်လို့ကျမထင်ပါတယ်ရှင်ဟုတ်ကဲ့ပါဆရာမဆွေးနွေးပြတာကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်တို့တကယ်လည်းဒီနှစ်ထဲမှာပေါ့နော်ရန်ပုံငွေဖြတ်တောက်မှုတွေကြောင့်မလို့မီဒီယာတွေကလည်းထိခိုက်မှုတွေတိတသားရှိနေခဲ့တယ်ပေါ့နော်ဆိုတော့ဒီအတွက်အဲ့ဒါတွေရဲ့ဆိုးကျိုးသက်ရောက်မှုကတော့တကယ်ပြည်သူတွေအနေနဲ့သတင်းချက်လက်ရရှိပိုင်ခွင့်ပေါ့နော်မီဒီယာတွေယက်တီပိုင်ခွင့်ယက်တီခွင့်တွေထိခိုက်ပြီးတော့မှပြည်သူတွေအတွက်သတင်းချက်လက်ရရှိပိုင်ခွင့်ဆုံးရှုံးပြီးရင်ဒီခုနမက်လင်းလက်စုလေးပြောခဲ့တဲ့လိုမျိုးပဲကျွန်တော်တို့ propaganda တွေဒါဝါဒဖြန့်ချီနေပဲပိတ်မိနေပြီးတော့သတင်းမှားတွေပြီးတော့နောက်ဆုံးဒါကလည်းအသက်အန္တရာယ်အထိလည်းကာဝယ်ပေးနိုင်လောက်တဲ့သတင်းချက်လက်မျိုးတွေအထိကိုမရနိုင်တဲ့အခြေအနေမျိုးတွေလည်းဖြစ်သွားနိုင်ပါတယ်ပေါ့နော်ဆိုတော့ဒီမီဒီယာတွေပေါ်မှာလွတ်လပ်တဲ့မီဒီယာတွေပေါ်မှာတော့ပံ့ပိုးကူညီမှုတွေကတော့ဆက်ပြီးတော့ရှိနေဖို့လိုအပ်နေတယ်ဆိုတဲ့အချက်ကိုလည်းဆွေးနွေးပေးသွားတာကျေးဇူးတင်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီတစ်ပိုင်းမှာတော့ကျွန်တော်တို့လိုအပ်တဲ့လုပ်ဖို့လိုတဲ့နီးနာတွေပေါ့နော်မဟာဗျူဟာတွေနဲ့ပတ်သက်ပြီးတော့လည်းဘာတွေလိုအပ်လဲဆိုတာလည်းကျွန်တော်ဆွေးနွေးခဲ့ကြပါတယ်ဆိုတော့အဓိကတော့ဒီလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ပါဝင်အခွင့်အရေးတွေနဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့ဘယ်လိုမျိုးဒါတော်လိုင်းအင်အားစုတွေချင်းကြားထဲမှာကိုအထင်မြင်လွဲမှားမှုတွေအဟာတွေရှိနေတာဘယ်လိုပြန်လဲပေါင်းစည်းနိုင်မလဲဆိုတာလည်းကျွန်တော်ဆွေးနွေးခဲ့ကြတယ်ဒါတွေကစာတွေနဲ့ခြာရေးထားတဲ့မူဝါဒတွေဖွဲ့စည်းပုံတွေနဲ့တင်မလုံလောက်ဖိနေတကယ်ကိုလိုက်နာတဲ့လေးခါတွေအထိဖြစ်အောင်လဲကျွန်တော်တို့ပြန်လဲပေါင်းစည်းကြဖို့လိုနေပြီဆိုတာလဲကျွန်တော်တို့ဆွေးနွေးပြခဲ့ကြပါတယ်ပြီးတော့လဲဒါလူထုကိုစီယုံတဲ့အခါမှာဒါသတင်းချက်လက်ရှင်းရှင်းလင်းလင်းနဲ့စီယုံနိုင်ဖို့ဖော်ပြနိုင်ဖို့လိုတယ်အဲ့လိုမျိုးဖော်ပြနိုင်တဲ့နေရာမှာလူတဦးချင်းစီကထုတ်ဖော်ပြောဆိုတာလည်းဖြစ်လို့အစုဖွဲ့လိုက်ထုတ်ဖော်ပြောဆိုမှုအကျင့်သုံးတာမျိုးတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ဒီလူတွေလူတဦးချင်းစီကနေစအဖွဲ့အစည်းတွေအစုဖွဲ့တွေအထိကိုဒါနည်းပညာပိုင်းစာဒီသတင်းစကားဖြန့်ဝေမှုအပိုင်းကျွန်တော်လုံခြုံရေးပိုင်းအထူးသဖြင့် digital လုံခြုံရေးပိုင်းမှာပံ့ပိုးကူညီမှုတွေလည်းလိုအပ်နေတယ်ပေါ့နော်ဆိုတော့နောက်ဆုံးမီဒီယာနဲ့ပတ်သက်တော့လွတ်လပ်တဲ့မီဒီယာအတွက်လည်းပံ့ပိုးကူညီမှုတွေထောက်ပံ့မှုတွေကတော့ကျွန်တော်တို့အားပေးမြင့်တင်မှုတွေကတော့လိုအပ်ချက်ရှိနေသေးတယ်လို့လည်းကျွန်တော်တို့ဆွေးနွေးကြပါတယ်ဆိုတော့တတိယပိုင်းကတော့ကျွန်တော်ဒါတတိယပိုင်းနဲ့ကျွန်တော်တို့စကားဝိုင်းကိုချုပ်ပါမယ်ပေါ့နော်ဆိုတော့တတိယပိုင်းကတော့ကျွန်တော်တို့အကြံပြုချက်တွေကိုပေးဖို့ပါဆိုတော့တတိယပိုင်းအတွက်မိကုန်းကတော့တဦးချင်းစီအတွက်ကိုကျွန်တော်ဘာမှဖြစ်ထားဘူးပေါ့နော်တဦးချင်းစီအတွက်မဟုတ်ဘူးမိကုန်းတစ်ခုတည်းပါပဲအဲ့မိကုန်းကိုကျွန်တော်တို့ဒီမှာစကားဝိုင်းဆွေးနွေးတဲ့သူအားလုံးကနေဖြည့်ပေးဖို့ပါဆိုတော့တူတုတ်နဲ့အနှစ်ချုပ်ဖြည့်ပေးဖို့ဖြစ်ပါတယ်ဆိုတော့ဒီလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုအာမခံနိုင်မယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကဒေါ်လာရေးမှာဆင်နွှဲနေကြတာပြည်သူတွေကိုအခွင့်အရေးတွေပေးခြင်းလို့ဆင်နွှဲနေကြတာဆဲအာဏာရှင်စနစ်နဲ့ဖိနှိပ်မှုတွေဆန့်ကျင်ဘက်ဖြစ်တဲ့အမှန်တရားမျှတမှုလွတ်လပ်ခွင့်တရားတွေကိုအာမခံပေးခြင်းလို့ဒေါ်လာရေးကိုဆင်နွှဲနေကြတာဖြစ်တော့ဒီဓာတ်တွေကိုအာမခံပေးနိုင်မဲ့နိုင်ငံအသစ်တစ်ခုကိုတည်ဆောက်နိုင်မှုအတွက်ဆိုလို့ရှိရင်ဒေါ်လာရေးအင်အားစုတွေကစရက်ဖက်ဖွဲ့စည်းတွေလည်းနိုင်ငံတကာအတိုင်းဝိုင်းတွေအထိကိုဘာတွေများလှုပ်ဆောင်နိုင်မလဲတစ်ချက်နှစ်ချက်ပေါ့နော်ကနေ3ချက်လောက်အထိပေါ့နော်တူတုတ်နဲ့ကျွန်တော်တို့panelist တွေတူချင်းစီကနေဖြည့်ပေးစေချင်ပါတယ်ပေါ့နော်ကျွန်တော်အရင်ဆုံးတော့မလင်းလက်စုကိုစပြီးတော့ပြန်စပြီးတော့ဖိတ်ချင်ပါတယ်ဆိုတော့အကြံပြုချက်အနေနဲ့ဘာတွေများရှိပါလဲဒီစက်မှာလည်းကျမတုတ်ဆိုမှဒီမေးခွန်းမှာအများကြီးပြောချင်နေတာဆို ဟုတ် တော့ ကဲ့ပြောပါ အရင်ဦးဆုံးတော့လေကျမ3ချက်ပေါ့နော်အဓိက3ချက်အဲ့ဒါကလူထုသိရှိမှုကအရေးကြီးဆုံးပဲအဲ့ဒီခါမှာကျမတို့လူထုကိုသိပညာပေးဖို့လိုအပ်တယ်ဆိုတော့အဲ့ဒါကရပ်ဖက်ဖွဲ့စည်းအနေနဲ့ပဲဖြစ်ဖြစ်နိုင်ငံတော်အဆင့်အနေနဲ့ပဲဖြစ်ဖြစ်လူထုကိုသိပညာပေးဖို့လိုတယ်နောက်တစ်ခုကကျတော့ကာကွယ်ပေးမှုဆိုတဲ့ဥစ္စာမှာကျမတို့အစုအဖွဲ့အလိုက်တွေကလိုက်ပြီးကာကွယ်ပေးရမျိုးရှိသလိုဒီနိုင်ငံအဆင့်ပေါ့နော်ဥပဒေတွေနဲ့လည်းကာကွယ်ပေးဖို့လိုအပ်တယ်ပြီးတော့နိုင်ငံတကာအနေနဲ့ဆိုရင်တော့ဒါချိုးဖောက်ခံရမှုတွေပေါ့နော်ဒီပေါ်မှာဒါအရေးယူဖိအားပေးဖို့ပေါ့လေဆိုတော့ဒီကဏ္ဍဒါအဓိကချက်3ခုပေါ့အဲ့ဒီခါမှာကျမကအဲ့ဒီ3ချက်ထဲမှာအရေးကြီးဆုံးကတော့လူထုသိရှိမှုပေါ့လေကျမတို့2009 2008လောက်က
ကျွန်တော်လူခွင့်ရေးရရှိဖို့ဆိုပြီးကျွန်တော်တို့တောင်းဆိုတဲ့အချိန်မှာကျွန်တော်တို့မြို့မှာကျွန်တော်တို့လူများတတ်မှတ်ထားတာတွေခွင့်ရေးသမားတွေဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကလူခွင့်ရေးအပြည့်အဝရရှိရေးလူခွင့်ရေးပေးဆိုတဲ့ဟာမျိုးတောင်းတဲ့အခါမှာဒါကလူတိုင်းရမယ့်အခွင့်အရေးလို့လူတွေကမသိချဘူးပေါ့နော်ကျွန်တော်တို့ကအခွင့်အရေးလိုချင်လို့ကျွန်တော်တို့ကတောင်းတဲ့လူတွေပေါ့လေဆိုတော့အဲ့လိုမျိုးနဲ့သိပြီးတော့မှကျွန်တော်တို့မြို့မှာဆိုရင်ကျွန်တော်တို့အခွင့်အရေးသမားတွေပေါ့နင်တို့ကအခွင့်အရေးလိုချင်တဲ့လူတွေဆိုပြီးတော့ဆိုတော့အဲ့ဒီကာလမှာကျွန်တော်တို့ကလူအခွင့်အရေးအကြောင်းပြောဖို့ဆိုလို့ရှိရင်လူအခွင့်အရေးလို့တက်တက်ကြီးပြောလို့မရဘူးတနည်းတစ်ပုံအားဖြင့်တွယ်ဝိုက်ပြီးတော့မှကျွန်တော်တို့အများကြီးပေါ့နော်ဒီလူခွင့်ရေးဆိုတာဘယ်လောက်အရေးကြီးကြအောင်ပြောဖို့အရေးကိုကျမတို့မှဒီစစ်တပ်မကောင်းကြောင်းဆိုတဲ့ဟာကိုအများကြီးပြောရတယ်ဆိုတော့ဒါပေမဲ့ဒီနေ့ဒီချိန်ခါမှာကျတော့လူတို့ကဒါငါခွင့်ရေးဒါလူတစ်ယောက်ချင်းစီရမယ်ခွင့်ရေးဆိုတာကိုသိသွားတဲ့လူတို့ကတနည်းတစ်ပုံအဖြစ်တော့ဒါသိရှိမှုကပိုသိလာပြီပေါ့လေလူတို့ရဲ့သိရှိမှုကလည်းတစ်ဖက်မှာဖိနှိပ်မှုတွေအပေါ်မှာဒါသိနားလည်လာတဲ့ဟာပေါ့လေဆိုတော့အဲ့တော့လူတို့ရဲ့သိရှိမှုဘယ်လောက်အရေးကြီးလဲဆိုတာကျမတို့ကိုယ်တိုင်ကြုံတွေ့ခဲ့ရပါပေါ့လေအဲ့တော့ကျမတို့အခွင့်အရေးသမားတွေလို့သတ်မှတ်ခံပြီးတော့မှလူအခွင့်အရေးဆိုတာလာမပြောနဲ့အဲ့ဒါအခွင့်အရေးလိုချင်တဲ့လူတွေပြောတဲ့စကားဆိုပြီးတော့ကြုံခဲ့ရတဲ့အခြေအနေကနေဒီနေ့မှာလူတို့ကဒါငါတို့အခွင့်အရေးငါတို့ရမယ့်အခွင့်အရေးဆိုတဲ့ဟာမျိုးသိလာတဲ့အခြေအနေဖြစ်ပြီပေါ့လေဆိုတော့အဲ့တော့ဒီလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့ဟာမှာလည်းလူတို့ကဘယ်လိုပြောဆိုရမလဲကျမတို့နောက်တစ်ခုရှိသေးတာပေါ့နော်အခွင့်အရေးတွေရဲ့နောက်မှာတာဝန်ယူမှုတာဝန်ခံမှုဆိုတဲ့ဟာကလည်းကပ်ပါတယ်ပေါ့လေဆိုတော့အဲ့တော့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဒီတနေ့တစ်ပုံအဖြစ်တော့လွတ်လပ်စွာဆက်ဆိုခွင့်တော့မဟုတ်ဘူးဆိုတဲ့ဟာကိုကျမတို့အမြဲတမ်းပြောရတယ်လို့ပဲပေါ့ဆိုတော့အဲ့တော့ဒီလူခွင့်ရေးတွေအကြောင်းကိုလူတို့ကသိလာကြပြီဒါဒီငါတို့ရမယ့်ခွင့်ရေးဆိုတာကိုသိပြီဒါပေမဲ့ဒီခွင့်ရေးတွေရဖို့အတွက်ဒီခွင့်ရေးတွေကိုအပြည့်အဝပေးဖို့အတွက်ဖန်တီးပေးဖို့အတွက်ဒီအာဘယ်လိုပြောအောင်ဒီကာလမှာဆိုရင်တော့တော်လှန်ရေးဆိုရလို့ပြောပါဘောနော်တော်လှန်ရေးဆိုရတော်လှန်ရေးမှာဥဆောင်နေတဲ့သူတွေတော်လှန်ရေးအင်အားစုတွေမှာအများကြီးတာဝန်ရှိတယ်ဆိုတော့ကာကွယ်ပေးဖို့လည်းလိုအပ်တယ်လို့အသိပညာပေးဖို့လည်းလိုအပ်တယ်အဲ့ဒါအပြင်ကမှနိုင်ငံတကာကိုလည်းဒါတိုက်တွန်းတောင်းဆိုဖို့ပေါ့လေဒီလိုလိုအပ်တယ်လို့ကျွန်မကတော့ဆွေးနွေးချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့တိုးဆိုလို့ရှင်တော့ဒါပြည်သူတွေရဲ့လူ့အခွင့်အရေးအကြောင်းအသိရှိနားလည်ဖို့မြင့်တင်ဖို့နောက်တစ်ခုကတော့ကာကွယ်ပေးဖို့ပေါ့နော်ဆိုတော့ဥပဒေမူပေါင်းတွေနဲ့ကာကွယ်ပေးဖို့လည်းမဟုတ်လက်တွေ့ကျကျလည်းကာကွယ်ပေးဖို့လည်းလိုတယ်နောက်တစ်ခုကတော့ချိုးဖောက်နေတဲ့သူတွေကိုလည်းတရားမျှတမှုဖော်ဆောင်ပေးဖို့လိုတယ်ပေါ့နော်ဆိုတော့ဒီအချက်၃ချက်တော့ကျွန်တော်တို့မှတ်သားပေးပါတယ်လို့ဆိုတော့မယင်မွန်ကိုကျွန်တော်ပြန်ဖိတ်ချင်ပါတယ်မယင်မွန်အနေနဲ့ရောအကြံပြုချက်တွေဘာများရှိမလဲဗျဟုတ်ပေါ့နော်ကျမတို့sorry ကျမတို့ဘက်ကပေါ့နော်ဒီဟာမျိုးမှာဆိုရင်တော့ကျမ2ခုလောက်ပြောချင်ပါပေါ့နော်ဆိုတော့ကျမတို့သတင်းမီဒီယာတွေရဲ့ဒီလုံခြုံရေးနဲ့ပတ်သက်ပြီးတော့ဒီရယူခွင့်နဲ့ပတ်သက်ပြီးတော့ပြောရမှာဆိုရင်ပေါ့နော်ကျမတို့သတင်းမီဒီယာတွေသတင်းရယူမယ်ဆိုလို့ရှိရင်ကျမတို့ကဒီစကားစားရဲ့ချင်းချောက်တာတွေလည်းခံနေရတယ်ပေါ့နော်စကားစားရဲ့ချင်းချောက်ဖန်စီတာတွေလည်းခံနေရတယ်လို့တစ်ဖက်မှာလည်းဒီတော်လိုင်းဘက်တွေကလည်းကျမတို့ပေါ့နော်ဒီအဖြစ်ဖို့အဖြစ်တင်ပြောဆိုတာမျိုးတွေလည်းရှိတာပေါ့နော်ဆိုတော့အဲ့ဒါမျိုးတွေကကျမတို့ရဲ့ဒီသတင်းရယူခွင့်တွေဒီလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေမှာကျမတို့ဆုံးရှုံးနေလို့ခံစားရတယ်ပေါ့နော်ဆိုတဲ့အခါမျိုးကျတော့ကျမတို့ကိုလည်းပေါ့နော်ဒီသတင်းတွေမေးမြန်းတဲ့အခါမျိုးမှာကျမတို့ပေါ့ဒီပုံဝင်လင်းပေါ့နော်ကျမတို့ဖြေကြားပေးတာမျိုးတွေကျမတို့ဒီသတင်းတွေတစ်ခုခုမေးမြန်းတဲ့အခါမျိုးတွေမှာပေါ့နော်ကျမတို့လည်းဒီသတင်းကတော့ဒီလောက်ထိတော့ပြောလို့ရပါတယ်ဒီလိုမျိုးလေးတော့ပြောလို့ရပါတယ်ဆိုတာမျိုးတွေနဲ့ကျမတို့လည်းသတင်းတွေပုံဝင်လင်းပြောပြပြီးတော့ဒီလိုမျိုးဖြည့်ဆို့ပေးမယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီထက်ပိုတယ်ပေါ့နော်ဒီသတင်းတွေမှန်ကန်တိကျတဲ့သတင်းတွေလည်းထုတ်ပေါ်ပြောဆိုလာနိုင်မယ်ရေးသားလာနိုင်မယ်လို့ထင်ပါတယ်ပေါ့နော်နောက်တစ်ခုတော့ကျမတို့ဒီနိုင်ငံတကာကိုထပ်ပြီးတော့ကျမတို့မြစ်တာရက်ခံနေတာပေါ့နော်ဒါကတော့ဒီကျမတို့နိုင်ငံမှာဒီသတင်းမီဒီယာတွေရဲ့အခန်းကဏ္ဍလည်းအရေးကြီးပါတယ်လို့ပေါ့နော်ဆိုတော့ဒီသတင်းမီဒီယာတွေကနေပြီးတော့ဒီလိုမျိုးသတင်းရေးသားခွင့်တွေသတင်းထုတ်ဖော်မှုတွေဆုံးရှုံးသွားမယ်ဆိုလို့ရှိရင်လည်းကျမတို့ဒီပြည်သူလူထုအတွက်လည်းသတင်းမှန်ရရှိမှုတွေဆုံးရှုံးနိုင်တယ်ပေါ့နော်ဆိုတော့ဒီသတင်းမီဒီယာတွေရဲ့အခန်းကဏ္ဍတွေအဲ့ဒါအတွက်ဒီပေါ့နော်လွတ်လပ်ပြီးတော့ဒီသတင်းမှန်တွေကိုဖော်ပြပေးနေပေါ့နော်လွတ်လပ်ပြီးတော့သတင်းမှန်တွေကိုဖော်ပြပေးနေတဲ့ဒီမီဒီယာတွေကိုလည်းဆက်လက်ပြီးတော့ထောက်ပံ့ပေးပါလို့ပြောချင်ပါတယ်နောက်တစ်ခုကတော့ဒီဖန်ဆီးခံထားတဲ့ကျမတို့ရဲ့သတင်းထောက်တွေပေါ့နော်အဲ့ဒါတွေကိုလည်းဒီလွှတ်ပေးဖို့အတွက်ကိုလည်းဒီဖိအားပေးဖို့အတွက်ပေါ့နော်ဒီနိုင်ငံတကာတောင်းဆိုချင်တာမျိုးရှိပါတယ်ရှင်ဟုတ်ကဲ့ပါ၃ချက်ဆိုလို့ရှင်တော့ဒီသတင်းသမားတွေအတွက်လုံခြုံရေးကိုအာမခံချက်ပေးဖို့ပေါ့နော်ဆိုတော့လုံခြုံရေးကိုကျွန်တော်တို့
အာရုံစိုက်ပေးဖို့ရယ်ပြီးတော့ဒီနိုင်ငံတကာအနေနဲ့လည်းဒီလွတ်လပ်တဲ့သတင်းမီဒီယာတွေကိုပံ့ပိုးကူညီဖို့ရယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဖန်ဆီးခံထားရတဲ့စာနယ်ဇင်းသမားတွေသတင်းတောက်တွေကျွန်တော်တို့အများကြီးရှိနေပါသေးတယ်ဆိုတော့ဒီအတွက်ကိုလည်းသူတို့လူမျိုးရေးအတွက်ကိုလည်းမမေ့မိလျော့ပဲနဲ့ဆက်ပြီးတော့စူးစမ်းပေးဖို့လည်းကျွန်တော်တို့တိုက်တွန်းလို့ဆိုရဲလို့မှတ်သားရပါတယ်ဆိုတော့ကျွန်တော်နောက်ဆုံးအနေနဲ့ကို CLO ကိုဖိတ်ချင်ပါတယ်ကို CLO ရဲ့အကြံပြုချက်တွေလည်းကြားချင်ပါတယ်ဗျဟုတ် ဟုတ်ကဲ့ကျေးဇူးပါကျွန်တော်ပထမဆွေးနွေးတဲ့ဟာတွေကိုပေါ့နော်ပြန်ပြီးဆက်ရတယ်ဆိုတော့ကျွန်တော်ပထမတစ်ခုအနေနဲ့ပေါ့နော်ဒီအကြံပြုလို့တဲ့ဟာကြတော့ကျွန်တော်တို့ဒီလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီ norms တွေကိုပြန်ပြီး reconstruct အတူတူလုပ်ဖို့လိုတယ်ပေါ့နော်ဒီဟာနားလည်မှုတစ်ခုကိုတိဆောက်ဖို့အတွက်ဆိုရင်အခုကကျွန်တော်တို့ဒီမှာအခက်အခဲဖြစ်နေတဲ့ဟာပေါ့နော်လွတ်လပ်စွာပြောဆိုခွင့်ဆိုတဲ့ဟာကိုဘယ်သူတွေကပါပဲခုနကတော့ဆရာမလင်းလန့်စုရှိမှလည်းပြောသွားသလိုပေါ့နော်လူခွင့်ရေးလို့ပြောလိုက်တာလည်းတောင်းပြီဟေ့ပေါ့နော် gender ကိစ္စပြောရတယ်ယောက်ျားမုန်းတဲ့လူတွေလာပြီဟေ့အဲ့လိုပေါ့နော်အဲ့ narrative ကကျွန်တော်တို့ထဲမှာရှိနေတယ်ပေါ့နော်ဒီဟာအဲ့လို narrative တွေရှိနေတဲ့ဟာကျွန်တော်အရင်တော့ panel ဒီမှာလည်းကျွန်တော်ပြောပေါ့နော်တွေးခေါ်တော်လန်ရေးကိုသွားပြီလားဆိုမရောက်သေးဘူးပုံမှန်လေးပြောရင်ကျွန်တော်တို့ကတွေးခေါ်တော်လန်ရေးဒီသွားတဲ့အဆင့်မဟုတ်သေးဘူးပေါ့နော်အဲ့လိုအနေထားမျိုးမှာကျွန်တော်တို့အရန်ကြီးပေါ့နော်ကိုလက်တွေ့နဲ့ဝေးနေတဲ့ဟာအစားကျွန်တော်တို့ပို့ပြီးတော့အဆင်ပြေတဲ့ဟာကိုတိစောက်မယ်ဆိုရင်ကျွန်တော်တို့ reconstruct ပြန်လုပ်လိုက်မယ်ပေါ့နော်အတူတူငကိုတွေကရှိနေပြီးသားဟာလူတွေပိုလုံနိုင်တဲ့ဟာရှိသမျှဒေါ်လာအင်အားစုတွေပေါင်းပြီးတော့ဒီဟာကိုပြန်ပြီးပြောလို့ရတဲ့ space တွေအများကြီးလိုတယ်ပေါ့နော်အဲ့တော့freedom of expression နဲ့လူခွင့်ရေးနဲ့ပတ်သက်ပြီးတော့ဒီဟာတွေဆိုရင်ဘယ်နေရာမှာလာပြောလို့ရလဲဒီဟာကဘယ်လိုမျိုးလဲဆိုတော့အဲ့ဒါကပြောရရင်အများကြီးအကျိုးရှိမယ်လို့ကျွန်တော်တို့မြင်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကဒါခါတဲ့နောက်ဆက်တွဲမှာဝေဝါးတဲ့သတင်းမှားတွေပေးနေတဲ့ကိစ္စတွေနောက်တစ်ခုကပေါ့နော်ခေါင်းဆောင်တချို့တော့ဒီ public relation ကိစ္စပြဿနာတက်နေတဲ့ဟာတွေပါတခါတည်းဖြေရှင်းပြီးသားဖြစ်သွားလိမ့်မယ်ပေါ့နော်အဲ့တော့ဒါအဲ့ဒါမျိုးစူးစီးထားတဲ့ကျွန်တော်တို့ mechanism တခုတော့လိုတယ်ပေါ့နော် dialogue လည်းဖြစ်နိုင်တယ် public consultation လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်အကုန်လုံးနဲ့ပေါင်းပြီးစကားပြောကြတာပေါ့နော်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ IT technology ခေတ်ကြီးမှာလူတိုင်း social media ပေါ်မှာတိတိကုကွရကစားအကုန်တက်ပြီးတော့ရေးပြီးပြောနေကြတာ monetization တွေနဲ့အရန်ဖြစ်နေတဲ့အချိန်တွေမှာကျွန်တော်တို့ဒါမလုပ်လို့မရဘူးပေါ့နော်အားမရော့ခြင်းမှုဆိုရင်ဒီဟာပြင်ဆင်ဖို့လိုတယ်ပေါ့နော်အဲ့ဒါတစ်ခုပေါ့ပြီးတော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီမူဝါဒတွေနဲ့အကာအကွယ်ပေးမှုပေါ့နော်ဒီကာလအတွင်းမှာကျွန်တော်တို့လူတွေအတွက်ကတော်တော်စိတ်ညစ်ဖို့ကောင်းပါတယ်ဒါကရှေ့မှာလည်းကျွန်တော် gender ကိစ္စနဲ့ပြန်ပေါင်းရတယ်ဆိုရင်ဒီ online တွေပေါ်မှာထုတ်ဖော်ပြောဆိုတာတွေ Me Too movement တွေဖြစ်လာတဲ့အချိန်မှာတော့လူတွေဟာဒါကြီးကလုံးမဖြစ်ဘူးပေါ့နော်ဘာဖြစ်သွားလဲနောက်ဆုံးကြတော့ဒီ social punishment ကဘာမှအဓိကဘာဖြစ်လဲဆို social justice ပြဿနာကျွန်တော်တို့စီမှာအရန်ကြီးတယ်ဘယ်သူမှကျွန်တော်တို့ကကူရကဲရမဲ့နေရလောလောဆယ်မှာပေါ့နော်ဒါတော်လိုင်းကာလမှာနားလည်ပါတယ်ဒီအခြေအနေဒါပေမဲ့အဲ့ဒီ mechanism တွေကိုလည်းပြည်သူလူထုကို9နှစ်တာကာလတော်လိုင်းရေးရကြာလာတဲ့အချိန်မှာအုပ်ချုပ်သူတွေအနေနဲ့နည်းနည်းလေးတော့စပြီးတော့မြည်ဆန်းခွင့်တော့ပေးသင့်ပြီလို့တော့ကျွန်တော်ထင်တယ်ပေါ့နော်ဥပမာအားဖြင့်ပေါ့နော်လွတ်လပ်စွာပြောဆိုခွင့်နဲ့ပတ်သက်ပြီးတခုခုဒါတွေကဘေးနဲ့နေ boundary တွေဥပဒေတွေနဲ့မူပေါင်းတွေနဲ့ကာကွယ်ထိန်းသိမ်းလုပ်ငန်းစဉ်တွေရေးယူတဲ့လုပ်ငန်းစဉ်တွေဒီဟာတွေကတော့ပြည်သူလူထုနဲ့စပြီးတော့လုံးလို့ရသလားပေါ့နော်မြေပြင်မှာတော့အရာအားလုံးကိုလုံနိုင်မယ်တော့မထင်ဘူးစီရေးကိစ္စဒါပေမဲ့ဒါတွေကိုစပြီးတော့ကျွန်တော်တို့မှာစိတ်ရှိပါတယ်ကျွန်တော်တို့လုံနေပါပြီဆိုတဲ့ဟာလေးတော့စပြီး message ပေးသိပြီလို့တော့ထင်တယ်ပေါ့နော်မဟုတ်ရင်ကျွန်တော်တို့မှာလွတ်လပ်စွာပြောဆိုခွင့်နဲ့ပတ်သက်ပြီးတကယ်လို့ပြောဆိုခွင့်တော့ဒါရအောင်မှမရဘူးဆိုရင်ကိုယ်မှာဖြစ်နေတဲ့နေ့တူဝါဖြစ်နေတဲ့ဒီ social လူမှုရေးကိစ္စရက်တွေပဲဖြစ်ဖြစ်နိုင်ငံရေးကိစ္စရက်တွေဖိနှိပ်မှုတွေကိုကျွန်တော်တို့ကဘာမှထွက်ပေါက်ကိုမရှိတော့လူတွေကပိတ်မိရင်နဲ့နေတဲ့အတွက်ပေါ့နော်ဒါကအခုလောလောဆယ်မှာဒီ tools အနေနဲ့ဆိုလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လည်းအရေးကြီးတယ်ဆိုတော့အဲ့ဒီ mechanism ကိုဒီအုပ်ချုပ်သူတွေအနေနဲ့ပေါ့နော်အုပ်ချုပ်သူဆိုတာကျွန်တော်တို့ NUG တခုတည်းကိုပြောတာမဟုတ်ဘူးပေါ့နော် data အသီးသီးမှာရှိတဲ့ထိန်းချုပ်နယ်မြေတွေမှာထိန်းချုပ်ထားတဲ့လူတွေအကုန်လုံးကဒါမှမဖြစ်မနေစဉ်းစားသင့်တယ်ပေါ့နော်နောက်ဆုံးတစ်ခုကတော့ကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်တို့ဒီ reconstruct ပြန်လုပ်ကြတဲ့ချိန်တွေမှာပေါ့နော်ဒီကျွန်တော်တို့အချင်းချင်းထဲမှာပေါ့နော်နားလည်မှုလွဲစေတဲ့ကိစ္စရက်တွေပြင်နိုင်ငံတကာစံချိန်စံညွှန်းအနေနဲ့ပြောကြတဲ့ချိန်မှာကျွန်တော်တို့ကျွန်တော်တို့ဒီကတော့နည်းနည်းတော့နည်းနည်းအမုန်းခံပြီးတော့ပဲကျွန်တော်ပြောတာပေါ့နော်အဓိက
terminology ပြဿနာကိုကျွန်တော်တို့ခုန value တွေ reconstruct လုပ်တာမဟုတ်ဘူးเนาะ terminology ပြဿနာကိုကျွန်တော်တို့ဟိုချင်းပေါင်းပြီးတော့ဖြည့်ရှင်းသင့်တယ်လို့ထင်တယ်ပေါ့เนาะကျွန်တော်တို့ model high ground အနေနဲ့ကင်ပြီးတော့ဒီကိစ္စကိုပြန်ဖြည့်ရှင်းတဲ့အချိန်မှာအခက်အခဲဖြစ်နိုင်တယ်ပေါ့เนาะကျွန်တော်အဓိကပြောရရင်ဟို morally ဆိုတော့ model ကိုကင်ထားတဲ့အချိန်မှာကျွန်တော်စကားပြောလို့မရဘူးပေါ့เนาะဥပမာအဖြစ် internet shut down ဖြစ်သွားတယ်စစ်ရေးကြောင်းမလို့လုံခြုံရေးကြောင်းမလို့ဆိုပြီးပြောတဲ့အချိန်မှာစစ်ရေးဘက်ကသူတွေကလည်း morally ကင်ပြီးပြောတယ်ပေါ့เนาะလူတွေတေသွားရင်ဘယ်လိုလုပ်မှာလဲမင်းတို့ရှင်းပါလားမင်းတို့ကလူတွေကိုတေးစေခြင်းလို့လား internet တွေဖွင့်ခိုင်းတာလားဆိုတာအဲ့ဒါ model တစ်ဖက်ကကြတော့လေကျွန်တော်တို့အလုပ်လုပ်နေတဲ့အတိုင်းဝိုင်းမှာじゃမဟုတ်ဒါအရေးကြီးတယ်လူခွင့်ရင်းနဲ့ပတ်သက်ပြီးဒါမရှိဘူးဆိုလူခွင့်ရင်းမရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောတဲ့ဟာတွေကျွန်တော်ဒီလို discussion တွေမပေါက်လာအောင်တော့ပို့ပြီးတော့ဟိုကျွန်တော်တို့ချင်းကြားထဲမှာညှိပြီးတော့စူးစမ်းဖို့တော့ဟိုတိုက်တွန်းချင်တယ်ပေါ့နော်အဓိကကျွန်တော်တို့ချင်းထဲမှာအလုံးလုံးနေတဲ့သူချင်းတွေတည်နေကြပါတယ်ဟိုပို့ပြီးတော့လည်းပြင်းနေပြီးဒါနဲ့ပတ်သက်ပြီးတော့ပြောနေကြတာရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒါကြီးတွေက public မှာမြင်ရတဲ့ဟာတော့ကျွန်တော်တို့သိပြီးတော့ positive ဖြစ်တဲ့အရာတော့မဟုတ်နိုင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ထဲမှာဒီ mechanism လေးတွေရှိတယ်ဆိုရင်လည်းပို့ပြီးတော့ကောင်းတယ်ပေါ့နော်အဲ့ဒါဘယ်သူလောက်ရမယ်ဆိုတဲ့ဟာမျိုးတော့မဟုတ်ဘူးပေါ့နော်တူတူပေါင်းပြီးတော့တွန်းဖို့ပေါ့နော်ဒါပေမဲ့အရေးကြီးဆုံးကတော့ဟိုအစိုးရတွေအနေနဲ့ဒါမျိုးကိစ္စတွေပြောတယ်ဆိုရင်သူတို့ကိုcriticize လုပ်တယ်သူတို့ပြဿနာရှာတယ်အရေးမကြီးတာကိုပြောတယ်လို့ထင်လို့မရဘူးပေါ့နော်ဒါကဟိုတိဆောက်ရေးမှာဗျတခါတရံရောက်ရပေါ့နော်လက်ငှားပြီးလုပ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဘယ်လိုရှင်းပြရမလဲမသိဘူးပေါ့နော်ကျွန်တော်တို့လည်းအစိုးရမဟုတ်တော့ဒါကိုပြောရတာမကောင်းဘူးအဲ့တော့ဟိုတို့ပေမဲ့လည်းပူပေါင်းပါဝင်မှုကိုပေါင်းလိုက်တယ်ဆိုရင်တချို့ဟာတွေကကိုလောက်ရမယ့်ဟာတော့သူများဝင်လုပ်ပေးတာတွေဖြစ်နိုင်ပါတယ်ရပ်ဘက်ဖွဲ့စည်းတွေကဒီလိုမျိုးရှိနေပြီးသားဆိုတော့ကျွန်တော်တို့အဲ့ mechanism လေးတွေကိုပို့ပြီးတော့ဖြစ်စေချင်တယ်ပေါ့နော်ဟိုဟုတ်တယ်ညင်းလဲခုံမယ်ပြောလဲပြောနေမယ်ပေါ့နော် criticize လည်းလုပ်နေမယ်ဒါပေမဲ့တစ်ဖက်မှာလည်းအဲ့စူပေါင်းတဲ့ mechanism လေးတွေပို့ပြီးအားကောင်းလာဖို့ပဲကျွန်တော်တို့တော့ suggest လည်းလုပ်ချင်ပါတယ်ဟုတ်ကဲ့ပါကိုဆီလို့ဟုတ်ဆိုတော့အကြံပြုသွားတဲ့ချက်၃ချက်ဆိုလို့ရှင်တော့ဒီစံနေတန်ဖိုးတွေကိုပြန်လဲတိဆောက်ကြဖို့ပေါ့နော်ပြန်လဲတိဆောက်ကြတဲ့နေရာမှာတစုတစ်ဖွဲ့တွေကအုပ်ချုပ်သူကပဲတိဆောက်တာမျိုးထက်ပေါ့နော်ဆိုတော့တကယ်ရပ်ဖက်ဖွဲ့စည်းလူထုပါဝင်မှုနဲ့တိဆောက်ကြဖို့နောက်တစ်ခုကတော့ဒီတကယ်အုပ်ချုပ်နေတဲ့ဒေသတွေမှာလည်းလူထုရဲ့အခွင့်အရေးကိုအာမခံတဲ့မူဝါဒပိုင်းဆိုင်ရာဒါကာကွယ်ပေးမှုတွေပြုလုပ်ဖို့ပေးဖို့ပေါ့နော်ဆိုတော့လူထုကဒီအခွင့်အရေးတွေကိုရရှိပိုင်ခွင့်ကိုစတင်မြည်ဆန်းခွင့်ရဖို့ဆိုတော့နောက်တစ်ခုကတော့ဒီစကလုံးတွေရဲ့ပြဿနာပေါ့နော်စကလုံးတွေကြားထဲမှာပဲပိတ်မိနေပြီးတော့ဒီကျင့်ဝတ်ပိုင်းအရာပဲဘယ်သူကပိုတာတယ်ဘယ်သူကပိုရော့တယ်ဆိုတာမျိုးအငင်းခုန်ထက်စားလို့ရှိရင်ဒီအခွင့်အရေးတွေပေးတာဒီလက်တွေ့အားဖြင့်ကိုလူတွေရဲ့အခွင့်အရေးနဲ့လူတွေရဲ့ဒီအာပါဝင်နိုင်ခွင့်ကိုပါဘယ်လောက်ထိအားရှိသေးလဲဆိုတာကိုပါလက်တွေ့ကျကျတဲ့ဆွေးနွေးမှုတွေလည်းရှိလာဖို့လိုတယ်ပေါ့နော်ဆိုတော့အဲ့ဒါလည်းဆွေးနွေးရမျိုးဟိုနားလဲပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အခုဒီလောက်နဲ့ပဲကျွန်တော်တို့စကားဝိုင်းကိုချုပ်ပါမယ်ဆိုတော့ကျွန်တော်တို့စကားဝိုင်းမှာတော့ကျွန်တော်တို့အပိုင်း၃ပိုင်းခွဲပြီးတော့ဆွေးနွေးခဲ့ကြပါတယ်ဆိုတော့ဒီနေ့အတန်အဖွဲ့ကနေထုတ်ပြန်တဲ့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ညွှန်ကိန်းစစ်တမ်းမှာပါတဲ့အချက်လက်တွေကိုအခြေခံပြီးတော့ပဲကျွန်တော်တို့ဒီရပ်ဖက်ဖွဲ့စည်းဒီရဲ့အမြင်သတင်းချက်လက်အထူးသဖြင့်သတင်းချက်လက်ဒီရဲ့သတင်းတူသတင်းမှားတွေနဲ့ပတ်သက်ပြီးတော့လေ့လာစောင့်ကြည့်နေတဲ့ရပ်ဖက်ဖွဲ့စည်းရဲ့အမြင်လူလူလှုပ်ရှားမှုတွေကိုပံ့ပိုးကူညီနေတဲ့ရပ်ဖက်ဖွဲ့စည်းရဲ့အမြင်နဲ့ကျွန်တော်တို့သတင်းမီဒီယာတွေရဲ့အမြင်ပေါ့နော်ဆိုတော့ဒီစိန်ခေါ်မှုတွေကြော်လွှားနေကြတဲ့နီနာတွေလိုအပ်ချက်တွေဒါတွေဆွေးနွေးကြတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီအတွက်ကိုဘာတွေတော့ကျွန်တော်တို့အကြံပြုနိုင်မလဲကျွန်တော်တို့တော်လိုင်းအင်အားစုတွေကိုဘာတွေအကြံပြုနိုင်မလဲရပ်ဖက်ဖွဲ့စည်းတွေကိုဘာတွေအကြံပြုနိုင်မလဲဒါမှမဟုတ်နိုင်ငံတကာတိုင်ဝမ်ကိုဘာတွေအကြံပြုနိုင်မလဲဆိုတော့လည်းအကြံပြုချက်၃ခုစီကျွန်တော်တို့ဆွေးနွေးခဲ့ကြတာရှိပါတယ်ဆိုတော့ဒီနေ့စကားဝိုင်းကိုလာရောက်ပြီးတော့ဆွေးနွေးပေးတဲ့ကျွန်တော်ရဲဘော်ရဲဘက်ညီကောင်မောင်နှမအားလုံးကိုလည်းကျေးဇူးတင်ပါတယ်စကားဝိုင်းစီစဉ်ပေးတဲ့ဒီအတန်အဖွဲ့ကိုရောအတန်အဖွဲ့ကိုလည်းကျေးဇူးတင်တယ်လို့ဒီလိုမျိုးဟိုရေးကြီးတဲ့ဒီအစီရင်ခံစာစစ်တမ်းကိုဖော်ဆောင်ပေးတဲ့အတန်ဝိုင်းတော်သားတွေအားလုံးကိုလည်းကျေးဇူးတင်ကြောင်းပြောရင်းနဲ့ပဲကျွန်တော်တို့နောက်ဆုံးတော့ဒီစကားဝိုင်းကိုနားထောင်ပေးကြတဲ့ကျွန်တော်တို့ဒီပြည်သူတွေအားလုံးပေါ့နော်နားထောင်ပေးကြတဲ့သူအားလုံးကိုလည်းကျေးဇူးတင်ကြောင်းပြောရင်းနဲ့ပဲဒီစကားဝိုင်းကိုအနည်းကုန်ချုပ်ချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်